ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ဝင်းတောက် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်စိတ်ဝင်စားစရာအချက်စလန်ကောင်းလေးတွေကိုကျမတို့ Channel လေးကနေရွေးချယ်ပြီးတင်ဆက်ပေးနေရဖြစ်ပါရရှင်ကျမတို့ရဲ့ Channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်အချက်စလန်လေးကတော့ဥရဲ့အချစ်ခံစနစ်လေးအပိုင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်ချစ်ရတဲ့ပရိသတ်များအားလုံးလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ဇလန်လေးမစသေးခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးဘေးက notification ခေါင်းလောင်းလေးနှိပ်ပြီးသွားပါအောင်ရှင်။ချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဇလန်လေးကိုအခုရဲ့စတင်လိုက်ပါပြီ။ရောက်ပြီဆင်းလာခဲ့။ကြားရဲကွာ။အာရှင်တော့မလိုက်ဘူးနော်။လက်ကိုလှော့။နောက်ဆုံးတော့သူမကိုအပင်တွေအုပ်ဆိုင်နေတဲ့ခြံကျွန်းကြီးရှေ့ကိုခေါ်ဆောင်လာခဲ့တယ်။ကားတကားကိုဆွဲပွင့်ပြီးဆင်းလာစေတယ်။အလူမကြမှုမြင်တာတဲ့ကင်းကသူ့ကိုမကြည့်ပဲကားထဲမှာပြေးထိုင်နေတော့စိတ်မရှိခြင်းနဲ့အတူလက်တစ်ဖက်ကနေစောင့်ဆွဲခံရတယ်။အပြင်ကိုထွက်စေတယ်။ပြုသမျှတိုင်းကနာကျင်ကြားရကြီးဖြစ်တယ်။အကြံပရန်ဆွဲခေါ်တော်မူကြောင့်မျက်ရည်လေးတွေဝိုင်းလာရတယ်။အတန်တိတ်ယုံမိတယ်။ဒါပေမဲ့လှုပ်ပေးခြင်းမရှိပဲအိမ်ကြီးတဲ့ကိုအတင်းဝင်စေတာကငဲ့ညာမှုတစ်စက်မှမရှိဘူး။လွတ်တော့လွတ်မလိုက်ဘူးဟမ်ညှဉ်းဆန်မှုတွေနဲ့အတူသူမရဲ့မျက်လုံးတွေဟာနှစ်ဦးသားရှိမှထဲထဲကြီးတည်ရှိနေတဲ့ကျွန်းသက်သားအိမ်မဲမဲကြီးထံကိုစိုက်ကပ်ပြီးခြံဝင်းတစ်ခုလုံးမှာတစ်ပင်တွေနဲ့ပြည့်နေပြီးတော့အများစုကထင်ရှူပင်တို့ဖြစ်တယ်။စိတ်လန့်စုပြင်းခြင်းမရှိဘဲအားလုံးလိုလိုဟာအဝါရင်ရင်နွမ်းချောင်းခြင်းဘက်ကိုရှိနေတယ်။အိမ်ကြီးရဲ့အရှိမျက်နှာသားတက်တက်မှရှိနေတယ်။အပင်အိုသေးကြီးရဲ့လက်တံကိုင်းခက်တွေဟာလည်းကြောက်မက်ပွဲအသွင်ဆောင်နေတယ်။ခြုံငုံပြောရရင်ထုနေရတစ်ခုလုံးကမမောကျင်းတဲ့စရာတစ်ခုမှမရှိပဲစကားတွေတွေကလို့တရေအိမ်ကြီးပေါ်မှာစိတ်ကြောင်ကြားမှုတွေကိုသာပေးစွမ်းနေတယ်။လွတ်ထွက်မသွားဖို့တစ်ဖက်ကလက်ကိုဆွဲပြီးတော့ကြံတစ်ဖက်ကပေါင်းပြီးအိတ်ကလေးပါရှိရဲ့တော့တွေကိုထုတ်ယူရဲကျုံတကားကြီးကိုဖွင့်ဖို့ပြင်တယ်။လှလူရပါကြီးရှင့်အောင်မုန်းတယ်။ငိမ့်ငိမ့်နေစမ်းကွာမဝေဘူးနော်ကင်းကောင်လှုပ်ပေးအခုလှုပ်ပေးဘူးကနေနဲ့ကျဲလောင်တဲ့အင်ဂျင်ဆက်တန်ကြီးကစိတ်ငြိမ်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုစုညံသွားစေတယ်။အရှင်ပြင်းပြင်းနဲ့နောက်ကျောကမောင်းထွက်သွားတဲ့ကားတစ်စီးလင်းမြန်လုံးလို့ထိုကားနဲ့ကပ်လိုက်လာတဲ့လေးဟုံကကင်းကာရဲ့ခေါင်းဝင်လေးကိုတစ်ဖက်ကိုဆွဲခေါ်သွားတဲ့အလားလွင့်ပါသွားတယ်။လူသူကင်းမဲ့နေတဲ့နေရာမှာထို့အတန်ကြီးပေါ်ထွက်လာခြင်းကသူ့မအတွက်အကြီးမားဆုံးသောမျောလင်းချက်အာကူရာဖြစ်သွားခဲ့တယ်။ကိုလေးစက္ကနဲ့မတ်သွားတယ်။ခေါင်းတော်တီစားလက်ကနေအရာယုံရင်ကဲကြပါအောင်ရှင်ကဲကြပါအောင်ရှင်ဒီလူကျမကိုအလိုမတူပဲဖန်ခေါ်လာတာပါကဲကြပါအောင်ရှင်ဟေးမင်းပါဇက်ကိုပိတ်ထားကဲတမကြီးထွားတဲ့လက်တစ်ဖက်နဲ့သူမနှကန်းတွေကိုချက်ချင်းဆိုသလိုစိတ်ပေးပြလိုက်တယ်မင်းအထက်ရောက်မှမင်းနဲ့ငါစရင်ရှင်းမဲ့ခါကနေပြီးမှာပြီးတော့အိမ်ကြီးတဲ့ကိုဆွဲသိမ်းခံလိုက်ရတဲ့သူ့အတွက်အယုတ်တွေကိုမှာလာတဲ့အတိုင်းပဲအသာတကြီးဖြစ်ရဲ့ကင်းကမှာတော့ကောင်းလေးတရရန်ခြေတယုံယုံနဲ့ညင်းဆန်တန်းတွေထန်နေတယ်တဖြည်းဖြည်းရောက်လာတာကအနီရောင်တို့ခင်းချင်းပြင်ဆင်ထားတဲ့နှစ်ယောက်အိတ်ခန်းတွေကိုဖြစ်တော့ရှင်တွေတုံလိုက်သွားတယ်မျက်လုံးတွေပြဝေးလာတယ်နောက်ဆုံးမှသူ့လက်ကြီးကိုသွားတိုးပြီးဖိကိုက်ပြလိုက်ရင်လွတ်လန်းရှာတယ်မင်းစက်ကလေးဆိုသလိုသူမကိုအလွတ်ပေးပြီးတော့နာကျင်နေတဲ့လက်ကိုကြံတက်တစ်ဖက်ကကင်ပြီးတော့ညီတွားနေတဲ့ချိန်သူမကအထူးချိန်လေးကိုအငိုက်ပန်းပြီးကောင်းဝင်စားလေးကိုဆွဲမရင်အိမ်ကြီးတွေကပြေးထွက်လာလိုက်ပါတော့တယ်ကဲကြပါအောင်ရှင်စီးထားတဲ့အပြေအောင်တောက်ပနယ်လေးရဲ့အောက်ခြေတောက်တစ်ခုကစက်ကနေကျွတ်ထွက်သွားတယ်ထော်နဲ့ဆက်လျှောက်လာရာနာနေခဲ့ပြီမို့နှစ်ဖက်လုံးချော်လာရင်လက်ကကင်ဆွဲပြီးတော့ဆက်ပြေးမိတယ်ဘဲကိုပဲကြည့်လမ်းတစ်လျှောက်လုံးစိမ့်စိမ့်ဆူဆူအပင်တွေသာမြင်တွေ့နေရတယ်လူတွေအိမ်ဆိုတာမရှိနေခဲ့ဘူးနောက်မှစူစီပုံပေါ်ထားတဲ့စက်နေစားတွေကတပြေးပြေးနဲ့ပုံပြပြီးပကုံးပေါ်အိကနေသက်စင်ကြနေတဲ့ဖျူဖြူဥနေတဲ့ခြေပွားလေးကကြမ်းတက်တဲ့အထီတွေကြောင့်သွေးကြီးတို့အိုကုန်ပြီးပေါက်ပြဲနေတယ်သွေးလေးတွေဆူလာပြီးလူသူမရှိတဲ့လက်မကြီးပေါ်မှာသူမတယောက်တည်းဟိုရီချီအကူညီတောင်းရင်ပြေးနေတာကစိတ်မနဲ့နဲ့လူလိုပဲ
ရိုင်ထိုးနေတဲ့ခြေလံမောဟိုက်နေတဲ့ရင်အစုံတို့ကသူ့မကိုရက်တန့်ခိုင်းနေပေမဲ့ခွန်းအောင်တေစာဆိုတဲ့လူယုံမကြီးထံကလွတ်မြောက်ဖို့အနာမပေးပဲဆက်ပြေးနေမိတာကာဝင်ရဲ့နောက်မြေစာအရေးကြီးကကက်တရာကားလန်ပေါ်မှာတလွားလွားဖြန့်ကျင်းနေတယ်အာသွန်ခွန်ဆိုင်ပြေးနေတဲ့ခြေလမ်းတွေကတုံကနေဆိုသလိုရက်သွားတယ်အဲဒီနောက်ပြည့်ကနေဆိုတဲ့အတန်နဲ့အတူတစ်ဆက်တည်းသိလိုက်ရတာကကာဝိနောက်မြေကြီးကိုတစုံတဦးရဲ့တက်နေခြင်းခံလိုက်ရပြီးပေါင်ရင်ထိပြေဆုပ်သွားတဲ့ရှိဟာဟန်ချက်မညီတော့တဲ့ခန္ဓာကိုယ်လေးကရှေ့ကိုငိုက်ဆိုင်ကြပြက်လဲတယ်အလန့်တကြားနဲ့လက်နှစ်ဖက်ထောက်လိုက်မိရပါကျိန်ကနေနာကျင်သွားရသလိုရင်ဘတ်တွေကပါအောက်တက်သွားပြီးအတော်နဲ့မထားနိုင်ဘူးအဲ့ဒီချိန်သူမကိုမတ်တရက်အနေထားနဲ့ငုံမှုစူးစိုက်ကြည့်နေတဲ့ခွန်အောင်တေစာမျက်ရည်လေးတွေဝဲတက်လာခဲ့တဲ့အုံငိုကျင်စိတ်ကိုနှက်ခမ်းလေးကိုက်ပြီးတော့ထိန်ချုပ်ထားမိရင်သူ့လက်ကမလွတ်နိုင်ဘူးဆိုတဲ့အသည့်တရက်ကပါချင်းနဲ့ဝင်ရောက်လာတယ်။မင်းနဲ့ကစားဖို့အချိန်မရှိဘူးကင်းကားမေကိုနဲ့ပြန်လိုက်ခဲ့။ဟမ်အာနားတယ်။တေစာကပြောလေပြောကင်းကာရဲ့ကိုအေးအေးလေးကိုစွေကနေချီမပြလိုက်တော့အောက်ပိုင်းကစိတ်ကနေနာကျင်သွားတယ်။သူမခြေထောက်တွေတစုံတစ်ခုဖြစ်သွားမှသိလိုက်ရတယ်။မထိနဲ့ကင်းကရှင့်ကိုမုန်းနဲ့သိရလား။အတ္တသမားကြီးလူမဆန်တဲ့လူကြီးလူယုံမာကြီးရှုံမဲ့မျက်နှာလေးနဲ့ပြစ်နေပြောဆိုသမျှကိုပန်းနဲ့ပေါက်တဲ့အလားတုံ့လှုပ်သွားခြင်းမရှိပဲအိမ်ကြီးစီကိုဥတီဝေးကြည့်လာတာအပြုံးမရှိမျက်နှာထားနဲ့နောက်ဆုံးမှာတော့လာရလန်းအတိုင်းပဲပြန်လဲရောက်ခဲ့ရတယ်။သူမရဲ့ခန္ဓာကိုယ်တည်တည်လေးကိုအနီရောင်မှွေရလေးပေါ်ကိုသူတင်ပေးတယ်။နဘေးမှာရှိတဲ့ကောင်းအောင်ရေးရေးလေးကိုလှမ်းဆွဲယူတယ်။ရင်ဘက်လေးနဲ့ကတ်ထားလိုက်တယ်။နောက်ကိုတဖြည်းဖြည်းစုံပြီးတိုင်းကရင်ထိန်နဲ့သူမကြောပြင်းလေးထိခဲ့တဲ့ထိခွန်အောင်တေးစာသူမကိုလှည့်မကြည့်ပဲသူတယောက်တည်းပဲအလှရှုံနေတော့တယ်။ဥစွာအပြူရောင်ကုတ်အင်ကြီးကိုဆွဲဖယ်ဖြစ်ပြီးလေပင်ထိစိတ်ပေးထားတဲ့အတွင်းအင်ကြီးရဲ့ကျဲသေးတွေကိုပါရင်ဘတ်ပေါ်တဲ့ထိဖြုတ်ချပစ်တယ်။အဲဒီနောက်လက်မပတ်ထားတဲ့လက်ပတ်အမဲကျိုးမှာနားကိုဝစ်စင်ထားတဲ့ငကက်အမဲတွေကိုပါတဆင့်ချင်းချွတ်ချင်းပြုလုပ်တယ်။လက်တစ်ပြက်အတွင်းမှာပဲခွန်းအောင်တေးပါအဖြစ်ကခွန်းအောင်တေးစာအဖြစ်ကိုကူပြောင်းသွားရင်စက်ကနေလေဆောင်ကြည့်လာတဲ့အကြည့်တွေကစက်သိမ်းထားကြကြောင်းမွေဝဲအထိနှစ်ဖူးပေါ်စင်ကြနေတဲ့စင်တွေတို့ကိုလက်ချောင်းရှည်ရှည်တို့နဲ့ထိုးသွင်းလန်တင်လိုက်တော့မကျဲနှစ်ဖူးပြင်းတဲ့အတူတစ်ခုနဲ့တစ်ခုထိစပ်မတက်ကုတ်ကြထားတဲ့မျက်ကုံးတစ်စုံကထေထင်ရှားကြီးကဘဲချိန်ကြည့်အေးဆက်မှားကြောခြင်းဘက်ကိုသာအသွင်ဆောင်တယ်ပြီးရင်တော့အေးစစ်ပဲသူမဘက်ကိုဦးတီလျှောက်လာတယ်အတွေးတွေကကြီးစိုးသွားတယ်ရှင်တွေတိတ်ခုံရင်တားမြစ်စကားယုံမိတာကတုံရင်ရှင်ဘာလို့မလို့လဲအနာကက်မလာနဲ့လက်နှစ်ဖက်ပေါင်းပြီးအိတ်ကက်တဲ့ထဲသွင်းရင်တလန့်ချင်းတူကန်လာသမျှသူမကိုချိန်ချောက်ခြင်းအဖြစ်ကိုရောက်တယ်ဘာလို့လဲအခုချိန်မှာကိုမင်းကိုဘာလို့လုတ်ပိုင်ခွင့်အပြည့်ရှိနေပြီပဲမလားမဟုတ်ဘူးခင်းကရှင်ကိုမချစ်ဘူးဥက္ကဏတေစာရှင်ကိုယ်တိုင်လည်းခင်းကကိုမချစ်ခဲ့ဘူးလို့ဝန်ခံထားတာမဟုတ်လားအဲ့ဒါကြောင့်ခင်းကကိုပြန်ပို့ပေးပါနော်တခင်လေးဖြစ်သွားခဲ့တဲ့ကိစ္စတွေအတွက်ခင်းကမသိချင်းဟန်ဆောင်နေပါမယ်ဘာနားရမသိချင်းဖြင့်ပြောလိုက်မိတဲ့စကားတွေကယောက်ျားမာနာကိုတမင်နှိုးဆော်ပေးသလိုဖြစ်သွားခဲ့တော့သူဟာသူမရှိကိုချက်ချင်းရောက်လာခဲ့တယ်နူးညံ့ပါနှစ်ဘက်ကိုလက်တစ်ဖက်နဲ့ခက်ကြက်ဆွဲပြစ်လိုက်တယ်နာကျင်သွားရတာကြောင့်သူ့လက်ကြီးကိုတွန်းဖဲနေမိတယ်ဒါပေမဲ့လှုပ်မပေးတဲ့အပြင်မျက်နှာလေးကိုဆွဲမောပြီးနိကတ်တဲ့အနေထားမှဖြစ်စေတယ်မင်းကိုအားလုံးရဲ့လက်ထဲကနေခေါ်ထုတ်လာခဲ့တာတိတ်ကိုချင်တယ်လို့တော့မဟုတ်ဘူးတော့ကင်းကားမေမင်းတို့နှစ်ယောက်ပေါင်းပြီးအနိုင်တက်မှတ်လိုက်တဲ့ကစားပွဲတစ်ခုမှာငါမရှုံးသေးကြောင်းသိစေခြင်းလို့ရှင်ယူနေပြီဥက္ကဏောင်တေးစာတကယ်တော့ရှင်ဟာအတ္တသမားပဲအားလုံးကိုရှင့်စိတ်ကြိုက်လုံးနေခဲ့တာကို့အပိုင်ဖြစ်တဲ့မင်းကိုပြန်လည်ရယူဖို့ကြိုးစားတာကအတ္တဆန်တဲ့ယူနေတယ်လို့သတ်မှတ်မြစ်ဆိုဟုတ်တယ်ကိုယူနေတယ်ကိုကအတ္တသမားပဲကင်းကားမေမင်းကကို့အပိုင်ကိုမင်းကိုရမှာဖြစ်တယ်ဒါပေမဲ့ချစ်လို့တော့မဟုတ်ဘူးကင်းကားမေမုန်းလို့ကိုမင်းကိုမုန်းနေလို့ဟာမင်းမျက်နာကိုတင်ကက်လာတဲ့အေးဆက်ဆက်အရာတကူထို့အရာကစတွေးတွေဖြစ်ပြီးသူမက
သူ့မျက်နှာပေါ်ကိုထွေချလိုက်ခြင်းဖြစ်တယ်။ပေသောအခါမှဒီလိုဆက်ဆံခံရခြင်းမရှိတဲ့ဒေသတယောက်ဒေါသကငယ်ရီတက်ဆောက်တဲ့အလူလူနေလက်တစ်ဖက်ကပါဒူလူထက်ကိုအရှိန်ပြင်းပြင်းကြားရောက်သွားတယ်။ရိုက်ချက်အစုံခေါင်းတစ်ချမ်းလေထွက်သွားတယ်။မိုက်ကတဲ့ဝဝေးမတက်ဖြစ်သွားခဲ့တာမို့ငွေရာကိုလက်နဲ့ထောက်ပြီးထိန်ထားမိတယ်။မိရွေးဖြစ်သူထံကရိုက်ခံခဲ့ရမှုတဲ့အချိန်တွေတုန်းကတော့ဒီလောက်ဖြစ်မသွားခဲ့ဘူး။အခုတော့ယောက်ျားတစ်ယောက်ထင်ကရိုက်ခတ်ခြင်းခံရပြီးအစပေါင်းများစွာနာကျင်သွားတယ်။အကြည့်စိမ့်စိမ့်တွေနဲ့သူ့ဘက်လှည့်ပြီးမိမတစ်ယောက်ကိုနာကျင်မုန်းတီးနေတဲ့ဆိုအသက်ရှင်ခွင့်မပေးနဲ့ဥက္ကုနောင်တီစာအခုလိုနီလန်းတွေနဲ့အနိုင်ယူချင်တာကတော့ယောက်ျားမစံသူ့ရဲ့ဘောကြောင့်တာပဲ။သွေးထွက်နာကျင်တာကိုမှနှစ်သက်နေတယ်ဆိုရင်ရောမင်းပါပြုံးလေ။တေလိုက်လေလူပစံတဲ့ကောင်နှကန်းတောင်မှစုတက်လာတဲ့သွေးစာရဲရဲလေးတွေကိုစိစိစိုက်ကြည့်ပြီးပြောချလာတဲ့မျက်နှာကိုတစ်ဖက်ကိုချက်ချင်းလှည့်ပြတယ်။ဒီပြချက်မှာအဓိကဆက်ဆောင်ကကိုပဲခင်ကမေမင်းကတော့ကုထားလူရနေစိတ်လူရသွားအသုံးဝင်တော့လွတ်ပြစ်လိုက်လို့ရတဲ့တစ်ရှူသားသားပဲဒီနေ့ကစားပြီးကိုယ့်ရဲ့ဇနီးအဖြစ်နဲ့နေသွားရလိမ့်မယ်မင်းကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုကီမဆိုင်ဘူးအဓိကကို့နာမှာမင်းရှိနေဖို့ပဲဘာလို့လဲဘာလို့အခုလိုလောက်ရတာလဲခင်းကဘာမားတွေကျူးလွန်ခဲ့ပြီလို့အခုလိုတွေခံစားနေရတာလဲဝဲနေတာတွေရောနာကျင်တာတွေပါပေါင်းစုံသွားပြီးရှင်တဲ့ပူလောင်မွန်ကျက်လာခဲ့တာမို့ထိမ့်ချုပ်မထားတော့ပဲငိုချဖြစ်တယ်ဘယ်ရောက်ကိုမှခရီးမဆိုင်တော့တီစားကတော့ဘာကိုမှမလုပ်ပဲခါတိုင်းလိုပဲလက်တစ်ပတ်ကိုဘောင်းမီအိတ်ကဲတဲပြီးသူမရှိပါရှိရဲ့ထိုင်ကုန်ပေါ်မှာခြေချိတ်ထိုင်ပြီးခက်ဆိုင်ဆိုင်ငေးကြည့်တယ်အတန်ကြာအောင်အဲ့ဒီတိုင်းပဲရှိနေခဲ့တော့ခင်းကမှလည်းတအေးအေးရှိုင်ငိုတာမျက်ရည်တွေကုတ်ကဲမတက်ဖြစ်တယ်မျက်ခုံလေးတွေဖူဖောင်းနေပြီထိုခါမှတီစားကငူလေးစက်ငူကအဲ့ဒီမျက်ရည်တွေကုတ်ကန်းသွားတဲ့အထိငိုမေးမပြီးမချင်းကိုစောင်းနိုင်တယ်ဘာလို့ဆိုနောက်တစ်ခေါက်မင်းမအခုလိုငိုခွင့်မရှိတော့လို့ပဲကင်းကားမေးမင်းရဲ့စိတ်ရောလူကိုပါအပိုင်ရထားပြီးမို့ကိုခွင့်ပြုချက်မရမချင်းဘယ်အရာကိုကျူးလွန်ပိုင်ခွင့်မှမရှိဘူးမင်းရဲ့ပျော်ရွှင်ခြင်းဝယ်နေခြင်းကအစကိုလက်ကင်ထားမယ်ရော့အဝိစားတွေသွားလိုက်ရင်ဘတ်ထဲလုံထွေးကြလာတဲ့အေးဆက်အရာတွေကိုဖြန့်ကြည့်လိုက်တော့ခရမ်းတွေရောက်ပူကောင်းဝင်လေးဖြစ်တယ်လက်ပေါင်းလက်တိုလေးကိုမှအနှင်းငယ်ဟိုက်တဲ့ရင်ဘတ်နေရာမှာဇာတွန့်အပါလေးနဲ့ကုတ်ခတ်တာတော့ရိုင်းမြသွားတဲ့အပြင်ချစ်စရာပုံစံလေးဖြစ်သွားတယ်ခါသွတ်သေးလေးကနေစပြီးဒူးအောက်ဘက်ထိကားထွက်သွားတယ်နောက်ကျောမှဖေးပြအကြီးကြီးချုပ်ကတ်ထားတဲ့ဖြစ်လို့ချုံငုံကြည့်ရင်ထူကောင်ဝင်လေးကိုဝှက်လိုက်တာနဲ့ကလေးတစ်ဖွဲချစ်စရာကောင်းတဲ့ဘက်ကိုရောက်သွားမှသိကြတယ်မင်းကိုအခုလိုပုံစံနဲ့ဆက်ပြီးဝင်းမြင်ခြင်းမှုကင်းကားပြီအဲ့ဒီဝစ်စားတွေသွားလဲလိုက်နောက်နေ့မှမင်းလိုအပ်တာတွေကိုဝယ်ပေးမယ်ဘာလဲဥခုနောင်တီစာရှစ်မျက်လုံးတစ်ပါကင်းကရဲ့အခုပုံစံကရှင့်ရဲ့ရှုံးနေမှုတွေကိုအမှန်တရနေစေလို့လားဒါကြောင့်ဆက်ပြီးမမြင်ချင်တာလားဘာမင်းအရှိုက်ထီသွားတဲ့တီစာတရားရှူရှူရှဲရှဲပြပြီးမျက်နှာတစ်ခုလုံးနှီးပြန်ပြီးတော့သူ့မရှိကိုချက်ချင်းယောက်ျားလာတယ်ကင်းကလည်းဂရင်ပေါ်ကနေဆင်းပြီးသူ့ရှိရက်လာရင်မျက်နှာကိုစိတ်စိတ်မောကြည့်ပြီးပြောတယ် sorry ပဲလုံးဝမလဲနိုင်ဘူးကင်းကမင်းငါလက်မပါခြင်းဘူးသွားအခုသွားလဲထပ်မပြောဘူးနော်လုံးဝမလဲဘူးဟာမင်းပုတ်ကနေဆိုသလိုခရမ်းတွေအောင်ကောင်းဝင်လေးကဂရင်ချီရင်ကြံပြတက်ကိုလွင့်စင်ကျသွားတယ်ကင်းကထူကောင်းဝင်လေးကိုသူမခြေထောက်တွေနဲ့ဖိနှင်းပစ်ပြီးတကုံးမကြံပြန်ပြောတယ်လူတိုင်းနဲ့အစဉ်ပြေပြေရှိနေတဲ့သူနဲ့စုံတေးကမှအရင်နဲ့မတူအကြည့်တွေကအစားစူးစူးရဲရဲဖြစ်ပြီးရန်သူတယောက်လိုဆက်ဆံနေခြင်းကသူ့ကိုအောင်သက်သက်ဖြစ်စေတယ်ဒီလန်းကိုရှင်ရွေးချယ်ခဲ့တာပဲဥက္ကုနောင်တီစာဒီတော့နောက်နေ့ကစားပြီးခင်းကစိတ်မချမ်းမသာဖြစ်ရတယ်လို့ရှင်လဲပျော်ရွှင်ရမယ်မထင်နဲ့မသိမချင်းတံပြန်တိုက်ခိုက်သွားပါမေပြုံးတစ်ချက်နဲ့အတူသူမလေပင်ကိုလက်နဲ့ဖက်ဆုံးလိုက်တယ်ခွန်းအောင်တီစာအသက်ရှူကြက်လောက်တဲ့အထိမဟုတ်ပဲအနှဲငယ်နာကျင်စေုံသာဖြစ်ပြီးသူမခန္ဓာကိုယ်လေးကိုနေရန်နဲ့ကြော့ခဲ့သွားတဲ့အထိနောက်ကိုတွန်းပြတယ်အဲဒီနောက်သူ့နှကန်းကြီးကသူမမျက်နှာနာမှာတဝဲလေးလေးရှိတယ်ကိုဆိုတဲ့ကောင်းကလူချင်းပြီးဆိုမရရအောင်ရှူတတ်တယ်အနောက်ရှက်အတားစီမှန်သမျှကိုလည်းရှင်းပြနိုင်တဲ့အထိအင်းအားပြေရှိရမို့ကို့ကိုလာစိတ်မခေါ်နဲ့ကင်းကားမေကို့ဒေါ်သားတွေပါမင်းရောကိုရော
အသက်အာမခံမရှိဘူးဒီတော့ကိုပြောသလိုနေကိုခိုင်းသလိုလို့ဒီလောကကြီးမှာအသက်ရှိရှိနေခြင်းသေးရင်တော့လူယုံမှာနှေးလိုက်တာကွာရှင်တော့ရိုက်ခတ်ဖို့ပင်ပြောင်းလိုက်တဲ့လက်ကထောင်တက်သွားတယ်ပြန်ချမှာတော့သူ့ဘာတက်ကိုမဟုတ်ခဲ့ပဲလေထဲမှာရက်တန်းသွားတယ်သူ့လက်ကပိုင်ပိုင်နိုင်နိုင်ဖန်ဆုပ်ထားတယ်အဲ့ဒီနောက်ခေါင်းထက်မှာသူ့လက်တွေနဲ့စုချုပ်ထားရင်အမိတ်မနာခံတတ်တဲ့နောက်ဆက်တွဲမှာဘာတွေနဲ့ရင်ဆိုင်ရမလဲကိုမင်းကိုပြမယ်။အော်ဥက္ခနာဘာလုပ်တာလဲလွတ်ပြန်ချပေးအောက်ပြန်ချပေးဟမ်လွတ်လက်တစ်ပြက်အချိန်လေးမှာဂင်းကရဲ့ခန္ဓာကိုယ်လေးကိုဆွဲမပြီးခါတဝက်တီသူ့ပကုံးပေါ်ထန်တင်ကဥတီသွားနေတာကရေချိုးကန်းစီတို့လက်သီးစုပ်လေးနဲ့သူ့ကြောပြင်ကြီးကိုတပုံပုံထူနေမိတယ်။ဇောက်ထိုးအနေထားကြောင့်အားရီပပပဲခက်ပြောသားကြာရောက်တယ်။ဥက္ခနောင်တီစာဂင်းကကိုအောက်ပြန်ချပြီးလို့ပြောနေတယ်မလား။ sorry ပဲဂင်းကမေဒီချိန်မှာဒူးတောက်တောင်းမယ်မင်းဆိုရင်တော့အချိန်မမီတော့။အော်ဟဲမလိုက်ဘူးတော့။ဥက္ခနောင်အဲ့ဒီချိန်ရေချိုးကန်တကားကြီးပွင့်ဟာသွားတယ်။သူရောသူပါအခန်းထဲကိုရောက်ခဲ့တာနဲ့တကားကြီးကဂျင်းကနေဆိုသလိုပြန်လဲဆောင်ပေးသွားတယ်။ဂင်းကမေရဲ့ညင်းဆန်တန်လေးတို့ပါတိကနေတိတ်ကြသွားတော့တယ်။လာစမ်းမင်းလွတ်တော့ဒူးရုံမာကြီးအခန်းထဲကိုရောက်သွားခြင်းနဲ့အတူသူဟာခင်းကပြေးလို့မလွတ်အောင်တကားကိုလော်ချပြစ်တယ်။လွတ်ရှင်ခုခင်းကကိုဘာလုပ်မလို့လဲမတရားကြက်မလို့လားငြိမ်နေစမ်းမင်းထွက်ပြေးလွန်မြောက်ခြင်းနဲ့စန္ဒတွေကတကူမှပြေးမသွားခဲ့ပဲသူပြုသည်မြနေရမယ့်အခြေအနေမှာရေပန်းအောင်ရောက်သွားခဲ့တယ်။ကြွေပြားတွေစီကတ်ထားတဲ့နေရာနဲ့ကြောပြင်းလေးအင်္ဂနဲ့ပြေးကတ်သွားတယ်။တန်မာတဲ့သူလက်ကြီးကလေပင်ကိုစုပ်ကိုင်းပြီးလွတ်ထွက်မသွားအောင်ထိန်ချုပ်ထားတယ်။မလုံနဲ့အေးဆက်တဲ့အထီတွေနဲ့အတူအရှိန်ဟုန်ပြင်းပြင်းကြာစင်လာတဲ့ရေတွေကမျက်နှာတစ်ခုထဲမှာအနှံ့ပြကြာရောက်နေတော့ဆက်ပြင်းပြင်းခန်းစားချက်တဲ့အတူခေါင်းကိုဟိုရန်တီကလက်မီလက်နှစ်ဖက်ကလည်းသူ့ရင်ဘက်ကြီးကိုမရမကတွန်းထားမိတယ်။ရက်ပါတော့မလုံဖြတ်စမ်းအဲ့ဒီမိတ်ကပ်တွေအခုဖြတ်မင်းကိုပေါ်မှာရှိနေတဲ့အရာတွေအားလုံးကငါအတွက်တော့မတတိစရာတွေကြီးပဲ။ဖြတ်အခုဖြတ်အညာတာကင်းမင်းစွာကြားရောက်လာတဲ့ရေတွေကနှက်ခေါင်းပါးစပ်နဲ့မျက်လုံးတို့ကိုပုံမိုးတိုက်ခိုင်းနေတော့အသက်ရှူတွေကျလာရတယ်။ညင်းဆန်ရုံထွက်မိတဲ့ဒါပေမဲ့လေတိုင်းကိုစုပ်ကိုင်းထားတဲ့သူလက်ကပုံမိုးတင်ကျက်ခဲ့တယ်။နေရာကနေပဲရွှေ့ဖို့တားစီထားတယ်။ကြံလက်တစ်ပတ်ကရေပဲပိုက်နဲ့မျက်နှာတစ်ခုလုံးကိုလိုက်လံထိုးပတ်တဲ့ထိုအရာနဲ့မှအားမရသေးပဲခေါင်းထက်မှရှိတဲ့ရေပန်းခလုတ်ကိုပါဖွင့်ချလိုက်တော့ခေါင်းထက်ကိုလေးလံတဲ့အရာများစွာကကြစင်းလျက်မွန်းချက်ပိတ်လောင်ခြင်းနဲ့အတူလူကဝဝမတက်ဖြစ်နေရတယ်။ခန်းစားချက်ကကြီးမားလွန်းလို့မျက်ရည်လေးတွေဝဲတက်လာခဲ့တယ်။ရုံးဆန်နေတဲ့လက်နှစ်ဘက်ကလေထဲမှာပဲဖြစ်နေခဲ့တယ်။တစ်ချက်သူမကိုစိမ့်ဆိုင်ကြည့်ပြီးပြုတ်မှုနေတဲ့ခွန်းအောင်ဒေစာရဲ့အကြီးတို့ကိုမြင်ရတယ်။အပြူအောင်သူတို့သမီးဝတ်စုံကလည်းရေတွေရွှဲဆိုတဲ့အဖြစ်ကိုရောက်ခဲ့တယ်။အောက်ခြေအနားစာတွေကစုပ်ပြက်နေတယ်။ပေါင်ရင်းနာထိခွဲအဲနေတာကဖွေးအနုဖြူစွတ်နေတဲ့ပေါင်တန်လေးကိုအတိုင်းသားဖြစ်စေပြီးကြည်ကောင်းခြင်းရဲ့စံကျင်ဘက်ကိုမျက်နာချက်လင်းကျထားတဲ့အရာတွေမပြတ်အချင်းသူ့စိတ်ကြိုက်ပြုမှုနေခဲ့တယ်။မင်းနေများစွာကြာသားခဲ့တဲ့ခင်းကတကူလုံးနဲ့တစက်ခိုက်တုံနေခဲ့ပြီ။ပြီးတဲ့နောက်မေပြုံးတစ်ခုနဲ့အတူသူ့လုပ်ငန်းတွေကိုရပ်တန့်ပြလိုက်တာနဲ့ခန္ဓာကိုယ်လေးကအေးကနေပြိုဆင်းသွားတယ်။အဲ့ဒီခါမှာအသက်ကိုဝဝကြီးရှူသွင်းနေမိတယ်။ရင်ဘက်လေးကနေချီမြင့်ချီခေါင်းကနေစပြီးခြေပြားထိရေတွေတောက်ကြာစင်းရင်ကြက်သိမ်းမှွေးညင်းတွေတော့ထောင်းနေတယ်။သွေးမရှိတော့တဲ့နှကန်းဖြူဆူဆူလေးကတုံလုံးနေတယ်။ချောင်းပါဆူတယ်။နှာခေါင်းတွင်ကိုရေဝင်ရမှုကြောင့်မွန်ထူတဲ့ခံစားချက်နဲ့အတူနှာသီးထိတ်လေးတွေရဲစက်ကုန်တယ်။မျက်ဖန်လုံးဝင်လေးတွေအရည်လေးတွေဝေတန်းနေတယ်။အခုထိမွန်ချက်တဲ့ခံစားချက်ကြီးကိုရနေတယ်။ကြောက်လဲကြောက်သွားခဲ့တဲ့တအေးရှိုင်ကိုနေပြီးတော့တယ်။တေစာကတော့သူမကိုတစ်ချက်ပဲကြည့်ပြီးထွက်သွားခဲ့တယ်။ပြန်လာမှလက်ထဲမှာအရင်ကဝစ်စေခဲ့တဲ့ခရင်ရောင်ပိုးကောင်းဝင်လေးပါလာတယ်။ဝစ်လိုက်တစ်ချက်လို့အမေနဲ့အတူကောင်းဝင်လေးကိုသူမရှိကိုပြစ်ပေးတယ်။ဒါပေမဲ့သူ့အမေတိုင်းလိုက်နာဖို့ကိုအတိတရားကညှင်းဆန်နေတော့ကောင်းဝင်လေးကိုလန့်ဆွဲယူရင်ကြစ်သားစုပ်ကိုင်းထားမိတယ်။ဒါကိုသူကမကြည်တဲ့ဟန်နဲ့ရှေ့ကိုတိုးလာတယ်။ဘာလဲမင်းကိုငါကိုယ်တိုင်ဝိစေချင်တာလားအကင်းကမေးအာနားတယ်
အင်ကြီးကင်ထားတဲ့လက်ကဝက်ကိုဖမ်းဆုပ်ပြီးသူ့ဘက်အကြံပဒံဆွဲယူလိုက်တော့အနာခံရှိတဲ့အစိတ်ပိုင်းတို့ကအတိကိုင်းပခင်တော့ပဲမျက်နှာလေးရှုံကညီးတွားမိတယ်။ဒါနောက်ဆုံးအချိန်ပဲခင်ကမီကိုလက်တွေမင်းပေါ်ကျူးလို့မလာခင်အဝိစားတွေလဲလိုက်မင်းအတွက်10မိနစ်ပဲအချိန်ရမယ်။လူတယောက်ကိုလှုပ်ပြအောင်တုတ်ချင်ရင်အမိတ်တွေပေးရတာကိုပါစိတ်ကျေနပ်မှုရှိခဲ့တဲ့တားကောင်ဖြစ်တဲ့ခင်ကမှာတော့သူ့ရှိမှအဆူဆုံးအချိန်နေနိုင်လက်ကိုပြန်လဲလှုပ်ပေးလိုက်တယ်။နေရာကထပြီးရေစုနေတဲ့သူ့လက်နှစ်ဖက်ကိုလက်ကင်ပွားနဲ့တုတ်တယ်နေရာကထွက်သွားဖို့ပြင်နေရှင့်ုံမုံနဲ့ဥခုနောင်တီစာနောက်ကျောကဘီပီတတထွက်ပေါ်လာတဲ့အတန်တကူကြောင့်ခြေလန်းတွေကတုံကနေရက်တန်းသွားတယ်။အမုန်းတွေကြီးရနေခဲ့တဲ့သူ့အတွက်တော့အချစ်ဆိုတာလည်းမလိုအပ်တော့ဘူး။မုံဆန်ခင်ကမေမင်းကြိုက်တော့ဝုံငါဆိုတဲ့ကောင်ကလည်းအဲ့ဒီမုံတွေကိုမှကြည်ကြည်နက်နက်ကြီးခံယူရင်မင်းမာနာတွေကိုတလွားချင်းခွာချပြမယ်။ရှင့်ကိုရှင်တိတ်ကိုမြင့်မြင့်နေတယ်လို့တွေးထင်နေပေမဲ့ခင်းကအတွက်ကတော့ရှင်ဟာတိရစ္ဆာန်လောက်တော့အသိတရားမရှိတဲ့လူတိရစ္ဆာန်လောက်တော့အစစ်မရှိတဲ့လူပဲချက်ချင်းတက်ပြဲလောက်တဲ့အထိဒေါသတွေစွာခဲမိပေမဲ့သူ့ထံကအေးဆက်ဆက်အကြည့်ကတပါဘယ်အရာမှကြားလာမခဲ့ဘူးကြောပေးရက်နေရင်ကတစ်ချက်သားလေဆောင်ချင်းနေရာကထွက်သွားတော့ခင်းကနှက်ခမ်းတွေကိုပြက်လူမတက်ဖေးကိုင်ထားမိတယ်တစ်ချက်ချက်နဲ့ရှေ့ခေတ်တိုင်ကနာရီကြီးရဲ့ရေရှားတန်းကတအိမ်လုံးကိုစုံမိုးထားတယ်အနီရောင်ဆေးတုပ်ထားတဲ့တက်သားထိုင်ကုန်ကြီးပေါ်မှာနောက်ကျောမြင်တရွေ့ရွေ့ရှေ့ဆက်နေတဲ့လက်တံတွေကိုခက်ဆိုင်ဆိုင်ငေးကြည့်နေမိတယ်။သူ့အတွက်တော့9မိနစ်ဆိုတဲ့အချိန်ဟာနာရီပေါင်းများစွာထိုင်တွက်နေရတဲ့အလားကြာညောင်းနေပြီဖြစ်လို့ချစ်ကနေစုပ်တန်းရင်ထိုင်ရမှထားလိုက်တယ်။ခင်းကမင်းခုထိထွက်မလာသေးဘူးလား။အထဲမှာဘာတွေလုပ်နေရလဲဟမ်။မင်းကဒီပုံစံမျိုးလာချိုးလို့မရအခုချက်ချင်းထွက်လာခဲ့စမ်း။အပြင်ဘက်ကနေတကားကိုလက်သိမ်းနဲ့ထိုးပြီးဘလောက်ပဲဒေါ်သားတွေထွက်ပြခင်းကတော့ဂယုမဆိုင်တဲ့အလားဘာတန်မှမပေးဘူးအေးမင်းကိုယ်တိုင်ထွက်လာမလားငါလာဆွဲထုတ်ရမလားမင်းပြောမင်းခုထွက်လာခဲ့စမ်းခင်းကမိတ်ဟာကွာစောင့်ရတဲ့အလုပ်ကိုအလွန်ပဲမုန်းတီတာဖြစ်လို့ဘာကိုမှငှင်ညာမနေတော့ပဲတကားကိုတချမ်းဆောင်ပြီးတွန်းတိုက်လိုက်တာနဲ့ဟာဟဲ့ခင်းကမိတ်သူ့ဝေခိုင်းတဲ့ခဲရောင်ကာဝေးလေးနဲ့အတူတကားရဲ့မနီမကွေနေရာမှာတတိမိတ်လဲကျနေတဲ့သူမှာတိတ်ကနေစောင့်တက်လာတဲ့နှလုံးခုန်တဲ့နဲ့အတူဘာလို့လို့ဘာကန်ရမှန်းမသိအောင်လူကထိတ်လက်ပြဝေသွားတယ်။သူမနာကိုချက်ချင်းပြေးသွားမိတယ်။အဲဒီနောက်ပြုတ်ဖက်နေတဲ့ခန္ဓာကိုယ်လေးကိုရင်ခွင်နဲ့ဆွဲထူဖတ်ထားလိုက်ရင်ခင်းကမေးဟေ့မင်းထစမ်းကိုပြောတာကြားလားအခုလိုဟန်ဆောင်နေလို့လေမင်းကိုလက်ကလွတ်မှာမဟုတ်ဘူးထစမ်းအခုထစမ်းဟေ့ထစမ်းကွာပါတပတ်ကိုလက်နဲ့ပုတ်ခေါ်နေပေမဲ့လေပင်လေးကနောက်ကိုလန်ချပြီးထွတ်မိတဲ့နေရာတိုင်းကအေးစမ်းနေတယ်ခင်းကမေးမင်းအခုလိုဖြစ်လို့မရအောင်နော်ငါခွင့်ပြုချက်မရပဲဘယ်အရာမှကျူးလွန်ခွင့်မရှိဘူးမင်းငါပြောတာကြားလားမင်းထစမ်းကွာသူမသိခဲ့မိတဲ့အချိန်မှာပဲမျက်ဝန်းအိမ်တဲ့အရေးကြီးတွေအိုင်တွန်းပြင်းနေသွားတယ်ရှန်ကြခြင်းနဲ့အတူကင်းကာရဲ့ပါတပတ်ပေါ်ကိုပေါက်ကနေကြတယ်မဖြစ်ဘူးမဖြစ်ရဘူးမင်းသိလို့မဖြစ်ဘူးကင်းကာမေးမင်းကငါဒီထက်ဒုက္ခတွေပေးဖို့အများကြီးရှိသေးတယ်သူကသူမခန္ဓာကိုယ်လေးကိုစက်ကနေပွေချပြီးအိတ်ခမ်းတဲကိုဦးတီးလိုက်တယ်အခန်းထဲကိုရောက်တာနဲ့အနီရောင်မွေရကြီးပေါ်ကိုအသားလေးတင်ပေးလိုက်ရင်တကူလုံးသွေးမရှိပဲဖြူစွတ်အေးစမ်းနေတဲ့ခန္ဓာကိုယ်လေးပေါ်ကိုသူ့မွေးဆောင်ကြီးနဲ့အလင်းမြန်လွှမ်းခြုံပေးလိုက်တယ်။အဲဒီနောက်ဖုန်ကိုဆွဲလူပြီးနံပါတ်တစ်ခုကိုအရေးတကြီးခေါ်လိုက်ပါတော့တယ်။သတ်မှတ်ထားတဲ့ရက်စောပြီးရောက်လာခဲ့လို့ဘာမှပြင်ဆင်မထားခဲ့မိတော့ခွင့်လွတ်ပါသခင်လေးကျွန်တော်တို့အမှားပါထားလိုက်ပါအခုခမရတို့နှစ်ယောက်လုံးရှိနေပြီပဲနောက်ပြီးသူမလည်းဘာမှစိုးရင်စရာမရှိတော့ပါဘူး။ခုနောင်တေစာသူရှိမှရက်ပြီးခွင့်လွတ်မှုတောင်းခံနေကြတဲ့လင်မယားနှစ်ယောက်ကိုကြည့်လိုက်တယ်။ဒါပေမဲ့တခုတော့ရှိရဲ့ဟုတ်ကဲ့ပြောပါသခင်လေးကျွန်တော်တို့ဘာလုပ်ပေးရမလဲ။ကျုပ်ဒီကိုရောက်နေရစံအိမ်ကတခြားဘယ်သူမှမသိပါစေနဲ့ဒီကိစ္စကိုလှုပ်ဝက်ထားပေးပါ။ကျုံနဲ့ခမရတို့နှစ်ယောက်ကြားမှာပဲရှိပါစေ။ဟုတ်ကဲ့ပါသခင်လေးကျမတို့ကိုစိတ်ချပါနော်။တေစာကောင်းတာညင်ပြတယ်။ကရင်ပေါ်မှာမိမျိုးနေစေဖြစ်တဲ့ကင်္ဂါမေထံကိုအကြည့်ရောက်တယ်။အဆုံးစွန်ထိသူ့ကိုတိုက်ခိုက်သွားတဲ့သူမတစုံတစ်ခုပြောလိုက်တိုင်းအယောင်တွေလက်ကနေတောက်သွားတဲ့အဲ့ဒီမျက်ဝန်းတွေမင်းဘလို့မင်းကလေးနဲ့ကင်္ဂါမေမုန်းတီပါတယ်လို့အချိန်ချင်းပြောနေမိတဲ့ငါကရော့ဘာလို့မင်းကိုကဲတင်ခဲ့မိတာလဲ။နွမ်းနေရမျက်နှာလေးကိုစိတ်ဆိုင်ကြည့်ရင်တပြေးပြေးရွေရှားသွားတာကခြေထောက်လေးနှစ်ပတ်စီကိုတ
ချို့နေရာမှာအရေးကြီးပူလေးတွေထားပြီးသွေးကြည်ဦးနေတယ်တချို့နေရာကတော့ပေါက်ပြဲတယ်အတွင်သားရဲရဲလေးတော့ပေါ်နေတယ်ဒါအပြင်ခြေချင်းဝင့်နေရာလေးကရောင်ကိုင်းနေတယ်အညုအမဲဆွဲနေသေးတယ်တက္ကနာအတွင်သူ့ထံနူးညံ့မှုတွေဝင်ရောက်လာတယ်သူမခြေထောက်တော်မှာမုတ်ဆိုးတူထောက်ထိုင်ချလိုက်ရင်တန်ရာဖြစ်တဲ့နေရာတွေကိုစေးလိမ်ပေးဖို့ပြင်တယ်။အော်တခင်လေးအခုလိုလုပ်ဖို့မသင့်တော်ပါဘူးရှင်။ပြီးပါတော့ကျမတို့လှုပ်လိုက်ပါမယ်။နေကျုပ်ပဲလှုပ်လိုက်ပါမယ်။ခင်ဗျားတို့လှုပ်ကြရှိရသွားလှုပ်ကြပါ။ဟုတ်ကဲ့ပါတခင်လေးဒါဆိုသွားခွင့်ပြုပါအောင်နော်။သူ့ကောင်းကြီးပြလိုက်ပေမဲ့အကြည့်တွေကကင်းကားမေးထမ်းမှဖြစ်တယ်။လက်လှုပ်ရှားမှုတွေကလည်းမပြတ်ဘူး။ခြေထောက်လေးနှစ်ပတ်ကိုအသာရဆွေးမရင်စေးကိုတန်ရာတဝိုင်းအသားလေးဖိကျိတ်လိမ်ပေးနေမိတယ်။စိတ်ထဲမှာလည်းသူမပြန်လဲနှူးထားလာဖို့အကြိမ်ကြိမ်တောင်းဆိုမိတယ်။ထို့အရာကချစ်လို့မဟုတ်ပဲမုန်းကြီးနေလို့ပဲသူ့ကိုယ်သူပြန်လဲတတိပေးလိုက်မိတယ်။ဟေးအဲ့ဒါဘယ်သွားကြမလို့လဲလာတီကိုလာခမရတို့ဒီကအရှုံးသမားကြီးအကြောင်းပြောပြမယ်ဗျာ။ဒါဒီနားမှာလာထိုင်ညနေချင်းဆိုင်ကဖြတ်သွားသမျှအကြီးကအမျိုးသမီးအမျိုးသားတို့ကိုလက်ရက်ခေါ်ပြီးသူ့ရှိမှရက်ခိုင်းတယ်။လက်တစ်ဘက်ကတဝက်တိတိကျိုးလူဆဲဖြစ်တဲ့အရက်ပလင်းကိုစုပ်ကိုင်းထားတယ်။တစ်ချက်ကောက်မော်ပြီးခြေလျံတွေကဟိုရိုင်းတည်ရိုင်းအမေတော့ဒီကြားကအကျုပ်ဘွားအတွက်အခမ်းအနားဆုံးနဲ့ဂုဏ်ယူရဆုံးပေါ့ဗျာအခုတော့သူတို့သမီးမရှိတဲ့အမင်္ဂလာပွဲကြီးဖြစ်သွားပြီဟာတာပဲဗျာတေစားဆိုတဲ့အဲ့ဒီကောင်ကျုပ်ကိုမချင်တဲ့ရုံတက်တက်နဲ့အနိုင်လူချင်းရုံတက်တက်နဲ့ကျုပ်မင်းကလေးကိုခိုးထုတ်သွားတာအဲ့ဒါခမရတို့သိလားတော်တော်ရုံညံ့တဲ့ကောင်အရက်ရှိန်ကြောင့်စိတ်ထဲရှိရပောက်ကွဲသမျှတို့ကိုအလုံးစုံနားထောင်နေရတယ်ခိုးတော်ဒီပမသွားခိုင်းမချင်းနေရမှရက်နေကြတယ်ရောသမျှကိုကောင်းကုန်းနားထောင်နေရချရှာတဲ့အလုပ်သမားတွေဒီအချက်ကဘာလို့မကားတော့တာလဲဟမ်ကျုပ်ဘွားကြီးကဘလောက်တောင်ခါတက်နေခဲ့လဲဆိုရင်ဟော်ရီတောက်နေတဲ့အချက်ကတော့ချိုသွားသလိုလိုပဲဒီအချက်ကတော့ကွာအမလေးဖះကြီးတစက်မှမော်မရတော့အောင်ပလင်းတွေအရက်တွေရှိမနေခဲ့တော့ပလင်းကိုဖြူပြဲကြည့်အလိုမကျဖြစ်ပြီးတော့အရိုင်းစိတ်ဝင်သွားခဲ့ပြီးရိုက်ခွဲပြစ်တယ်ဘယ်ရောက်သွားလဲငါရက်တွေဘယ်ရောက်ကုန်ပြီလဲမင်းတို့တွေကဘသူကငါအရက်ပလင်းတွေကိုဖွက်ထားရလဲဖြေလေမသိပါဘူးတခင်လေးကျွန်တော်တို့တိတ်ဆန်းမင်းတို့လည်းအတူတူပဲအမိတ်အာနာတွေအောက်မှာဖိတ်တုံအောင်ကြောက်နေရတဲ့သူတွေအခုလည်းငါအရက်တွေကိုဖွက်ထားတယ်အမိတ်ပေးခံရတယ်မလားမှန်ဖြေစမ်းမဟုတ်ပါဘူးတခင်လေးရဲ့ကျမတို့ဘာမှမသိပါဘူးမင်းတို့ဖွက်ထားတာငါသိရဲ့ဘယ်မှလဲငါအရက်ပလင်းတွေထုတ်ပေးစမ်းအခုထုတ်ပေးစမ်းကွာဒီပါတယောက်ချင်းစီကိုလက်ညှိုးလိုက်ထိုးပြီးမရှိတော့တဲ့ရမက်ကပလင်းတို့ကိုတောင်းတတယ်ထပ်တော့မဲလို့တာစုနေတဲ့သူ့မျက်နှာတစ်ခုလုံးနေမြန်ရဲစက်နေတယ်မျက်လုံးတွေပါကူးဆက်ကုန်တယ်ရှိသမျှအကျော်တွေကမျက်နှာတစ်ခုတည်းကိုစူးစီးသွားတယ်နှက်တင်ကျော်နဲ့လေပင်ကျော်တွေထောင်ထားကုန်ပြီးနောက်လန်ချင်နေတဲ့ခေါင်းကိုလည်းမနေထိန်ထားရတယ်ထုတ်ပေးစမ်းကွာဟာကွာသွားစမ်းအကုန်သွားစမ်းမျက်လုံးတွေကတီတီငိမ့်ငိမ့်မရှိတော့ပဲလေးလံရွေရနေပြီးရှိသမျှဒေါသတွေကိုခင်းကျင်းထားစေဖြစ်နေတဲ့စပွဲတွေထိုင်ကုန်တွေပလင်းတွေပကံတွေအားလုံးပေါ်ကိုစုပြုံချကကင်ပေါက်ခြင်းရိုက်ခွဲခြင်းပြုလုပ်တဲ့အရင်တည်းမတူတော့ပဲစိတ်မတန်တဲ့လူတယောက်လိုလက်သီးတွေစုပ်လိုက်ခေါင်းတွေကိုင်းလိုက်အော်ဟဲလိုက်နဲ့ဒေါသကြီးနေတဲ့ခွန်တော်တီပါဘယ်သူမှဝင်မဆွေးရတော့ပဲဘဲအချိန်သူတို့ပဲလှည့်လာမလဲဆိုတဲ့အတွေးတွေနဲ့ကြောက်လန့်ကုန်တယ်ကုတ်ကလေးတွေဖြစ်နေကြတဲ့အစီခံတွေဒါကဘာတွေဖြစ်နေကြတာလဲအော်မမဲကြီးပောက်ကွဲဖြစ်စီထားသမျှအရာဝတ္ထုတွေကိုမျက်လုံးဝေကြည့်ရင်ထိုနေရာကိုရောက်ရှိလာတဲ့မမဲကြီးနဲ့မမဲလေးဟောအားလုံးယူရဲ့ခေါင်းကင်မိခင်အာကအမျိုးသမီးကြီးလာပါပြီခင်ဗျာကြွပါဒီပါမမဲကြီးရောက်လာတာနဲ့သူမတို့အတုံးလုံးနဲ့ကိုညှို့ကိုင်းပြီးနေရာပေးတယ်လို့ခက်နဲ့တက်တဲ့စကားတို့ကြောင့်မမဲကြီးရဲ့စိတ်သက်အကြီးတွေကသူ့ထံတိုင်းကနေကြားရောက်တယ်ဒါကဘာသဘောလဲခွန်းတော်ဒီပါဖက်အိတ်သေးဖက်အိတ်ရုံရင်အကုန်လုံးကိုစက္ကန်ထားတဲ့မျိုးမစစ်လေးလို့ပြောရင်ပုံမှန်ပဲထင်တယ်အမီနာမဆိုတာခမ ्या တို့ပေးထားတဲ့ဂုံဘုတ်သက်ပဲလေအော်တားငယ်လေးမမဲကိုဘလူစကားတွေနဲ့ပြောနေရလဲကွယ်ပြန်ပြီးတောင်းပန်လိုက်ပါခက်ရင်ပြန်လဲခြေပါသမျှတို့ကခမ ्या ဆိုတဲ့နန်းစားအထီးပါရောက်ခဲ့တာမို့ဒေါ်ဆန်ထိတ်ထားခင်နောက်ကနေပြတလဲတောင်းပန်ခိုင်းနေထို့အရာကိုမမဲကြီးကလက်ကပြပြီးနေပါစေသူ့စိတ်ရင်တိုင်းပြောချင်တာပြောပါစေအစင်တန်းဆိုတာဆွဲချခြင်းဆွဲချမြင့်တင်လိုက်လို့ရတဲ့အရာမဟုတ်အားလုံးကသူ့ဗီဇာနဲ့သူပဲ
ရေးကျင်တာလည်းမဟုတ်စိတ်ပါတာလည်းမဟုတ်ခဲ့ပဲတစ်ဖက်ကိုဒေါသဆွဲစေတဲ့ပြောင်ရိပ်ပြုံတွေနဲ့နှက်ခမ်းတွေကိုင်းငင်ယုံပြတာပြုံလိုက်တဲ့ပကုံးတစ်ဖက်တွန်းတဲ့မေမေကြီးကသူနဲ့မျက်တချင်းဆိုင်ကိုရောက်လာခဲ့တယ်မင်းကိုအခုလိုအခြေအနေတွေထိအခွင့်အရေးပေးတာတော့မှမလုံလောက်သေးပဲစက်အင်းရဲ့အစီအကံတွေအထိပါဖြတ်စည်းနေရလားစက်အင်းရဲ့မြေးဆိုတဲ့ဂုံပုတ်ဂုံရည်နဲ့ညီမြောင်ဥဆောင်နိုင်တဲ့အားလုံးကလေးစားအားကြရတဲ့လူတော်တယောက်အဖြစ်ရှိနေရမယ်မင်းကအခုတော့သူ့ဖုံးစားလောက်တောင်အဆင့်တန်းမရှိတော့ပါလားအဆင့်တန်းနဲ့သူလူမန်းတိတက်စားအရွယ်ကလေးကဘာလို့ဖားကိုင်းကိုင်းအမားဘက်ကြီးတွန်းပို့နေတဲ့သူကအခုလိုစူးမိုက်လာတော့မှအဆင့်တန်းမရှိဘူးလို့ပြောနေခဲ့တာလားတော်စမ်းပါဗျာဒါတွေအားလုံးဖြစ်လာရတာခမည်းကြောင့်အခုလိုတွေဖြစ်လာရတာတားငယ်မေမေဘာမှမပြောဘူးဆိုပြီးဂျိုင်နဲ့ထိတက်မလာနဲ့မင်းရဲ့အမားအတွက်အခုချက်ချင်းတောင်းပန်လုံးဝမတောင်းပန်နိုင်ဘူးမေမေဒီတစ်လျှောက်လုံးကျွန်တော်ဘလို့တွေခန်းစားပြီးဖြတ်တန်းခဲ့ရလဲဆိုတာမေမေအသိဆုံးအခုချိန်ကြာမှစက်အိမ်ပြေးဆိုတဲ့ကွန်ပုတ်တွေလာပြောနေအောင်ခမည်းကြီးကျုပ်ကိုဘယ်တော့မှမြေးတယောက်ဖြစ်တတ်မှတ်ခဲ့လို့လေခမည်းနဲ့သွေးသားတော်ဆက်တယ်ဆိုတဲ့အသိစိတ်တောင်ခမည်းမှရှိခဲ့လားပြောခမည်းပြောတားငယ်ခမည်းကျုပ်ကိုပေးသည်များအရာတိုင်းကတိတ်ငယ်စရာတွေကြီးပဲနာကျင်စရာတွေကြီးပဲဒါတော့ကျုပ်ခမည်းဘယ်နှခါအပြစ်တင်စကားပြောခဲ့ဘူးလေခမည်းမျက်လုံးထဲမှာကျုပ်ကိုလူစုလူပိုင်းတယောက်အကူဖြစ်သူတော့ဘာမဝင်တဲ့ကောင်သွေးစုတွေကြီးတဲ့အသက်ဆက်နေတဲ့ကောင်ဖြစ်နှိတ်ချဆက်ဆံခဲ့ပြီးမှကျုပ်ဟာစိုးတတ်ပါတယ်ဆိုပြီးခေါင်းစဉ်တက်နေတဲ့ခမည်းကရောအပြစ်ကင်းစင်နေရလားဖြည့်လေးခမည်းနာမည်ကြီးကဒီပါပြောသမျှကိုနားထောင်ပြီးမတုံမလို့မျက်နှာထားနဲ့စိစိသားစိုက်ကြည့်နေတယ်ခမည်းရဲ့ဂယူးဆိုင်မှုကိုရဖို့ကျုပ်ဒရိုက်ထဲမှာရှိတဲ့ဟော်ရီသွေးတွေကိုဖောက်ထုတ်ပြရမလားဒါမှမဟုတ်ခမည်းမုံနေတဲ့ဒီမျက်နှာကြီးကိုပဲဓာတ်နဲ့အချက်ပေါင်းများစွာဝုန်းပစ်လိုက်ရမလားမျိုးစုံကျုပ်တွေးခဲ့မိတယ်တာဝန်ရလိုအပ်တာမှန်သမျှတော့ခမည်းဖြည့်ဆည်းပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ထဲမှာချက်ချင်းမြတ်တာဆိုတဲ့အရာတော့ပါမလာခဲ့ဘူးခမည်းပေးခဲ့တာဆိုလို့ကျုပ်ကိုစူးစမ်းတဲ့ထိတွန်းပို့ခဲ့တယ်ပြစ်တင်ဝေဖန်မှုတွေနှိမ့်ချဆက်ဆံမှုတွေတခါလေးပဲကျုပ်သိတ်ကိုနေမကောင်းဖြစ်နေတဲ့အချိန်ခမည်းရင်ခွင်ထဲမှာနေဖို့တခါလေးတောင်ခွင့်တောင်းခဲ့ဘူးတဲ့ဒါကိုခမည်းပါပြန်ပြောခဲ့လေဟမ်ခုနှစ်နှစ်သားအရွယ်ကလေးလေးရဲ့ဖျားနာမှုတွေကူးစက်မှာဆိုလို့ခမည်းသိတ်ကြောက်ခဲ့တယ်ခါခါတီတီညှင်းဆန်ခဲ့တယ်ဘဝမှာဥဆုံးတောင်းဆိုမှုတစ်ခုတော့ခမည်းချင်းရင်တန်ကြီးညှင်းဆန်ခဲ့တာကျုပ်ရွေးချယ်မရတဲ့အခြေအနေတခုမှာဒီမျက်နှာဒီပုံစံနဲ့ဖြစ်တည်လာတဲ့ကျုပ်ကိုဘာအဖြစ်တွေရှိခဲ့လို့ခမည်းကအမုန်းတွေကြီးခံယူနေခဲ့ရတာလေခမည်းမဖြစ်တတ်တော့မလားဘယ်ဖြစ်တတ်မလဲခမည်းရှင်ထဲမှာကျုံမမရှိတာခမည်းရှင်ထဲမှာကျုပ်ကိုထုချေဖို့နီလန်းတွေပဲရှိရဲ့အခုရောဘယ်လိုလဲခမည်းသိတ်ကိုမုန်းတီးနေပါတဲ့ဒီကောင်ကြီးရဲ့မင်္ဂလာပွဲပြတ်သွားလို့တော်တော်မှနေသားထိုင်တာရှိခဲ့ရဲ့လားခမည်းသိတ်ကိုရေးပေးခဲ့တဲ့ဒေသဆိုတဲ့အဲ့ဒီကောင်ကျုပ်တို့သမီးကိုကျုပ်လက်ထဲကခေါ်ထုတ်သွားခဲ့တာတိတ်ကိုတရားမျှတပါရဲဆိုတဲ့ခမည်းရဲ့ဆုံးဖြတ်ချက်ကကျုပ်ကိုဒီနေရာမှာအရက်တောက်ခွင့်ပေးထားခဲ့တယ်လောကကြီးကတိတ်ကိုမျက်နှာသားပေးလွန်နေဗျာအနေနဲ့လှလှရှုံနေလာခဲ့တဲ့များကအခုချိန်ထိတောင်နိုင်ခွင့်မပေးခဲ့ဘူးတော်တော်လေးကိုတရားကြဖို့ကောင်းတယ်ကျိုးလီသူရဲ့မြဝင်းတောက်ကမြေစာရိတ်ကြီးစင်လာတယ်အားလုံးကစိတ်မကောင်းဖြစ်နေတယ်ခေါင်းမပေါ်ရဲ့ပဲရှိကြသလိုမေမေကြီးရဲ့နှကန့်အစုံကအန်ကျိတ်တဲ့မဟုတ်တင်းစိတ်ပိတ်ကုန်တယ်ဒုက္ခကင်ထားတဲ့လက်သေးတွေကကြစ်စုပ်တယ်အင်မတန်မှမုန်တိခဲ့တယ်လို့ကြွေးကြော်ထားသမျှတို့ကယခုမေဖြစ်သူရဲ့ရှင်တွင်စကားနဲ့မျက်ရည်တချို့ကြောင့်ရက်တည်နေတဲ့ခြေစုံတို့ကရိုင်းနေချင်းမချစ်ခဲ့လို့လားလို့အကြိမ်ကြိမ်မိပြန်တော့လဲအပြေကထွက်မလာဘူးဒါပေမဲ့မြေဖြစ်သူဒီပါဆိုတဲ့ကလေးငယ်ရဲ့မျက်နှာကိုမြင်တိုင်းသူမဘဝရဲ့အကြီးမားဆုံးဆုံးရှုံးမှုကြီးဖြစ်တဲ့တမီးဖြစ်သူမျက်နှာလေးကိုမြင်အောင်လာခဲ့မိတယ်တပြည့်ပြည့်ကိန်းဝင်လာတဲ့အမုန်းတရားတွေကဘာမှမသိခဲ့တဲ့ကလေးငယ်စီကိုကြားရောက်ပြီးနူးညံ့မယ်လို့တွေးထားသမျှတွေကထို့ကလေးငယ်ရှိရောက်တိုင်းအမုန်းတရားတွေသာဖြစ်ပေါ်လာတယ်အပြုတ်မှုတွေကပါခက်ထန်ရင်တန်ကုန်တယ်ဒါပြင်မသိစိတ်ကထွက်ပေါ်လာတဲ့ချက်ချင်းတရားတို့ကိုမသိကြိုးကြုံပြုထားပြီးအမုန်းတွေနဲ့ကြည့်ရှေ့ဆက်ခဲ့တယ်သူမမုန်းတီးခဲ့တဲ့ပုံစံနဲ့မွေးဖွားလာတဲ့ထို့ကလေးငယ်ကဘာအပြစ်မှမရှိမှန်းသိခဲ့ပေမဲ့နာကျင်စရာတွေဖြစ်ပေါ်လာတိုင်းထို့ကလေးပေါ်ကိုပဲပုံချပြေးပြောင်းမိတယ်ဘယ်ရောက်ကိုမစို့မျက်နှာသာမပေးခဲ့ဘူးအကြီးနဲ့အငယ်နိုင်ရှင်သူမဘက်ကအကြီးဖြစ်သူအပေါ်ပဲအချစ်တွေပုံပေးခဲ့တယ်မှားခဲ့မိတဲ့အပြစ်တွေကိုအခုချိန်ပြန်လဲစဉ်းစားခဲ့မိရမှရင်တင်ပလောင်ဆူသွားတယ်သူမကိုသူမအပြစ်ကြီးတင်မိခဲ့တယ်နှလုံးအိမ်တစ်ခုလုံးကိုစုပ်ညစ်ကင်ထားသလိုနာကျင်အောင့်တက်လာတယ်
အသက်ရှူတွေပြင်းထန်လာတယ်။မျက်ဝန်းအိမ်တွင်မှအရေးကြီးတွေဝေတက်လာခဲ့တယ်။မေတတိထားပါဦး။တားငယ်မင်းတော်ပါတော့ပေတောင်းပန်ပါတယ်ကွယ်။စက်မပြောပါနဲ့တော့မေကြီးမှာယောဂနဲ့ဆိုတာတတိလေးထားပါအောင်။မေလေးကကြားထဲဝင်ရောက်ဖြေပြောက်သမျှတို့ကိုဒီပါကခက်မေနှက်ခမ်းလောင်ရည်ပြုံးနဲ့ပြန်လဲတုံ့ပြန်နေ။နောက်ဆုံးတော့သူကပဲလူစုလူပိုင်းတယောက်ဖြစ်ခဲ့ရတယ်။တဲ့အေးကြာစင်လာတဲ့မျက်ရည်တွေကိုဘယ်သူမှမမြင်စေချင်ဘူး။ခေါင်းကိုအစုံထိမော်ပြီးတဟဟရီလိုက်ခြင်းနဲ့အတူမျက်ဝန်းတောက်ကလေပင်ထိတလိမ့်လိမ့်ဆင်းလာတဲ့မျက်ရည်စာတွေမင်းတို့ကဘာရက်လုပ်နေကြတဲ့ဒီကိုလာကြလေမေတတိလေးဘာလေးထားပါအောင်မေကြီးညမကိုအခန်းထဲပြန်ပို့လိုက်ရအောင်တားငယ်မေပြီးရင်မင်းနဲ့စကားပြောခြင်းနဲ့ရုပ်ဖြစ်သွားတဲ့အခြေအနေတွေပေါ်အေးစေးဖြစ်ခဲ့ပြီးဒေါ်စံထိတ်ထားခင်ပြောလိုက်တာကိုလည်းအရေးမလို့သလိုပကုံးတုပ်ပြီးအစိမ်းရောင်မြက်ခင်းပေါ်မှာပက်လက်လန့်ပြပြီးတော့ခြေတစ်ပတ်ချိတ်မိပြလိုက်တယ်ယူနေတယ်လို့ထင်ရလောက်ပေမဲ့သူမယူသေးဘူးနာကျင်ရလွန်းအယူတစ်ပိုင်းဖြစ်ခဲ့ရုံကလွင်သူ့အသေးစိတ်ကတော့အကောင်ပကတိအတိုင်းပဲဘယ်ရာကိုမှဂယူမဆိုင်တော့သလိုစိတ်လွတ်ကိုလို့အော်ပြစ်လိုက်တယ်ခင်းကမင်းပဲရီရောက်သွားခဲ့ရလဲကိုမင်းကိုရှာနေခဲ့တာကွာမင်းပေါ်စိုးရိမ်စိတ်နဲ့တစ်ဖက်ကလာတဲ့ကားကိုတော့မမြင်နိုင်ခဲ့ဘူးကွာအဲ့ဒီကကြလာတဲ့နာကျင်မှုထက်မင်းကိုဆုံးရှုံးရတဲ့နာကျင်မှုကပိုပြီးကြီးမားတယ်အဲ့ဒါမင်းသိလားအနည်းဆုံးတော့ကို့ဘောနားလိပ်ပေးနိုင်တဲ့မင်းရှိနေခဲ့ပြီလို့ယူဆပြီးပျော်နေခဲ့ရတာဒါပေမဲ့အချိန်ခဏလေးပါမင်းကပျောက်သွားခဲ့တယ်ကွာကို့အယူလုံးဖြစ်နေခဲ့ပြီခြားတရဆိုင်ကဲနဲ့ကထိတ်တိုင်းတွေ့ခဲ့ပြီးလမ်းဘေးကိုထိုးချောင်းမောင်းလိုက်ရမှမောက်သွားခဲ့တယ်သွေးပူနေတော့အချိန်မို့ရရှိလာတဲ့တန်ရာတွေကဘာမှမဟုတ်ပေမဲ့အခုတော့ခြေတစ်ဘက်ကတစစ်ကိုက်လာခဲ့ရင်နာကျင်မှုပြတယ်ကင်းကမေကိုခေါ်တာကြားရလားကွာမင်းကိုတယောက်တည်းမထားခဲ့ပါနဲ့ခြားတိတ်ကိုတောင်းပန်ပါတယ်ကင်းကမေခြားတိတ်လေးဟာကိုရင်တွေပူနေတဲ့မျက်လုံးတွေလည်းဖွင့်ပြတော့ဘူးမျက်လုံးအစုံတို့ကတပြေးပြေးမိတ်ကြပြီးအော်ဟစ်ပြောဆိုနေတဲ့အတန်တွေကလေးလံလာတယ်မျက်ခင်းပြင်ပေါ်မှာခြေကားလက်နေတာနဲ့မရှိသူကိုတောင်းတနေရကအတန်တွေကတိတ်ကနေတိတ်ကြသွားတယ်မင်းတို့သခင်လေးကိုသူ့ခန်းနဲ့လိုက်ပို့ပေးလိုက်ပါဟုတ်ကဲ့ပါမေလေးသူမရောက်လာမှသူ့ဖြစ်သူကအိမ်မောချနေပြီဖြစ်တယ်ဒါကြောင့်အခြေခံတို့နဲ့အိတ်ခန်းစီကိုနေရာရွှေ့စေခဲ့တယ်အခန်းထဲကထွက်မဲ့ကြံတဲ့ချိန်မိခင်ဖြစ်သူမေကြီးကသူမလက်ကိုဆွဲပြီးပြုတ်ခဲ့မိတဲ့အမားတွေပေါ်ဝန်ခံတောင်းပန်ခဲ့ရင်ခွန်းအောင်ဒီပါအတွက်နောက်ထပ်သောအိမ်တော်ဘက်ပို့စီစဉ်ဖို့ပါပြောဆိုခဲ့တယ်သူဖြစ်သူစိတ်ဓာတ်ကိုသိတဲ့သူမအတွက်တော့ထို့ရာနဲ့ပတ်သက်ပြီးစိတ်လေးနေခဲ့တာအမှန်ပဲတခင်လေးမက်ရွှေပါမေလေးကမနှက်စာစားဖို့ပြောခိုင်းလိုက်လို့ပါတခင်လေးခွန်းအောင်ဒီပါနူးဘီစုအောက်ကိုဆင်းလာခဲ့ဖို့ပြောခိုင်းလိုက်လို့ပါစံအိမ်မှာကင်းကမေမရှိတော့တဲ့အချိန်ကစပြီးမက်ရွှေတယောက်အရင်နေရာကိုပြန်ရောက်သွားခဲ့တယ်အခုတော့မေလေးရဲ့စီညွှန်ချက်အတိုင်းခွန်းအောင်ဒီပါအခန်းရှိကိုရောက်နေခဲ့တယ်တခင်လေးအတင်းမှလူမရှိသလိုဘာတော့ပြန်မှုမှအရာမလာခဲ့ဘူးတကားနဲ့ပါတချမ်းကပ်ပြီးနာကျင်နေမိတယ်တခင်လေးခွန်းအောင်ဒီပါထက်ကခေါ်ယုံကလွှဲပြီးထူးခြားမှုမရှိလာခဲ့ဘူးအခန်းတကားကိုဖွင့်ကြည့်ဖို့လက်ကမ်းလိုက်တယ်အော်မဖြစ်ပါဘူးတခင်လေးခွင့်ပြုခြင်းမရပဲသူ့ခန်းထဲဝင်ဖို့ကောင်းမှာမလားဒါလည်းမဟုတ်သေးပြန်ဘူးတကယ်လို့အထက်မှာတခင်လေးတကူကိုဖြစ်နေတယ်ဆိုရင်ရောဘယ်လိုလုပ်မလဲမက်ရွှေတယောက်အတွေ့အကြုံများရင်နောက်ဆုံးတော့တကားဖွင့်ဖို့တေချာသွားတယ်မိုးဝင်မြင့်တွန်းမွေးလိုက်တဲ့အချိန်ကလောက်ဆိုတဲ့အတန်နဲ့အတူတခင်လေးမေလေးကအခန်းတစ်ခုလုံးတိတ်ဆိတ်ရှင်းလင်းနေတယ်ခွန်းတော်ဒီပါရဲ့အရေးရောင်ကိုမတွေ့တဲ့အပြင်အဝတ်စားတွေထားရှိတဲ့ဗီဒီယိုတကားကြီးဟာလျက်အနေထားနဲ့အထဲမှာအဝတ်စားတစ်စုံပဲရှိတော့တယ်မက်ရွှေဘာသာအောင်သာဖြစ်နေရကအလင်းမြက်မဲ့အောက်ထပ်ကိုပြန်ဆင်းခဲ့တယ်မေလေးရှိရာစီကိုဥက္ကုန်းတော်ဒီပါမျက်လုံးရှိမှဦးကိုထင်ရှားကြီးမြင်နေရတယ်အရင်လိုတက်ကြပျော်ရွှင်နေတာမျိုးမဟုတ်ပဲဥမျက်နာကတိတိတတ်သားလေးညှို့တက်နေတယ်ဥကင်းကထက်ခေါ်တယ်ဥထံကိုခြေလန်းပြီးတော့သူ့ဘက်ကခြေတလန့်စုပ်သွားခဲ့တယ်မယုံနိုင်ခြင်းနဲ့ခြေစုံရက်ပြစ်တယ်ဘာဖြစ်လို့လဲကင်းကကိုစိတ်ဆိုးနေရလားကင်းကလေဥတီစာကိုမချစ်ခဲ့ပါဘူးယုံပါနော်ဒါတွေအားလုံးဖြစ်လာအောင်အဲ့ဒီလိုပဲကြိုတင်ကြံစည်ခဲ့တာပါတွေ့ချင်းမှာပဲပြင်ရှင်းချက်တွေပေးနေမိတာကဥထံကအမုန်းတွေမရစေဖို့တောင်းပန်ပါတဲ့ဥရဲ့ကင်းကဥကိုသစ္စာဖောက်ခဲ့တာမဟုတ်ရပါဘူးယုံပေးပါအဲ့ဒီအရာလေးတော့ယုံကြည်ပေးပါနော်ညမက်ကိုဖိပြီးတောင်းပန်စကားပြောယုံကြည်ခိုင်းသမျှတို့ကိုခွန်းအောင်ဒီပါကမမတုံမျက်နှာနဲ့သာစိုက်ကြည့်နေတယ်ဘာတခွန်းမှလည်းပြန်မပြောအဲ့လိုဖြစ်ခဲ့ရင်ရှင်တွင်ဝဲနေမှုတွေကိန်းဝင်လာရမှာ
ဘလို့မှရှင်းပြလို့မရမှန်းသိလိုက်တဲ့အခြေအနေမှာကောင်းငုတ်ငိုဆိုင်ပြီးခင်းကလေးဦးကိုချစ်အော်ဦးဟဲ့မသွားနဲ့ဦးမသွားနဲ့မျက်လုံးထဲပြပြတောက်ကုန်နဲ့လှမ်းလိုက်တဲ့လက်တွေကလူရမရဘူးစကားမစုံသေးခင်မော်ကြည့်လိုက်တယ်ဦးကသူမကိုကြောပေးတဲ့အနေထားနဲ့တဟုန်ဟုန်တောက်လာနေတဲ့မိတောက်ကြီးတွေကိုတုံဆိုင်ခြင်းမရှိပဲဝင်သွားတယ်ဦးလက်တွေလေးပေါ်ရက်တက်နေတယ်ခြေစုံကိုလှုပ်မရအောင်ကပါမြေဆွဲအားပြင်းထန်လို့ရင်အော်ဟစ်တားမြစ်ပေမဲ့မြင်ကွင်းထဲမှာဦးကသူမကိုထားခဲ့ပြီးမိတော်တဲ့ကိုတိုးဝင်သွားတော့တယ်မဟုတ်ဘူးဦးအတန်ကုန်အော်ဟစ်မိရင်ညက်လက်တောင်မှမျက်ရည်တွေကပွားပြင်ကတဆင့်လေတိုင်းစီကိုတွတ်တွင်စီးကြောင်းနေတယ်ဟန်မသွားပါနဲ့ဦးမသွားပါနဲ့မြင်းအောင်တန်တာသမျှတို့ကလက်တွေမှနှုတ်ပြားကတတရွနေတော့စုပါပေါ်မှာခြေစိတ်ထိုင်နေတဲ့ခွန်အောင်တေစာတယောက်အနာကိုချက်ချင်းရောက်လာတယ်ခင်းကဟန်ဦးပကုံးကိုအသားလေးလုံလုံနေတဲ့သူ့လက်ကိုစက်ကနေဆွဲယူတယ်သူမရင်ခွင်နဲ့ဆွဲတင်လိုက်ပုံကလွတ်ထွက်သွားတော့မယ့်အရာတကူကိုမိရလှမ်းဆဲလိုက်တဲ့အလားငြင်းနေတယ်သူ့အကြောင်းသားဖြစ်သွားခဲ့တဲ့သူမကိုကြည့်လိုက်တော့မျက်လုံးမိရဲ့အနေထားမှာရောင်ရက်နှစ်ဖူးပြေထက်မှာချွေသီးလေးတွေပါစူနေတယ်ဆွဲထားတဲ့လက်ကိုမယုံမိပဲမတိစိတ်ကခြေနဲ့ဟန်ရှိတယ်မျက်နှာလေးကိုသေချာစူးစိုက်ငုံကြည့်နေမိတယ်သေချာကြည့်လေအလှတရားတွေကိုပုံပုံမြင်တွေ့ခဲ့ရတဲ့ဖြစ်လို့ညီဖြစ်သူစိတ်ဝင်စားသဘောကျခဲ့တာလည်းမပါဘူးချွေးတွေကိုတုပ်ပေးဖို့လက်ကင်ဘွားစားကိုဆွဲထုတ်ပြီးအသားရတုပ်ပေးလိုက်တော့ငြိမ်ချသွားတယ်နှာရန်စင်စေးလေးထက်မှခုတွင်းနေတဲ့ချွေးစားလေးတွေကပလဲလုံးတွေစီချထားတဲ့အတိုင်းပဲကြည်ကောင်းတယ်သူအနှဲငယ်ပြုံးမိလိုက်တဲ့လက်လှုပ်ရှားမှုတွေကနေရာအနှံ့ကိုဦးခွန်းနိုင်တေးစားတိကနေဆိုသလိုလှုပ်ရှားမှုတွေရက်တန်းကုန်တယ်ပူတင်းကျပ်လာတဲ့အထီးတွေအောင်မှာသူ့လက်ကိုယုံမိတယ်ဘာကြောင့်လဲဆိုရင်သူကလူလာခဲ့တာကသူမဟုတ်ဘူးညီဖြစ်သူကိုတန်းတာပြီးသူ့ကိုမှားယွင်းပြီးအနေထားအနာကနေထွက်မသွားစေလိုတာဖြစ်တာကိုသိလိုက်ရတာနဲ့ချက်ချင်းဆိုသလိုလက်ကိုဆွဲယူလိုက်တယ်လှုပ်လက်စားတွေကိုရက်ပစ်ပြီးပေါ်အားစားလေးကိုဘောင်းမီအိတ်ကတဲ့ပြန်ထည့်ထားတယ်နေရာကနေဝုန်းကနေထားလိုက်တော့ထိုင်ကုန်ကပါအနောက်ကိုရေးချသွားတယ်အစုံမှဒီပသိလိုက်ရတဲ့ခန်းစားချက်ကြီးကသူ့ကိုပူလောင်စေတဲ့အထူးသဖြင့်သူ့မှတန်တာနေတာကသူ့မဟုတ်ခဲ့ဘူးရင်ဘတ်မှာအောင်သက်ဖြစ်မိတယ်ဒေါသတွေဖြစ်မိတယ်သူ့ကိုယ်သူလည်းအာမလို့အာမညာဖြစ်တယ်အနိုင်ရသွားခဲ့တဲ့အထူးကစားပွဲမှာသူမနဲ့ပတ်သက်ပြီးတစုံတစ်ခုအလိုမကျတိုင်းသူ့ပဲခံစားနေရတာကပုံမှန်မဟုတ်ဘူးအနိုင်ရသူကပျော်နေရမှာမဟုတ်ပဲပုံမူနာကျင်ရတာကိုသိလိုက်ရတာနဲ့တပြိုင်နက်သူမပေါ်ခံစားချက်တွေရှိနေခဲ့ပြီဆိုတဲ့အတိတ်တရက်ကသူ့ကိုတူကပြောသွားခဲ့တယ်မဟုတ်ဘူးမင်းသူ့ကိုချစ်လို့မရဘူးခံစားချက်ရှိလို့မရဘူးမင်းရဲ့ရွေးရချက်ကသူမကိုမုန်းတိဖို့နှိပ်စက်ဖို့ဟုတ်တယ်ဒါမင်းလုပ်ရမယ့်အလုပ်ပဲသူ့ကိုချစ်လာတာနဲ့မင်းဟာဒီပွဲမှာရှုံးသွားလိမ့်မယ်မဖြစ်ဘူးအဲ့ဒီလိုမဖြစ်ရဘူးငါပဲအနိုင်ရရမှာရှုံးလို့မဖြစ်ဘူးဟိုကောင်ကိုအရှုံးပေးလို့မဖြစ်ဘူးခေါင်းကိုတွင်ခါရမ်းပြီးသူ့ကိုယ်သူတားမြစ်ပြောဆိုနေမိတယ်အဲ့ဒါနဲ့ညံစူးတို့ကြလှပတဲ့ချက်ချင်းတွေကကောင်းစွာပေါက်ပွားမလာခဲ့ဘူးအမုန်းတွေကတပံထက်တယ်မတ်ပူစုရှမ်းလာပါပြီရှင်တခင်လေးဘာခိုင်းစရာရှိလို့လဲရှင်ကျမဘာလုပ်ပြရမလဲကျုပ်အပြင်ခဏသွားမယ်ပြန်မလာခင်အချိန်တွင်သူမကိုစောင့်ကြည့်ထားပေးပါချမ်းပြင်ကိုလုံးဝမထွက်ပါစေနဲ့ဟုတ်ကဲ့ပါတခင်လေးစိတ်ချပါကျမကြည့်ထားပေးပါမယ်နော်ဒါဆိုကျုပ်သွားမယ်ဟုတ်ကဲ့ပါရှင်ခရီးတစ်ဆိုင်သွားပါတခင်လေးဒေါ်ဘူးစုအမိနဲ့အမျိုးသမီးကစက်ရင်ရဲ့အလုပ်သမားဟောင်းဖြစ်လို့မတော်တဆတကူမှာသူမခြေတော့တစ်ပတ်ကအကောင်းပရိကတိုင်းမဟုတ်တော့ပဲပြက်စီးခဲ့တာမို့မေကြီးကသူမတို့လင်မယားနှစ်ယောက်စလုံးကိုစက်အင်ကရွှေ့ပြောင်းပြီးလူနေချင်းမရှိရဲ့ထိုအိမ်ကြီးကိုစောင့်ရှောက်ဖို့တာဝန်ပေးခဲ့တယ်။နှစ်ဦးစလုံးကလူယုံသစ္စာတော်ခံဖြစ်တာမို့အလုတ်ဖြုတ်ခြင်းတော့မရောက်ခဲ့ဘူး။အခုတော့သူစိတ်တွေမွန်းကျလာခဲ့တာဖြစ်လို့ဒေါ်ပူစုနဲ့သူမကိုစောင့်ကြည့်စေပြီးအပြင်ကိုထွက်လာခဲ့မိတယ်။ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ကားရဲ့တကားတစ်ဖက်ချမ်းကသူ့လိုပွင့်သွားခဲ့တယ်။ဝင်ထိုင်ပြီးတဲ့နောက်အရှိန်တင်ပြီးဦးကနေဆိုသူတို့မောင်းထွက်လိုက်ပါတော့တယ်။မူးလိုက်တာလဲနေရာကထားလိုက်တာနဲ့မြင်ကွင်းတွေကဟိုရိုင်းတင်ရိုင်းဖြစ်ပြီးမျက်လုံးတွေကိုဖိမိတ်ထားရင်ခဏလောက်ငြိမ်နေလိုက်တော့မှအနှင်းငယ်သက်သာသွားခဲ့တယ်။အထစ်တွေအေးဆက်ဆက်တွေကြောင့်သူမကရင်ပေါ်ရောင်နေခဲ့ခြင်းကိုသိလိုက်ရတယ်။အဖြစ်အပျက်တွေကိုပြန်လည်သတိရပြီးတော့ဘေးပပတ်လေးကိုကြည်လိုက်မိတယ်။ဒါပေမဲ့အခန်းထဲမှာသူမကလွယ်ပြီးဘယ်သူမှရှိမနေခဲ့ဘူး။သူနဲ့ရုံရင်းဆန်ကပ်ဖြစ်သွားခဲ့တဲ့အခြေအနေကလွယ်နောက်ဆက်တွဲအကျိုးတွေအရာတွေကိုဘာတစ်ခုမှမမှတ်မိဘူး။သူမဘာဖြစ်သွားခဲ့တာလဲ။
ဒီတရားခြေလမ်းတွေနဲ့နေရာကထားပြီးအခန်းပြင်ကိုထွက်ခဲ့လိုက်တယ်။အော်မမလေးတတိယလာပြီ။မိဖို့ကြောင့်တည်းမှာအလုရှုံနေတဲ့ဒေါ်ပူစုတယောက်ကင်းကာကိုတွေ့လိုက်တာနဲ့ဦးရဖားရပြေးထွက်လာပြီးအတူတွဲကူပေးတယ်။မမလေးရဲ့အခုမှတတိယကားစားရှိသေးရမလားအခန်းထဲမနေပဲဘာလို့အပြင်ထွက်လာရတာလဲကွယ်။လေးစိမ့်တွေတိုက်ပြီးနေမကောင်းထက်ပြနေပါမယ်။သစိမ့်မိမကြီးတယောက်ကသူမကိုတင်းရင်တင်းနေဆက်ဆံပြောဆိုနေတော့အခက်ကြောင်ကြောင်လေးပြန်ကြည့်မိလိုက်တယ်။ဒါကိုသူမကသဘောပေါက်ကပြုံးလိုက်ရင်ဟုတ်သားပဲစကားတွေကြီးပြောနေမိတာကိုမိတ်ဆက်ဖို့တော့ပြီးသွားခဲ့တယ်။အတော့နာမည်ကပူစုဟိုးမှာခြံရှင်းနေတဲ့သူကအတော့ယောက်ျားဥပေါကြိုင်းတဲ့။တခင်လေးတေစားကမမလေးကိုကြည့်ရှုဆောက်ရှောက်ပေးဖို့တေချာမှသွားပါတယ်။ဒါကြောင့်တခုခုလိုအပ်တာရှင်အာမနာနဲ့ပြောပါနော်။ဟုတ်ကဲ့ပါအတော့ဒါနဲ့လေသူရောရင်ဘာတူလဲမမလေး။အော်တခင်လေးကိုပြောတာလား။မမလေးရဲ့ဘာမှရှက်နေကြမလို့ပါဘူးနော်။မမလေးခေါ်နေကြအတိုင်းခေါ်လို့ရပါတယ်။အတော့နားလေပါတယ်နော်။အော်မဟုတ်ဘူးကင်းကပြောတာကိုအတော်ကြီးကအတိတ်ပဲတစ်မျိုးကောက်ပြီးအေးစားစားနဲ့ပြောတော့အတန်ညင်စောမိတယ်။တခင်လေးကအပြင်ကိုထွက်သွားတယ်မမလေးရဲ့အတိုင်းမဲ့စိတ်ပူတာနဲ့မကြခင်ပြန်လာမှာပါ။အခုတော့ဒီမှာလေးစိမ်းတွေတိုင်တာမို့မမလေးကိုအခန်းထဲထိပြန်ပို့ပေးပြစေ။အတော်ကင်းကအခန်းထဲပြန်မသွားချင်ဘူးဒီမှာပဲနေပြစေနော်။လေကောင်းလေတန်းလေးရှူချင်လို့ပါနေလဲကောင်းသွားပါပြီ။ဒါဆိုမနေ့စာတစ်ခါတည်းစားလိုက်တော့မမလေးအတော်ပြင်ဆင်ထားပြီးပါပြီ။တခင်လေးကလေမနဲ့စောကြီးတွေကမမလေးနူလာရင်စားဖို့အားလုံးကိုစီစဉ်ညွှန်ကြားနေခဲ့တာမမလေးကိုအရန်နဲ့လည်းချစ်ပုံရတယ်။သူမကပြောဆူဆူနဲ့ကင်းကားကိုထမင်းစားကန်နဲ့ခေါ်သွားတယ်။နေရာကထိုင်စီပြီးတော့အတော်ဆူတောင်းပေးပါတယ်နော်။တခင်လေးနဲ့မမလေးတို့မိသားစုဘွားလေးထူထောင်ပြီးဦးအောင်မင်းအောင်ပေါင်းတင်နိုင်ကြပါစေလို့။အော်မဟုတ်ဘူးအတော်ကင်းကာနဲ့သူနဲ့ဘာမှမပတ်သက်ဘူး။ကင်းကာထိုစကားရဲ့အပေါ်ခါခါတီတီညှဉ်းဆန်ခဲ့တယ်။ထိုလူနဲ့အထင်မြင်အသေးမွားလွဲတာကအစလက်မခံနိုင်ဘူး။သူမနှလုံးသားကလည်းသူ့ထံမဟုတ်ဘူး။ကင်းကရှင်ကိုဘယ်လောက်ထိရွှေချောင်မုံတီကြောင့်ရှင်သိစေရမယ်။လင်းနဲ့မယားဆိုတာဒီလိုပဲလေမမလေးရဲ့ရင်းလေးဖြစ်လိုက်ပြန်ချစ်လိုက်တဲ့မယိုးမအီတဲ့ဆက်ဆံရေးတွေကြမှာအတော်တို့လည်းများစုအခုကလေး3ယောက်ရလို့မြေးတောင်ချီနေရပြီ။ရှင်းပြလေးပို့ရှုပ်လေးဖြစ်ခဲ့တဲ့အခြေအနေမှာကင်းကမေရဲ့မျက်နှာလေးကဈေးရွက်အရွယ်လောက်သားရှိတော့တယ်။နေမြန်းလာပြီးဆက်ပြောရင်ဒီထက်ဆိုးရတာပါလာတော့မှတင်နဲ့ညှိနေလိုက်မိတယ်။အတော်ကြီးကဟင်းပွဲအစုံကိုသူမရှိချပေးတယ်။ဟင်းပွဲတွေကအမျိုးမီများစွာဖြစ်တယ်။အယောင်အစင်အနံ့တွေကပြောစရာမလိုအောင်ပြည့်စုံနေပေမဲ့ခင်းကစားခြင်းစိတ်ဖြစ်အောင်တော့မစွမ်းဆောင်နိုင်ခဲ့ဘူး။တစ်ချက်ခြံဝင်းမှာအလုပ်လုပ်နေတဲ့ဥပေါကြိုင်အရေးချေကိုအကဲခံနေမိတယ်။မမလေးစိတ်သက်နဲ့စားပါနော်။အတော်ချက်တဲ့အချိန်အကုန်လုံးကိုတန့်ရှင်းထားပါတယ်။အရသာလေးတွေပြီးစမ်းကြည့်ပြီးလိုအပ်တာတွေပဲပြောပါနော်။ဟုတ်ကဲ့တော့ကင်းကဇွန်ခင်းကန်ပြီးဟိုဟင်းနိုင်ဒီဟင်းနိုင်ဟန်ပြူတယ်။တစ်လုံးနှလုံးစားပြတဲ့မျက်လုံးတွေကခြံဝင်းတဲကိုဝေးကြည့်လိုက်တော့ထိုဦးလေးကြီးမတွေ့တော့ဘူး။ဝမ်းသာစိတ်နဲ့ပွင့်အားထားတဲ့တကားကြီးစီကိုလှမ်းကြည့်ရင်မမလေးဆက်ပြီးတီးသွားတာလားရေခဏလေးအတော်ရေဝေးမယ်နော်။ချောင်းအထက်ဆူပြရင်ရင်ဘက်ကိုထူနေလိုက်တော့ဒေါ်ပူစုကပြပြတလဲဖြစ်ပြီးရေသွားယူတယ်။ခင်းကထိုးခြင်းကိုအခွင့်အရေးယူပြီးနေရာကထားတဲ့ချန်ပီယံကိုပြေးထွက်သွားလိုက်တယ်။အော်မမလေးပြန်လာခဲ့ပါမမလေးနောက်မှရေခွက်ကင်ပြီးပြေးလိုက်နေတာကခြေထောက်တစ်ဖက်ကြောင့်တော်တော်လေးခီးမရောက်ခဲ့ဘူး။လွတ်ပြီးငါဒီနေရာနဲ့လွတ်မြောက်ပြီးဟုတ်တယ်ငါဥစီသွားရမယ်။အမလေးနောက်ကလမ်းអော်လိုက်တဲ့ဒေါ်ပူစုရဲ့အတန်ကဟိန်ထွက်သွားတယ်။ခင်းကမှလည်းမျက်လုံးရှိဖြတ်ကနေပေါ်လာတဲ့ကားရှိကောင်းပိုင်းနဲ့၎င်းထံကတတိပေးဟွန်တန်ကြောင့်စက်ကနေတုံထိန်လန့်ပြီးမျက်လုံးစုံတို့ဇုံမေးပြီးလက်နှစ်ဖက်ကပါအသင်ကာလိုက်တယ်။ဒါပေမဲ့ထူရာကြီးကသူ့ဘာနဲ့တလက်မအလုံးမှာကြည့်ကနေထိုးရသွားတယ်။မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တဲ့အချိန်ဟမ်ရှင်ကားမယ်ကတစင်သူ့မကိုစူးစိုက်ကြည့်နေတဲ့ခုနောင်တေစာကိုတွေးလိုက်ရတယ်။အဲဒီနောက်ကားတွေကသူ့ထွက်လာခင်ဒါကဘဲလေကင်းကမေးသူ့စကားမှာဒေါသတွေရောစွနေတယ်။အနာကိုရောက်လာတယ်။မျက်စံလုံးတော့သူ့မအဖို့လှုပ်ရှားဖို့အချိန်တော့မရခဲ့ဘူး။လက်ကဝက်ကိုသူ့လက်ကြီးနဲ့မနာနာအောင်ဖေးစုပ်ကိုင်းနဲ့စောင့်ဆွဲလိုက်တော့မျက်နှာလေးရှုံဝဲသွားမိတယ်။ဥက္ကုနောင်တေစာနားတယ်။ဒီထက်မနာချင်းပြန်လိုက်ခဲ့မလိုက်ဘူးခင်းကရှင်နဲ့မနေချင်ဘူးလို့ရှင်ကိုခင်းကမချစ်ဘူးလို့ပြောနေတယ်မလားလက်ကိုအခုလို့ရှင်နဲ့တစ်စက္ကန့်လေးတော့မနေနိုင်ဘူးတေစာအန်ချိန်တိုင်းလက်ထဲကခလုတ်ကိုနှိပ်လိုက်တာနဲ့ကားတကားကသူ့လိုပိတ်ချသွားတယ်အဲဒီနောက်ကြည့်ကနေမိတစ်ချက်လင်းအသားရအသေးတန်နဲ့အတူလူမဲ့ကားလေးခြံဝင်းတွေကိုချောချွတ်ဝင်ရောက်လာခဲ့တယ်ထပ်မံခလုတ်နှိပ်လိုက်တော့ကားလေးကတောင်းတနေရာမှာထွေးရပြီးဆက်ရှိန်သက်သွားတယ်
မလိုက်ပြစီနဲ့ဟဲ့လွမြောက်ကနေမှတပြေးပြေးပြန်လဲဝေးကွာသွားခဲ့ရတဲ့ကျွန်းတကားကြီးကိုတမေလဲပြန်ဆောင်ကြည့်ယူကြုံမရဖြစ်နေတယ်။တဲ့အင်းဆိုင်ကိုရင်အိမ်ထဲထိဆွဲခေါ်ခံခဲ့တယ်။ခြေလန်းတွေကတစ်စက်လေးမှအနာမရခဲ့ဘူး။တခင်လေးအိမ်ဘဝမှာထိတ်ထိတ်လန့်လန့်မျက်နှာနဲ့စီခေါ်လိုက်တဲ့ဒေါ်ပူစုကိုလည်းဂယုမဆိုင်နိုင်တော့ဘူး။ဒေါ်ပူစုကျုပ်ရှိကအခုပဲဒေါသတွေအစုပြုံထားနေတယ်။သူ့လက်ထဲမှာရှိတဲ့သူမလေးကိုစိတ်ရှိလက်ရှိကင်ပေါချင်စိတ်တွေပဲဖြစ်နေတယ်။ဒါကြောင့်မျက်လုံးတဲ့တခြားဘက်ရောက်ကိုမှမမြင်တော့ဘူး။ရှူရှူရှဲရဲဖြစ်သွားတယ်။မင်းလာခဲ့အော်မမလေးရုံရင်ဆန်ခက်ဖြစ်နေကြတဲ့အခြေအနေမှာဒေါ်ပူစုတယောက်ကင်းကပေါ်တေးစားရဲ့ဆက်ဆံမှုတွေကိုတန်တောဖြစ်မိပြီးသူမပါဇက်ကိုသူမပြန်ပိတ်ထားလိုက်တယ်။ရှင့်ကိုမုန်းတဲ့အရန်မုန်းတဲ့ကင်းကသူ့လက်ကြီးကိုနာကျင်အောင်ထွေးရနေပေမဲ့သူ့ဖို့နာကျင်အောင်ကောင်းမှန်းတော့မသိပဲအခန်းထဲထိတဆူတုံးဆွဲခေါ်လာတယ်။အဲဒီနောက်အညာတာကင်းမဲ့ပြီးပကုံးကနေစောင်းတွန်းချလိုက်တာနဲ့သူမကရင်ဘောကိုပက်လိုက်ကလေးလမ်းကျသွားခဲ့တယ်။အရှင်ကပြင်းလို့တော့သူမခန္ဓာကိုယ်လေးကဝေးရတဲ့မှနေဝင်သွားခဲ့တယ်။လူလဲမိုက်ကနေဖြစ်သွားတယ်။တော်တော်လေးပြန်မထားနိုင်ဘူး။အောက်ချိန်မှာဝေးရမဟုတ်ခဲ့ပဲတခြားအရာတခုဖြစ်နေသူမအဖြစ်ကမတွေ့ရကြပဲ။ဒါကဘာသဘောလဲခင်ကမေ။မင်းငါပေါ့အခုလိုလိုရမျိုးလိုရတဲ့အထိတိတ်ကိုတက်တေးတွေရှိနေပေါ့ဟမ်။တယောက်တည်းတောက်တကောက်ကောင်းတဲ့ဒေါ်သားတွေထွက်တယ်။ဥစွာလေပင်ကလက်တိုင်းကိုဆွဲပြုတ်ပစ်တယ်။အဲဒီနောက်ဂရင်ဘော်ကိုပြစ်တင်ပြီးအပေါ်ထက်အင်ဂျီကျဲသီးတွေကိုဆွဲပြုတ်ပြီးခါထောက်လိုက်တယ်။ငါမေးတာဖြစ်လေ။မင်းမထွက်ပြေးဖို့အင်အားရရှိနေပြီလား။အေးမင်းကိုမင်းယုံကြည်တဲ့ဆိုကြိုက်တဲ့အချိန်ကြိုက်တယ်လို့ထွက်ပြေးလို့ရတယ်ခင်ကမေ။ဒါပေမဲ့မင်းကငါရှာတွေ့တဲ့တနေ့အခုလိုအနေထားနဲ့တော့ပြန်ခေါ်လာမယ်မထင်နဲ့။မင်းခန္ဓာကိုယ်မှာရှိသမျှအယိုးပေါင်းညောင်များစွာကိုရိုက်ချိုးပြီးမှမင်းနဲ့သက်ဆိုင်တဲ့နေရာကိုငါပြမယ်။ခရင်ကိုလက်နှစ်ဖက်ထောက်ပြီးပြောသမျှစကားတွေကိုနာနာကြည်ကြည်နားထောင်ရင်နှကန်းတွေကိုတီးတီးတသားမဲပစ်တယ်။အဲ့ဒီချိန်အခန်းထဲကိုတော်ဘူးစုတို့လင်းမြရောက်လာခဲ့တယ်။တေးစားရဲ့အာယုံကခင်းကဘက်ကထိုလင်းများစီကိုရောက်သွားခဲ့တယ်။ပြောစမ်းပါအောင်ခင်ဗျားတို့နှစ်ယောက်သူမကိုတေချာစောက်ကြည့်ဖို့မှားထားခဲ့ရတဲ့ဘာတွေလုပ်နေကြလို့အခုလောက်ထိဖြစ်သွားခဲ့တာလဲ။ဒီတာဝန်လေးတကူတော့ကြည့်ဖို့အောင်မလုပ်နိုင်ကြတာဟမ်။ဒါတော့ခင်ဗျားတို့ခင်ဗျာစံအင်းရဲ့အားထားရောက်စုံလူတွေအဖြစ်တတ်မှတ်နေရမရှက်ဘူးလား။တေးစားရဲ့ဒေါသတွေကအရှိန်မကြပဲပြင်းထန်ရင်ပြင်းထန်လာခဲ့တော့ဒေါ်ဘူးစုကပြပြတလဲလဲဝင်ပြေးရှင်နေမဟုတ်ပါဘူးဟိုဒီလိုပါတခင်လေးဒေါ်ကြီးမိဖို့ကြောင့်မှရှိတဲ့အချိန်မှာပဲမမလေးကတတိယလာခဲ့ပါတယ်အဲ့ဒါအခန်းထဲကိုပြန်မသွားချင်ဘူးဆိုတာနဲ့မနှက်စာစားဖို့ကိုပြင်ဆင်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမမလေးကစားနေရင်တီးသွားခဲ့လို့ဒေါ်ကြီးရေသွားခတ်တာပါပြန်ရောက်တော့မမလေးကနေရမရှိတော့အတော်လဲဒီချက်တော့နဲ့မို့အမိမလိုက်နိုင်ဖြစ်သွားခဲ့ပါတယ်သူမတို့အပြစ်ကလွန်အောင်ပြောလိုက်ခြင်းကတစ်ဖက်ကမိန်းကလေးကိုပုံချသလိုဖြစ်နေတော့ယုံကြည်ချက်မရှိပဲအထစ်ငေါနဲ့သာထွက်တယ်။ဒါပေမဲ့တေစားဆိုတဲ့သူကပြောစားရှင်ပြောတတ်သူမုန်းလင့်သူမုန်းရင်ဘယ်သူမျက်နှာမှမထောက်ဘူး။မဲမဲကြီးကတော့မိကုံပြန်ထုတ်တတ်တဲ့လူစားမျိုးဖြစ်တယ်။အကြောက်တရားတွေနဲ့အုပ်စိုးထားတော့သူမအနေနဲ့ဖုံးပြီးထားလို့လည်းမရဘူး။သူမတို့မိသားစုတစ်စုလုံးပေါ်မှာစံအင်းရဲ့ကျေးဇူးတရားတွေကလွှမ်းမိုးတာတော့စန့်ကျင်နိုင်ခြင်းမရှိဘူး။အခုထိအလုပ်ကျွေးပြုနေကြတာတက်သေးပဲဒေါ်ပူစုရဲ့စကားကြောင့်တေစားရဲ့အကြီးတွေကတပြောင်တည်းမကြပဲစောင်းတယ်လို့ကွင်းကျင်တယ်လို့ဖြစ်နေတဲ့သူမရဲ့ခြေထောက်တစ်ဖက်ထံကိုကြာရောက်ပြီးစိတ်ကိုလျှော့လိုက်ဟန်နဲ့တပ်ပြင်းရှည်ကြီးကိုချားတယ်အခုတော့ထားလိုက်တော့ဒါနောက်ဆုံးဖြစ်စေနောက်တစ်ခေါက်ဆိုရင်တော့ကြောက်တညမှာမဟုတ်တော့ဘူးနော်ဒေါ်ပူစုဟုတ်ကဲ့ပါတခင်လေးရဲ့မြတ်တာကြီးမားလာပါတယ်အဲ့ဒီချိန်ကြားနေမြင်နေရတဲ့အရာတွေပေါ့ကင်းကာမေကသေရော်တယ်လို့အတန်ထွက်လှောင်ရည်တယ်တေစားကလည်းပါနဲ့သူပြီးအရေးကဲကိုမြင်ပြီးဒေါ်ပူစုသူမစားနေထွက်ပြေးသွားကြတာမလားဟုတ်ပါတယ်တခင်လေးအခုချက်ချင်းသွားပြန်ယူခဲ့သူပြီးအောင်စားပါစေဟုတ်ကဲ့ပါတခင်လေးမင်းကအစိတ်ပြင်းတဲ့မွေစုငါကအဆွေကိုကျအရေးကိုစုံမဲ့မုံစုကြမ်းကြမ်းပဲဒီမှာမှရပါပြီတခင်လေးမင်းဒီအိမ်မှာမင်းကိုအလိုလိုက်အကြိုက်ဆောင်မဲ့လို့တယောက်မှမရှိဘူးခင်ကမေအခုဒါရီကောင်းအောင်စားပြီးရင်ရှိသမျှအလုပ်တွေသူမပဲလုပ်ပါစေဒေါ်ပူစုမမလေးဒီမှာသွားလုံးဝမစားနိုင်ဘူးအမလေးဖះရီဒေါ်ပူစုလက်ထဲကထမင်းဟင်းပကံတွေကိုလက်နဲ့ပုတ်ချရင်အကြည့်တွေကတေစားထံကိုခက်စိမ့်စိမ့်ကြားရောက်လာတယ်ခွန့်ကနေအတန်နဲ့အတူကျမ်းပြင်ပေါ်မှာထမင်းဟင်းနဲ့ကျွေပကံတို့ကတစားစီပြန်ကျဲကုန်တယ်အော်သွားပါပြီကုန်ပါပြီကွယ်သူမကိုယ်တိုင်ချက်ပြုတ်ထားတဲ့ဟင်းရတွေကိုကျမ်းပြင်ပေါ်မှာအခုလိုအနေထားနဲ့တွေ့လိုက်ရတော့လက်မျောတန်တာစိမ့်နဲ့ပကံအကွဲတွေကိုပြန်လဲကောင်းရင်ပါဇက်ကလည်းတပွားပွားပြောဆိုနေတယ်ဒါမှသာခင်ကသူမလုပ်ရဲ့မှားသွားပြီမှသိလို့စိတ်မကောင်းခြင်းကရင်ထဲတိုးဝင်လာတယ်။ဒါပေမဲ့အခုလိုထိုလူနဲ့ထိတ်တိုက်တွေ့တဲ့ချိန်သူမတင်းမာနေရမယ်၊တန်မာနေရမယ်။ဒါကြောင့်နှကန်းတွေကိုတင်းတင်းစိတ်ပေးထားတယ်
တေစာကကြမ်းပြင်ကအရာတွေကိုတစ်ချက်ပဲကြည့်တယ်သူမတန်ကိုအကြည့်ပြန်ရောက်ရင်ဒေါ်ကြည့်အခုထရှမ်းသခင်လေးအခုချက်ချင်းထားလို့ပြောနေရမလားဟုတ်ကဲ့ပါဒေါ်ဘူးစုကနားမလဲဟန်နဲ့ပြန်လဲပြီးတော့ထားတယ်တေစာနောက်မှသွားရက်တယ်တေစာကင်းကတန်ကိုတိုးကပ်သွားတယ်စိတ်စိတ်ဆိုင်ချင်းမင်းအခုထားစမ်းရှင့်မထိနဲ့လက်ကိုလွတ်မင်းလောက်ရအတွက်မင်းမှာပဲတာဝန်ရှိရဲ့ကင်းကမေအခုလာခဲ့ရှင့်ကိုမထိနဲ့လို့ပြောနေတယ်နော်ခရင်ပေါ်ဒူတစ်ပတ်ကွေးတင်ရင်လက်ကိုအတင်းလာဆွဲတော့ကန်ကြောက်ထားမိတယ်သူ့ဆွဲတိုင်းမပါခဲ့ဘူးဒါကိုသူကလည်းမကျေနပ်ဟန်နဲ့လက်ကနေလက်မောင်းဘက်ကိုကူပြီးအရဆွဲကြတော့ခရင်ပေါ်ကဇင်းလိုက်ရတယ်မင်းကိုမင်းတိတ်ကိုဟောက်လာပြီမထင်နဲ့ငါဒေါသတွေအစုံမှာမင်းရောငါရောအသက်အာမခံမရှိဘူးနော်ဒါဆိုလဲလှုပ်လိုက်စမ်းမဥက္ကုဏအောင်တေးကြအများအမြင်မှာတော့ရှင်ဟာတိတ်ကိုမြစ်တာတရားကြီးမားနေတဲ့သူမှန်ကန်နေတဲ့သူဖြစ်ချင်းဖြစ်လိမ့်မယ်ဒါပေမဲ့တကယ်တမ်းကျတော့ရှင်ကတိရစ္ဆာန်လောက်တော့အသိတရားမရှိတဲ့သူပိုင်ရှင်ရှိတဲ့အရာကိုမှတနာစိတ်နဲ့ကျူးလွန်ခိုးယူခဲ့တာကြောင်တောင်နှိုက်ခဲ့တာလေအဲ့ဒါကလည်းညင်ရင်ဖြစ်သူစီကနေပေါ့ကင်းကမေမင်းတခင်လေးမလုံနဲ့တေးစားရဲ့ဟိဟောက်တန်ကြီးကတဲ့အိမ်လုံးကိုလွှမ်းမိုးသွားတယ်လက်တစ်ဖက်ကပါလေပေါ်မြောက်တဲသွားခဲ့တယ်ပါယူတွေကိုလှုပ်ခန့်အောင်အန်ကျင်းထားရင်လေပင်အကြောတွေကထောင်တက်နေတယ်မျက်နှာတစ်ပြင်းလုံးနေရဲနေတယ်သူမပြောသမျှစကားလုံးတွေကထူရမှာအပြင်းထန်ဆုံးဖြစ်တဲ့သူ့ဒေါသတွေထိန်ချုပ်လို့မရခဲ့ဘူးရိုက်ဖို့ရွေလိုက်မိပေမဲ့မျက်လုံးတွေကိုမှိတ်ပြီးသွားတစ်ချမ်းပေးထားတဲ့သူမဒေါ်ဘူးစုကပါဝင်ရောက်တာကြည့်တော့လက်ကအောက်ကိုပြန်မကြပဲမျက်ဝန်းအိမ်ထဲမှာမျက်ရည်တွေအိုင်ထွန်းလာတယ်ထို့အရာကသူမရဲ့စကားပေါ်သူ့ရဲ့ရိုင်လဲမှုတွေဆိုတာကိုတော့မသိစိတ်ကတွန်းလှန်တက်ခတ်ရင်လက်ရဘက်မျက်လုံးတောင်းကမျက်ရည်စာတွေကပေါက်ကနေဆိုသလိုစီစံလာတယ်ရိုက်လေရှင်ရိုက်လိုက်စမ်းပါရှင်ဆိုတဲ့လူကမိမတယောက်ပေါ့လက်ရွယ်ယုံတယ်မဟုတ်ရိုက်နိုင်တဲ့အထိလုံနိုင်တယ်ဆိုတာကိုပြလိုက်လေအကြောင်းလန့်ပဲသူ့ကိုစစ်စစ်ကြီးခြေပါသမျှတို့အောင်ထိုလက်တစ်ဖက်ကကြောက်ရွံ့ပပရက်တန်နေစေဖြစ်တယ်ဒေါသတွေနဲ့ကိုယ်စိတ်ကိုပြန်လျှော့နေရတယ်တခင်လေးစိတ်ကိုလျှော့ပါနော်တကယ်တော့လေမမလေးကအခုမှနေကောင်းကစားဖို့အခုလိုတွေပြောနေပြီးတာပါစိတ်တဲရှိလို့မဟုတ်ပါဘူးခွင့်လို့ပေးပါနော်ခင်းကဒါကိုလက်မခံခါခါသေးသေးညင်တယ်တော်ပူစုပြောစကားနဲ့စန့်ကျင်ဘက်ကိုတုံပြန်တယ်သူ့လိုလူမျိုးအတွက်မတော်တဆဆိုတာမရှိဘူးတော့ကြည့်ဒီလူသူစီကခွင့်လို့မှုကိုတောင်းခံမဲ့အစားကိုပဲပြန်ပြစ်လိုက်မယ်မလွန်ဆန်နိုင်လို့လက်မြောက်အရှုံးပေးရတဲ့စားရင်တိတ်ခါရှိရှိနဲ့အသက်ပဲအသေးခံလိုက်မယ်ဘယ်တော့မှရှင့်အစီပါမဖြစ်လာစေရဘူးအဲ့ဒီချိန်သူကခါထောက်ခေါင်းပေါ်ရင်ထရီလိုက်တော့ခင်ကသူ့ကိုစစ်စစ်ကြည့်ရင်နှက်ခမ်းတွေကိုဖိခိုက်ထားလိုက်တယ်အဲ့လောက်ထိဖိလွယ်မလဲရှင်လှုပ်အန်ကျိပြောရင်လက်တစ်ဖက်ကပါတစ်ဖက်ကိုထိချုံညင်တယ်သူ့ဘက်ကိုဆွဲတော့မျက်နှာတစ်ခုကနှိကက်တဲ့အနေထားကိုရောက်သွားတယ်အဲ့ဒီနောက်ရှုံးမရအောင်ခါသိမ့်သိမ့်လေးကိုပါဆွဲပန်းလိုက်တယ်သူ့ရင်ခွင်နဲ့ဆုံမြုပ်သွားခဲ့တဲ့မျက်နှာကိုနောက်ကိုအတင်းရုံကန်ထားမိတယ်သူ့နှာခေါင်းကမျက်နှာတစ်ဝိုက်တဝဲလဲလဲရှိတယ်ထွက်သက်လေးသက်တွေကပါပြင်ကိုထိကက်ကြီးစင်းနေတယ်နှစ်ဦးသားကိုကြည့်ပြီးဒေါ်ဘူးစုတို့လင်ပြားကတစ်ပတ်ကိုအလိုက်သေးသေးမျက်နှာလွှဲလိုက်ကြတယ်ခင်းကမြင်ပြအောင်မြင်သွားခဲ့တယ်လို့တခြားသူတွေရှိပါတာကိုတက်မင်ပြုတ်လုံနေမှလည်းသိတယ်လက်တွေကကြောပြင်းတခြားပိုတန်ရင်နှက်ခမ်းတွေကမျက်နှာနာနေတဲ့နေလာတယ်တစ်ချက်သူ့တန်ကမွေးပြန့်တဲ့ကိုတင်ရင်တဲ့တချို့ကိုရှူချိုင်းမိတယ်လူကိုကလူကြီးစဲနေတဲ့အလားရှင်ကုံတန်တွေကပါတုံစောင့်တက်လာတဲ့ခြေပြားလက်ပြားတွေကပါအေးဆက်ကျင်ခဲခြင်းကိုရောက်တယ်သူကတော့ဘာမှခင်းမဆိုင်ဘူးထင်တိုင်းကျတော့မယ်အလားအဆင့်တွေတော်တော်ပဲဟန်ပြင်းနေတော့သူမရှိပါရှက်စိမ့်နဲ့နှက်ခမ်းလေးပြီးကညရည်လေးဝဲပြီးရှင်ဘက်ကိုထူရရင်တိုးရှိုးတောင်းပန်ပြီးတော့တယ်ရှင်အဲ့လိုမလုပ်ပါနဲ့တောင်းပန်ရတယ်မလုပ်ပါနဲ့လူကြီးတွေရှိမှရှင့်ဖြစ်မှုတွေကိုစင်ကြင်ပါအောင်ဥခွန်းတော်တိစားဥစွာစိန်ခေါ်ခဲ့တဲ့အခါသူမအခုတော့ဖြက်လူကောက်ခါရင်ငိုနေတဲ့မျက်နှာလေးနဲ့တောင်းပန်ပေါ်ကြည့်လာပုံကကလေးငယ်အတနာခံနေတဲ့အလားရခင်ပုံစံနဲ့လာမမတူသူတော်ကိုချင်းချောင်ရုံတသက်နဲ့ပြုတ်လုပ်ခဲ့တာတကယ်လဲသူမအပေါ်ထီရောက်နေတော့ကျေနပ်သွားမိတယ်မင်းတကယ်ကိုအလွယ်ဦးကင်းကားပြီရှေ့ဆက်လဲအဲ့ဒီအပြောတွေအပြုတ်မှုတွေနောက်ထပ်ထွက်မလာအောင်တော့ရုံမာတင်ရုံမာရမှာပဲအဲ့အတွက် sorry ကိုဆိုတဲ့လူကအပြောထက်လက်တွေ့လောက်ရတော့ပဲပို့ကြတဲ့သူမို့ဒီအခိုက်အတန့်ကိုမြင်မှတ်ထားပါကင်းကားပြီကိုသာစန္ဒရှင်ဒီနေရာမှာမင်းကိုဖျက်ဆီးပစ်လိုက်လို့ရတယ်မင်းရဲ့ခန္ဓာရောစိတ်ရောကကို့ပိုင်ပဲအဲ့ဒီအမှန်တရားကအခုရောနောက်ရောရှိနေပါရှင်လို့နာကိုတူကက်ပြောရင်အဆုံးမှာတော့နှွေရဖျားလေးကိုသွားနဲ့ဖိခိုက်လိုက်တာကြောင့်လူကတက်လိုက်သွားသလိုပခုံးလေးစက်ကနေတွန်းမိတယ်
သူ့ရင်ဘတ်ကြီးကိုစောင့်တွန်းလိုက်မိတယ်။အဲ့ဒီကသူကအသာတကြီးပဲပြန်ခွာပေးတယ်။ဘာမှမဖြစ်ခဲ့သလိုကိုဘောကအင်ကြီးတွေကိုပြန်လဲပြေးပြင်းပြီးဘောင်းမီအိတ်ကက်တဲကိုလက်နှစ်ဖက်ထိဒီနေရာတစ်ခုလုံးကမင်းပိုင်မဲ့ခင်ကမင်းကြိုက်သလိုသွားလာနေထိုင်နိုင်တယ်။မင်းလိုအပ်တာမှန်သမျှလဲဒေါ်ပူစုကတဆင့်ပြောနိုင်တယ်။သူပြောတဲ့ပြောကိုမကြားသလိုပြောပြီးမျက်နှာကိုတစ်ဖက်ကိုစက္ကနဲ့လှည့်ပြတယ်။တစ်ဖက်လူရဲ့စိတ်သနာကိုလည်းထက်မတွက်ပဲသူ့လုံးချင်အောင်လုပ်ခဲ့ပြီးမှဒီလောက်တော့လိုက်ရောပေးခြင်းကိုလက်မခံနိုင်ဘူး။အမြဲလိုရန်တွေ့တတ်တဲ့နှက်ခွန်းလောက်ဖိုးဖိုးလေးကိုဖိကျိတ်ပြီးတစ်ဖက်ကိုလှည့်နေတဲ့မျက်နှာလှလှလေးကတချမ်းနဲ့ပေါ်တယ်။သူစစ်စစ်ကြည့်ပြီးတော့စိတ်ထဲပြုံးလိုက်မိတယ်။လက်တွေမှာတော့ဒေါ်ဘူးစုစီကိုဒေါ်ဘူးစုသူမကိုမျက်ခြေမပြတ်စောင့်ကြည့်ထားပါ။အလွဲချော်ဖြစ်တာတွေထပ်မလို့ခြင်းဘူးနော်။ဟုတ်ကဲ့ပါသခင်လေးပြောပြီးတာနဲ့ခေါင်းညစ်ပြီးလက်ထက်မဲ့ကျမတစုံတစ်ခုကိုတတိယသွားတယ်။လဲဆောင်ရင်အကြည့်တွေကခင်းကမေးဆိုတဲ့မိန်းကလေးထံကိုအော်တခုရှိသေးတယ်။သူမကိုရည်ရွယ်ပြီးပြောမှတ်ပြီးတော့ခင်းကရဲ့မျက်ဝန်းတီကလည်းသူ့ထံမှာတဝဲလဲလဲရှိတယ်။အခွင့်အရေးဆိုတာတစ်ချိန်ပဲရတဲ့ခင်းကမေးနောက်တစ်ခါထွက်ပြေးမဲ့ကြံလို့ကတော့ကိုတက်ညာမှာမဟုတ်တော့အဲ့ဒီချက်လောက်နှစ်ဖက်လုံးဆုံးရှုံးရပြီးသားမှတေးစထွက်သွားပြီးအချိန်မှာတော့ခင်းကတယောက်စောင့်ကြောင်လေးထိုင်ပြီးတက်အေးအေးငိုရှိုင်းလိုက်တော့တယ်။အရှုံးမပေးလို့စိတ်နဲ့ခုခံပြောလိုက်မိတာကသူ့ဒေါသကိုပိုးစားသလိုဖြစ်သွားခဲ့တယ်။အချိန်တွေကတင်မတဲ့တင်မသွားခဲ့တယ်။မမလေးရဲ့အတော်တောင်းပန်ပါတယ်နော်။အတော်ဘက်ကမမလေးနဲ့သခင်လေးရဲ့အချိန်တွေကိုရေးရမသိပဲစိတ်မရှိပြောဆိုခဲ့မိပါတယ်။အတော်ထင်ကားလေမမလေးနဲ့သခင်လေးရဲ့ဆက်ဆံရေးကိုစံအင်္ဂါသဘောမတူခဲ့လို့သခင်လေးကအထီကိုခေါ်လာတယ်ပဲထင်ခဲ့မိတာပါ။ဟမ်အဲ့လိုမဟုတ်ဘူး။သူနဲ့ခင်ကဘာမှမပတ်သက်ဘူး။သူ့ဘက်ကခင်ကကိုအတင်းကျပ်အထီကိုခေါ်လာခဲ့တာပါ။ခင်ကရင်းထဲမှာသူ့ကိုမုန်းတဲ့အမုန်းတွေပဲရှိရဲ့။မုန်းနဲ့အရန်မုန်းတာပဲ။မမလေးရဲ့အကြောင်းစုံသိလိုက်ရတဲ့ဒေါ်ဘူးစုတယောက်စိတ်မကောင်းဖြစ်သွားခဲ့တယ်။ခင်ကရဲ့ပကုံးလေးကိုစုပ်ကိုင်းတယ်။ဖြစ်ရလေမမလေးရဲ့အတော်လေးဒီအကြောင်းတွေတကယ်ကိုမသိခဲ့တာပါ။တခင်လေးကလည်းရောက်ကလေးကမမလေးကိုစောက်ရှောက်ဖို့ပဲအထက်ထက်မှားနေတော့အတော်တစ်မျိုးထင်ခဲ့မိပါတယ်။ဒေါ်ကြီးခင်းကောင်ကိုလေဒီကနေထွက်ပြေးလို့ရအောင်ခင်းကောင်ကိုကူညီပေးပါနော်ဒေါ်ကြီးစိန်ခေါ်ခဲ့ပြီးမှကြောက်စိလဲဝင်သွားခဲ့တယ်။အခုချိန်သူမထားရနေစီရသွားရတဲ့နေရုပ်လေးတရုပ်သူ့အနေနဲ့ဘာမှမစိုးလုံးနိုင်တဲ့အခြေအနေတခုမှစိန်ခေါ်မိတာကမာယွန်းခဲ့ပြီလား။ဒါတော့ဒေါ်ပူစုတို့ရှိနေလို့မဟုတ်ရင်ခင်းကရဲ့ဘွားကဒီနေရာမှာအဆုံးသက်သွားနိုင်တယ်။အတော်သားသမီးချင်းကိုချင်းလက်စားတဲ့ခုလည်းကူညီပေးချင်ပါတယ်မမလေးရဲ့ဒါပေမဲ့အတော်အနေနဲ့အခုလိုသူများလက်အောက်နေရတဲ့အခြေအနေတခုမှဘယ်လိုကူညီနိုင်မှာလဲကွယ်အဲ့ဒီအတွက်တော့အတော်ကိုခွင့်လို့ပါနော်ဘလို့မှမတတ်နိုင်လို့ပါဒေါ်ကြီးပြောတာလည်းမှန်ပါတယ်ခင်းကသူ့ပန်းထားတဲ့တုံပန်လေးသူကတော့အာနာပကွက်သားအခုတော့ခင်းကတို့ကသူ့မိတ်အောင်မှနေရတာမလားလွန်မြောက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့အရာတခုဆိုတာမေ့သွားခဲ့တယ်မမလေးရဲ့ကိုယ်စိတ်ကိုဘလို့ပဲတင်ထားကြောက်စိတ်ကပုံများနေတော့မျက်ရည်တွေကတလက်ဟောစီကြလာတယ်သူမဘွားမှာအခုတက်ပို့ပြီးဆုံးရှုံးစရာဘာမှမရှိတော့အရာအလုံးဟာပြည့်စည်သွားခဲ့တယ်။မျောလင့်ချက်တွေပါအစ်စ်ပါခဲ့တယ်။သမီးလေးမေဘာလို့ငိုနေရတာလဲသမီးလေးရဲ့မေကိုပြောပါအောင်။မေကမိနာကနေထွက်သွားတော့မှဆိုဟုတ်လားယင်မေသမီးရဲ့မေကလေဒီကမေသမီးနာကနေဘယ်တော့မှထွက်မသွားတော့ဘူးနော်။ဟိုးမှတွေ့လားလာမင်းကြီးရဲ့ဘေးမှာတပြက်ပြက်နဲ့တောက်ပါနေတဲ့ကျယ်လေးတွေကိုလေဟုတ်ကဲ့မေသမီးလေးအနားမှာမရှိတော့ရင်တော့အဲ့ဒီကျဲလေးအဖြစ်နဲ့သမီးလေးကိုစောင့်ရှောက်မှာပါဒါဆိုမေကကျဲလေးအဖြစ်နဲ့မိနားမှာရှိနေမှာပေါ့နော်ဒါပေါ်သမီးလေးရဲ့လာပါအောင်မေစီကိုချစ်တယ်မေကိုအရင်နဲ့ချစ်တယ်ဟော်ရီကမေကလည်းသမီးလေးကိုအရင်နဲ့ချစ်ပါတဲ့ရှင်မေကိုအရင်နဲ့တတိရတာပဲဂင်ကပြလေးနေတဲ့ကောင်းကင်ကြီးကိုပေါ်ကြည့်ရင်မိခင်ဖြစ်သူကျဲလေးကိုလိုက်လံရှာပွေပြီးတော့နှုတ်ကလည်းတန်တာရွတ်ဆိုနေတယ်ဒါပေမဲ့ကောင်းကင်တစ်ခွင်းလုံးတိမ်ဆိုင်တဲ့အုပ်ဆိုင်နေတဲ့ဘာမှမမြင်ရဘူးဒါကြောင့်ဝဲနေရှိုက်ငင်းရဲ့ရင်ဘက်လေးကိုလက်နဲ့ဖိအုပ်ထားတယ်မိသားရှိခင်ခင်းကလည်းအခုလိုအချိန်လေးထိရောက်ခဲ့မှာမဟုတ်ဘူးခင်းကလေးမိကိုအရန်လွန်းနေတော့ပုစုခင်းကမေရောဟဲသခင်လေးပြန်ရောက်လာပြီလက်ထဲမှာလည်းအထုပ်တွေနဲ့ပေးအတော့ပြန်ရောက်တာနဲ့ဦးစားမေးပြီးတာကသူမကိုမျက်လုံးကအိမ်တွင်းတစ်ခုလုံးကိုအလုံးရှုံမိတယ်သူမရဲ့အရေးရောင်ကိုမတွေ့တော့ဒေါ်ပူစုကိုထုံမေးလိုက်တယ်။ဒေါ်ပူစုကလက်ထဲကအထုပ်တွေကိုလာဆွဲကူရင်ရှိတယ်သခင်လေးမမလေးကအပေါ်မှာပဲ။အခုပဲအတော့ကိုကုလုပ်ပြီးအခန်းထဲပြန်ဝင်သွားတာကွ။ဟုတ်လားအချိန်လေးကမစိုးအိမ်ပြန်ရောက်တာနဲ့စူရရဖြစ်နေမလားလို့ပူပန်နေသမျှကအခုလိုကြားလိုက်ရတော့စိတ်သက်သာသွားမိတဲ့အမှန်ပဲ။ဒါဆိုသူ့ကိုတောင်းခေါ်ပေးပါဒေါ်ပူစုကျုပ်သူ့အတွက်ဝေလာတာရှိလို့ဟုတ်ကဲ့ပါသခင်လေး
ဒေါ်ဘူးစုကလည်းတက်တက်ကြွကြွနဲ့သွားခေါ်တယ်။ဘာရမဟုတ်ဘူးသူပြုံးလိုက်မိတယ်။ငုံတီနေတယ်လို့စစ်ပွဲကြီးညာပြီးမှဘာကြောင့်သူမနဲ့စစ်ပင်ငိမ့်ချင်တာလဲ။တေချာတာကပြီးခဲ့တဲ့ချင်းဒီမျိုးကိုသူမမနစ်သက်ဘူး။သူမနဲ့ငိမ့်ချင်ခြင်းနဲ့ပြည်လဲခြင်းနဲ့မင်းကအခုပိုင်းပဲဖြစ်လာရမှာ။ဒီနေရာနဲ့နေသားကြအောင်စူးစမ်းရလိမ့်မယ်။ဘာလို့ဆိုမင်းအတွက်တခုတည်းတော့အိမ်ကဒီနေရာပဲမို့လို့လာပါမမလေးရဲ့တခင်လေးရမမလေးအတွက်ဘာတွေဝယ်လာတာလဲမသိဘူး။လာကြည့်လိုက်ပါ။ဒေါ်ကြီးရဲ့လွတ်ပါကင်းကဘာမှမလုပ်ချင်ဘူးသူနဲ့လည်းမတွေ့ချင်ဘူးလိမ့်ပါပါတယ်မမလေးကခဏလေးပဲလိုက်ကြည့်လိုက်နော်တီတိုအတန်တွေနဲ့အတူဒေါ်ပူစုကကင်းကလက်ကိုအရာဆွဲပြီးတေးစားရှိကိုခေါ်လာတယ်မမလေးရောက်ပါပြီသခင်လေးအဝါရောင်ခြေသားလေးပေါ်မှာအပြူရောင်အပွင့်နှုတ်လေးတွေပါတဲ့ရင်ဖုံးအင်ကြီးခတ်တုပ်ကိုမှအဝါရောင်ပြောင်းထမိန်လေးနဲ့တွဲဆက်ဝေစင်ထားတယ်ဖြူဝင်းနဲ့လက်မောင်းသားပြပြလေးကိုအတိုင်းသာမြင်နေရတယ်အမြဲလူခါဝေနေတာဝတ်တက်တဲ့သူမလေးမှာထိုမြမဝတ်စုံလေးနဲ့မှပင်ကိုအလှတရားတွေကအရှိတိုင်းပေါ်ထွက်လာတယ်။ညနာထက်လည်းတဘာဝကရတဲ့တနခါနဲ့အလှစင်ထားတဲ့သူ့မျက်လုံးထဲမှာအလုံးမအချက်တည်းရှိနေတယ်။တစ်ချက်တနခါနဲ့မွန်မီလေးကသူ့နှာခေါင်းထဲကိုဝင်ရောက်ပြီးကြီးစဲနေတယ်။ခေါင်းမှာလျှော်ထားတာထင်းတယ်။မချောက်စံတွေလေးတွေကပကုံပေါ်ကျကျင်းနေတယ်။ဘီးကုတ်လေးနဲ့လန်တင်ထားတော့နှစ်ဖူးပြေလေးကမဟာဆန်ပါးပြင်တဲ့တနခါတွေပြောင်းကျင်းသွားတဲ့အထိညမ်းမိခြင်းတဲ့စိတ်တွေဖြစ်သွားတယ်။သူမကတော့ကိုမကြည့်မျက်လုံးတွေနဲ့ထိတ်တိုင်ရင်မဆိုင်မဲ့ရှောင်းပွဲပြူတယ်။သခင်လေးဒေါ်ပူစုရဲ့ကြားပြတ်အတန်ကြောင့်ပြန်လွင်နေတဲ့စိတ်ဝိညာဉ်ချက်ချင်းပြေခဲ့တယ်။ကိုမင်းအတွက်လိုအပ်တာတွေဝယ်လာတဲ့မင်းကြည့်ပါအောင်။ဘလို့ပါအောင်လိုအပ်တာမှန်သမျှဒေါ်ကြီးပေးနေရပဲ။ပြက်သားညှင်းဆန်လာတော့မှသူသတိထားမိတယ်။သူမဝယ်ထားတာကဒေါ်ပူစုသမီးရဲ့အဝတ်စားတွေပဲ။ဘလို့ပဲဖြစ်သူမနဲ့လိုက်ဖက်နေတာတော့သူမျက်ကွယ်မပြူနိုင်ဘူး။မမလေးသခင်လေးဝယ်လာတာတွေအများကြီးပဲလေ။တခြားဟာတွေလည်းပါရင်ပါမှာဟုတ်တယ်မလားသခင်လေးထုတ်ကြည့်လေကြားထဲမှာဒေါ်ပူစုကဝင်ပြေးပြီးတော့အထုပ်တွေကိုဖြေချပါတယ်ဟဲမမလေးခေါင်းဝင်လေးတော့ချစ်ကြလေမမလေးဒီမှာကြည့်ပါအောင်ချစ်ဖို့ကောင်းလိုက်တာနောက်ထပ်လည်းရှိသေးတဲ့ဒေါ်ပူစုနှုတ်ကပြောနေပေမဲ့မျက်ဝန်းတွေကခင်းကမေရဲ့မျက်နှာထက်ကအပြစ်မှုတွေကိုပဲလိုက်ကြည့်နေမိတယ်မမလေးဒါလေးရောမလာဘူးလားအသုံးတောင်ပစ္စည်းအဝတ်စားတွေကအစားသူမကြိုက်လောက်မဲ့အကောင်းဆုံးတွေကိုသာရှာဖွေဝယ်လာတာသူမတန်ကတုတ်ပြန်မှုကိုလည်းအများကြီးမျှော်လင့်ထားမိတယ်။ဒါပေမဲ့တထဲထုတ်ပြန်ပြနေခြင်းအပေါ်စိတ်ဝင်တစားမရှိပဲခေါင်းညိတ်ခေါင်းခါသာလုံနေတာကစိတ်ယုံမလေးအတိုင်းအမလေးအယုတ်ကလေးပါပါတယ်။ I love you baby ဟောအတန်ပါမြည်တဲ့မမလေးလက်တစ်ပိုက်စာရှိရဲ့အမွေပွားပွားပန်တာအယုတ်လေးကကြောဘက်ကကျိုးစားလေးကိုဆွဲလိုက်တာနဲ့လက်လေးတရန်လှုပ်ရင်အတန်ပါထွက်လာတယ်။မမလေးကြည့်ပါအောင်လို့ကိုဝေလာတော့ကချက်စရာလဲကောင်းတယ်။သူမလည်းကြိုက်လောက်မဲ့အထင်နဲ့ထည့်ရှင်လာခဲ့တဲ့အဲ့လိုလှုပ်လို့ရတယ်။အတန်ထွက်လာမယ်လို့မထင်ခဲ့ဘူး။ဒေါ်ပူစုလှုပ်လိုက်မှအယုတ်ကထအောင်လာတော့သူ့မျက်နှာရေကနေဖြစ်သွားတယ်။သူမကိုလှမ်းကြည့်လိုက်တော့သူ့ကိုစိုက်ကြည့်နေတဲ့မျက်ဝန်းတွေနဲ့ခလုတ်သွားတိုက်တယ်။ပုံမှန်ဆိုသူမကိုရဲကြီးပြန်ကြည့်မိမယ်။အခုတော့ထို့အယုတ်ကြောင့်မျက်နှာပူထူသွားတယ်။အယုတ်ကဝယ်လာတာမဟုတ်ဘူး။ဆိုင်ကသတ်မှတ်ထားတဲ့ပမာဏပြည့်အောင်ဝယ်တဲ့သူဆိုလက်ဆောင်ပေးတယ်တဲ့။သူတို့ဓာတ်ကိုထည့်ပေးလိုက်တာဖြစ်မယ်။ဟုတ်လား။ဘလို့ပဲဖြစ်ချစ်ကြလိမ့်မို့မမလေးကြိုက်မှသိကြတယ်။ I love you baby ဒေါ်ပူစုကတော့သူပြောသမျှအောင်ရှုံပြီးခေါင်းငိတ်အံ့ဩနေတယ်အယုတ်လေးကိုကြည့်လိုက်ကျိုးကိုထပ်ဆွဲလိုက်သဘောကျနေတော့သူ့မှာကင်းကရှိသေးနှုတ်သွားသလိုခန်းစားပြီးနေရာကထပြေးခြင်းစိတ်တွေဖြစ်သွားတယ်ဒေါ်ပူစုခမည်းတော်အလိုက်မသိရပဲအော်မမလေးဘယ်သွားမလို့လဲပြလို့ပြီးပြီမလားကင်းကအခန်းထဲသွားနာတော့မလို့သူဝေလာတဲ့အတွက်ကြောင့်လားအစတွေကစိတ်ဝင်စားခြင်းမရှိတာကြောင့်လားမသိဘူးနေရာကနေထရရင်ထွက်သွားတာကခက်ပြက်စိတ်ထဲမှာတော့အားမလို့အားမရဖြစ်သွားခဲ့တယ်။သူမျောလင်းထားတာကထို့သူမဟုတ်ဘူး။သူမဘက်ကအသားလေးအနိုင်ရသွားတယ်လို့ပဲခံစားရတယ်။အင်ကြီးကျဲသေးတွေကိုဖြုတ်ချလိုက်ရင်ဒါဆိုလဲအတော်ပဲကွာကို့အတွက်တန်မြာရည်လေးဖြော်ပေးစမ်းပါ။အတော်လုပ်ပေးမယ်လေ။ရတယ်သူမပဲလုပ်ပါစေဒီအိမ်မှာတာဝန်လွတ်တာဆိုလို့သူပဲရှိရပါလား။မင်းကိုအပြုတ်မူနေတော့ကြော်လို့မရအောင်မင်းကကို့လက်ခုပ်ထဲကရေညှင်းဆန်ခြင်းလက်ခံခြင်းမပြုပဲသူခိုင်းရအတိုင်းသွားလုံနေတဲ့ကင်ကမေဒေါ်ပူစုသူလာရင်အခန်းထဲကိုလွတ်လိုက်ပါကျုပ်သူ့ကိုစောင့်နေတယ်လို့ဟုတ်ကဲ့ပါသခင်လေးအပေါ်အင်ကြီးကိုပကုံးပေါ်ပြစ်တင်အခန်းထဲဝင်လိုက်ကသူမအလောင်းကိုကတင်ပေါ်လက်နောက်ပြင်းရင်စောင့်လိုက်တယ်မကြပါဘူးအေးခက်လေးကိုင်းပြီးဝင်လာတဲ့သူမအဲ့ပေါ်မှာခဏတင်လိုက်ကွာကိုအရန်ပူလာလို့ဒါလေးချုပ်ပေးစမ်းပါထို့အချိန်ထိသူမဘာမှမပြောသေးဘူးကိုပေါ်မှာဝစ်ထားတဲ့အင်ကြီးကိုပါချုပ်ခိုင်းနေတော့အသေးပေါက်ပြီးအေးခွက်ကိုဇပွဲပေါ်စောင့်ချလိုက်ရှင့်မှာလက်မပါဘူးလားဥခွန်တော်တေးစား
ပါတယ်လေဒါမဲ့ကိုကိုယ်တိုင်မလုပ်ချင်လို့မင်းကိုလုတ်ခိုင်းတာပေါ့တော်တော်ရှုပ်တယ်ညီညီညူညူနဲ့အင်ကြီးကျဲသေးတွေကိုလာခိုင်းတယ်ရှင့်ကိုကြီးကရှေ့တိုးမလာနဲ့ဒီမှာဖြုတ်လို့မရတော့ဘူးမင်းမမီမှာဆိုလို့ပေါ့မလို့ဒီတိုင်းပဲရက်နေသူ့ကိုကြီးကတဖြည်းဖြည်းနဲ့ရှေ့တိုးလာတော့ကင်းကတကူလုံးကိုလွှမ်းမိုးသွားတယ်သူ့ရင်ခွင်နဲ့နင်းမြုပ်တော်မဲ့အတိုင်းမို့လူကနောက်ကိုပြန်ဆုံမိတယ်အော်ရှင်ဘလို့ဖြစ်နေရလဲဒါကိုသူကအလိုမပေးပဲခါကိုဆွဲဖက်ပြီးသူ့ရင်ခွင်နဲ့အကွက်ကြကြဆွဲတင်တော့ကျဲသီးဖြုတ်နေတဲ့လက်တွေရက်တန်းသွားတဲ့ထိလန်သွားခဲ့တယ်ရှင်တော့လွတ်ဒီမှာဖြုတ်ဖို့ကြံသေးတယ်လို့ကျဲသီးတွေဖြုတ်ဖို့ကိုသာတာဆူနေတဲ့ကောင်မလေးကိုရီမြူးရဲ့အကြည့်တွေနဲ့ငုံကြည့်ရင်အရေးမကြည့်ပါဘူးအရေးကြီးတာကမင်းအတွက်ကိုဝယ်လာပေးတာတွေမင်းကြိုက်ကြိုက်မကြိုက်ကြိုက်ဘလို့စတွေကပြောထားပြီးသားလေဒေါ်ပူစုပြထားတာတွေနဲ့လုံလောက်ပြီဘဲတူမလဲကမလေးရဲ့ဒါကအစ်စ်တွေလေးကဟိုဟာကသူများဝယ်ပြီးသားအဟောင်းဟုတ်တယ်မလားဟမ်ရှင့်စီကဘာမှမလို့ကျုံဟင်းအင်းလို့ကောင်းခါညင်းဆန်လိုက်ပုံကကလေးလေးအတိုင်းချစ်စရာကောင်းနေတော့အသေးတရားရဖြစ်နေတယ်ဘာလို့လဲခိုးထားတဲ့လူထားတဲ့ပတ်စံတွေနဲ့ဝယ်လာတာမဟုတ်လို့မင်းစိတ်ချလို့ရပါတယ်ရှင့်စီကဖြစ်နေလို့ဘာတကူမှမလို့ကျင်တာဥခွန်အောင်တေးစားစိတ်တွေကပြောလိုက်တာဖြစ်တဲ့အပြင်မှာတော့နှကန်းပူပူလေးကိုတင်းတင်းစေးမိရင်ပြောလေဘာလို့လဲရှင်တော့လူကိုမဟုတ်တန်းတွေလာမမေးနဲ့အခုရှင်းခိုင်းတဲ့အတိုင်းလုပ်ပြီးပြီလူကိုလွတ်တော့ဒီလောက်နဲ့ပဲပြီးသေးမလဲအမလေးတေးစားခက်တဲ့ပြုံလိုက်ရင်ကြောပြင်လေးကိုဝေဖက်လိုက်တယ်လဲချလိုက်တော့ငွေရတက်ကိုနှစ်ယောက်လုံးလုံတွေးကြသွားတယ်အော်ဥခွန်အောင်တေးစားရှင်ဒါဘာလို့တာလဲအခုပဲပြီဒေါ်ပူစုတို့မြင်မကောင်းဘူးဘာလို့အဲ့လောက်ထိရုန်းကန်နေရတာလဲဘာလဲကိုမင်းကိုတခုခုလှုပ်လိုက်မှဆိုလို့လားရှင်လူညစ်ပတ်ကြီးအခုလွတ်ပင်တော့သူပြောတော့မှအပေါ်ပိုင်းဖလာချင်းဖြစ်နေတဲ့ရင်ဘက်ပြင်ကျဲကြီးစီကိုအကြည်တွေကြောက်သွားခဲ့တယ်။ပါးနှစ်ဖက်တို့ကပန်းရောင်တန်သွားတယ်။အကြောက်ကန်ညှင်းဆန်နေပြီးတယ်။နှစ်ယောက်အိတ်ကရင်ကြီးပေါ်မှာဖြန့်ကျဲထားတဲ့အနီရောင်ပွင့်ဖက်လေးတွေကကရင်ပေါ်မှာတဝက်အောက်ကျန်းပြင်မှာတဝက်နဲ့ဖိဖိဆင်းနေတယ်။အဲ့ဒီပေါ်မှာနှစ်ဦးသားပုတ်တွဲဖြစ်နေတာကကင်းကအောက်တေးစားကသူမပေါ်မှာအုံမိုးရဲ့အနေထားနဲ့လက်ထောက်ထားတယ်။နှွေးအိနေတဲ့ကိုလုံးလေးကသူ့ရင်ခွင်နဲ့နှင်းမြုပ်နေတယ်။တနကားနဲ့မူမီလေးကိုပါအနီးကပ်ရရှိလိုက်တော့သူ့စိတ်တွေဝုံတိုင်းကျဲကုန်တယ်။ဖယ်ပေးလို့ပြောနေရလေ။ရှင်တောက်အနိုင်ယူတဲ့နီလာဥခွန်အောင်တေးစားသူကိုပြောခဲ့တော့ကရိုးရိုးသားသားအခုတော့လူကိုချုံနာပြီးအနိုင်ယူနေရတာကိုမှကျင်းနေနေတယ်။ရှင်ကိုအခွင့်အရေးသမားမဲ့မတင်ခဲ့မိဘူး။အခုတော့ကြာလေမုန်းလေပဲတိလား။ဘလောက်ပဲနာကြီးအောင်ပြောသူ့မျက်နှာကတစ်စက်လေးမှပြန်မသွားဘူး။ဒါပြင်ပတိတိအပြုံးအမူအရာတွေကင်းမဲ့နေတဲ့မျက်နှာသားနဲ့ကိုပြောလိုက်တဲ့စကားကိုဟာသားတကူလို့ဟာတိုင်ရှိတယ်။ကိုကရောမင်းစီကအချစ်တွေပေးပါလို့တောင်းဆိုနေလို့လားအကောင်မလေး။ကိုဆိုတဲ့ကောင်ကလိုချင်ပြီဆိုစုဝဲကပင်လေပဲဖျက်ရမရရအောင်ယူတတ်တဲ့အကျင့်ရှိရဲ့။တရားမျှတာသည်ဖြစ်စေမမျှတာသည်ဖြစ်စေအတိကကို့ပိုင်ဖြစ်လာဖို့အခုမင်းကိုကြိုက်သလောက်မုန်းနိုင်သလိုတစ်ချိန်မှမင်းချစ်တဲ့သူကလည်းကိုပဲဖြစ်လာစေရမယ်။သိလိုက်လေရှင့်လိုလူမျိုးနဲ့ပေါင်းဖက်ရမယ်အစားခွေးမိတာဖြတ်ပြီးစွတ်လိုက်မယ်။သူ့စကားမှာတာနဲ့ချက်ချင်းရံပြန်တွေ့တတ်တဲ့နှက်ကန်းလေးကစူးစူးထော်ထော်လေးဖြစ်တယ်။လက်ကနေအယောင်တောက်သွားတဲ့မျက်ရည်အိမ်လေးကအစကြည့်ကောင်းနေတယ်။အခွင့်အရေးသမားဆိုတော့ရောဘာဖြစ်လဲ။ကို့မိမကိုအခွင့်အရေးယူတာဘယ်တရားသူကြီးမှအပြစ်မယူ။ရှင်တော့ဖဲ့ပြီးယွန်းနဲ့အခုဖဲ့ပြီးတော့ဥခွန်အောင်တေးစားမျက်နှာလေးကိုဟုတ်လက်ဒီလက်ရှောင်ပယ်နေခြင်းကလေတိုင်းဖွေးဖွေးလေးရှိအကျော်စိတ်မြင်းများတွေကိုအတိုင်းသာတွေ့နေရတဲ့သူ့ရဲ့ခန္ဓာရည်တွေကိုစမ်းသပ်နေတဲ့အလားသွေးသားတွေကတပွက်ပွက်စူကြလာပြီဟန်နော်လူကိုအဲ့လိုအနိုင်မကျင့်တဲ့တနာယူကြီးပါပြင်တွင်းငယ်ငယ်လေးပေါ်တင်ထားတဲ့ပကတ်ကြားလေးပေါ်သူ့နှာခေါင်းကြီးစိုက်ကြလာတာတွေ့တော့ခင်းကသူ့မျက်နှာကြီးကိုလက်နဲ့တွန်းပဲပြီးထားရလိုက်မိတယ်အဲ့ဒီကသူ့ဘက်ကအသာတကြီးလွတ်ပေးလိုက်ခြင်းကြောင့်လွတ်မြောက်သွားခဲ့တာနဲ့ခင်းကတကားဝစီကိုအပြေးတစ်ပိုင်းသွားလိုက်တယ်တေးစားကသွားကျင်သွားဖို့မတားဘူးဆိုတဲ့ပုံစံနဲ့လေးတကျွန်းလုပ်ပြီးကရင်ဘော်ကနေထားကလက်နောက်ထောက်ရင်ကင်းကာလို့သမျှကိုစိုက်ကြည့်နေတယ်။အနားရောက်တော့တကားကဖွင့်လို့မရအောင်ပြီးတော့အပြင်ကပါတော့ခတ်ထားတာချင်းနဲ့ခြေလန်းတွေကတန်ဖို့ဆွဲခတ်ထားသလိုတွန့်ကနေဖြစ်သွားတယ်။စက်ကနေသူ့ဘက်ကိုလှည့်ကြည့်လိုက်တယ်။သွားလေလို့ခွင့်ပြုပေးခဲ့ပြီးမှတစ်ဖက်ကိုမရအောင်လမ်းပိတ်ထားတဲ့ပိုင်နိုင်သောကြံစီမှုမျိုးနဲ့မျက်နှာသားကအထက်စီးဆန်နေတယ်။ကင်းကသူ့ရှိရာကိုတလန်းချင်းစီပြန်လျှောက်သွားပြီးမျက်ဝန်းတွေကအစအကျဉ်းတန်းတရားမရှိအတ္တအစိတ်တွေလူထားတဲ့သူ့မျက်နှာကိုစိတ်စီစိုက်ကြည့်ပြီးအရှုံးမပေးခြင်းနဲ့မာနာလေးကအလန့်ထူခေါင်းထောင်လာတယ်မပြောမစုနဲ့လက်တစ်ဖက်ကရိတ်ကနေမြောက်တက်သွားတယ်သူ့ပါတက်ကိုဒါပေမဲ့မျောလင့်ထားတဲ့အတိုင်းဖြစ်မလာဘူးလက်ကိုဆက်ကနေဖမ်းဆွဲပြီးတကားနဲ့ကြောပြင်းလေးထိခတ်သွားအောင်သူ့တွန်းပစ်လိုက်တော့အာမေရိတန်လေးထွက်ပြီးရင်လက်နှစ်ဖက်စလုံးကခေါင်းထက်စုကြည်ခြင်းကိုခံလိုက်ရတယ်ကိုဒီပမဟုတ်ကင်းကမေ
ဒီပဆိုတဲ့ကောင်ကမရှိတဲ့မာနာတွေကိုအောက်ဆုံးထိချပြီးမင်းကိုဘယင်မအဖြစ်တင်မြောက်ခြင်းတင်မြောက်လိမ့်မယ်တေစားဆိုတဲ့ကိုကတော့မျက်လုံးဆိုမျက်လုံးအသက်ဆိုအသက်တံပြန်ယူရမှကျင့်တတ်တဲ့လူမျိုးကိုယ့်ရဲ့အပိတန်တွေမှာမိမယောက်ျားဆိုပြီးခွဲမထားဘူးနော်ဒါကမင်းသိဖို့ခန္ဓာကိုယ်ကိုတိမ့်ပိုင်တိုင်းခဲ့ရင်တော့စိတ်ဝိညာဉ်ကိုတော့ဘယ်တော့မှမရစေအောင်အဲ့ဒီခန္ဓာကိုယ်ပဲတက်မှတ်နေတယ်ဆိုရင်ရောတိတ်ကိုယုံကြကောင်းတဲ့လူအခုလို့နော်မရတော့ဘူးနောက်ကျသွားပြီခင်ကမေဒီလူကမင်းယောက်ျားဖြစ်ကြောင်းမင်းသိအောင်တတ်သေးပြရလိမ့်မယ်အမေဟဲ့ဘာလို့တာလဲအခုနောက်တိစားရှင်ဒီလိုမလုပ်နဲ့နော်ဟဲ့လှုပ်ပါကင်းကဘလို့မှယုံမရအောင်ခြုံထောင်ထားရင်မုန်းကျင်စရာကောင်းတဲ့ဇွတ်တွဆန်ဆန်အနှမ်းကျဉ်ကျဉ်တွေကပါးပြင်းနှစ်ဖက်ပေါ်ကိုမုံတိုင်းထန်နေတယ်လက်သေးတွေနဲ့ကုတ်ဖက်နေပေမဲ့လူတလောက်ခရီးမရောက်ဖြစ်ဘူးအားကေတာသမျှကမွန်ကျက်တယ်အနှမ်းတွေကြအင်အားမရှိဖြစ်တဲ့အခါတေစားကသူ့ဘာတကူလုံးကိုစိတ်ကနေပွေချလိုက်တယ်ဘာလို့တာလဲဟဲ့ဥခေါနောင်တေစားပြန်ချပြီးဟဲ့နော်ကြောက်လန့်တကြားရုံးကန်ရင်ကင်းကသူ့တစုတူဆွဲခေါ်တဲ့အတဆန်ဆန်အယောင်မျိုးစုံချေထားတဲ့ကဘာကြီးတွေကိုအလေတစ်ခေါက်ရောက်ခဲ့ရတယ်ငိုယူတောင်းပန်လို့လည်းမရညှင်းဆန်လို့လည်းမရပဲပါပြင်ထက်ကပကွက်လေးနှစ်ပတ်ကအနမ်းကျန်းတွေကြလုံးလုံးပျောက်ရှာသွားခဲ့တော့တယ်။အော်တားငယ်လေးသွားကြစမ်းတယောက်မှမလာခဲ့နဲ့။အော်ရှာထွက်လာတဲ့အရာကြီးကသူ့အတန်မဟုတ်တဲ့အတိုင်းနှက်ခွမ်းလာနှစ်ဖက်ကပုံပြနေတယ်။စကားပြောရင်ရှေးနောက်မကြီးတလုံးလုံးတုံရင်နေတယ်။လက်နဲ့ခေါင်းမဆက်ဆန်းနေတယ်။ညှိနဲ့တဟောင်ကြောင့်အနီးနားတစ်ဝိုက်မှာရင်ကောင်ဖြုတ်ကောင်တွေတော့တဝဲလဲလဲပြန်နေတယ်။တခန်းလုံးအပေါင်ချထားတာကိုမှအပြင်ဘက်ကတကားဖွင့်လိုက်ခြင်းကြောင့်တနေရတဲ့ကွက်လင်းသွားတယ်။ထို့အလင်းကသူ့ကြောပြင်ကိုဓာတ်ရိုက်ကြားရောက်တဲ့။သားအခန်းတောင်မှကဲပြီးသူမကိုကြောပေးနေတဲ့တူဖြစ်သူကြောင့်အနားကိုဖြည်းဖြည်းချင်းကတ်သွားခဲ့ပေမဲ့နဘေးမှာရှိတဲ့စားစရာပကံတို့ကိုတွန်းချပစ်ပြီးခက်ပြက်ပြက်ထွက်သွားဖို့ပြောဆိုတယ်။သားငယ်လေးမေမေလေးမေမေပါကွယ်။အကြည့်တွေကသူမပြင်ပေးထားတဲ့ထမင်းဟင်းတွေတန်းရောက်သွားတယ်။တစ်ဆက်လေးပဲနေရာမရွေးသေးကြောင်းသိလိုက်ရတယ်။ဆောင်းမဲကြီးတစ်ခုလုံးအုပ်ပြီးစောင့်ကြောင်ထိုင်နေတဲ့တူဖြစ်သူဒီပါစီရဲ့ပကုံးအောင်ကိုထိဖို့ပြင်လိုက်တယ်။မလို့ရုတ်တရက်စောင်းကြီးကွာကြသွားတယ်။အဖို့ပိန်အနာအဆူတွေနဲ့ပြင်းနေနေတဲ့မျက်နှာကြီးကသူမရှိကိုရောက်ကြလာတော့ထိတ်လန့်သွားတဲ့ရင်ဘက်ကိုဖိမိတယ်။ကျွန်တော်တယောက်တည်းပဲနေချင်တဲ့မင်းပဲတော့ကြောက်နေရပြီ။သွားပါကျွန်တော်ကိုလွတ်ထားပေးပါ။သားငယ်လေးရဲ့သူမကိုသူမသတိမထားမိပဲလက်ပြတ်ချင်းကြောင့်သာဖြစ်သွားမိတဲ့အပြုတ်မှုကတူဖြစ်သူကိုထိခိုက်သွားခြင်းပဲသိလိုက်ရတော့ရင်ထဲဆွနေသွားတယ်။သူမကိုသူမအမကြီးလှုပ်ခဲ့ပြီးမှသိလိုက်တော့တယ်။ခေါနောက်ဒီပါဆိုတဲ့ပုံစံနဲ့လာလာမမတူပဲသူမရှိမှရှိတာကတကူလုံးမီးလောင်ကျွမ်းထန်ရတွေနဲ့အတူအရေးကြီးအဖို့ပိတ်အနာတွေကပြည်တဆူဆူဖြစ်တယ်။ပြီးတော့ပကုံးထိဆင်ကြနေတဲ့စံတွေကအခုတော့အမွှေးတမျက်နှာမရှိပဲထို့နေရာအစားကြည့်ရဆိုတဲ့အနာတွေကသွေးတွေစိမ့်ထွက်နေတယ်။တခြားတယောက်လိုပြောင်းလဲသွားခြင်းအပေါ်သူ့ကိုယ်သူလည်းလက်မခံနိုင်သလိုသူမတို့ကလည်းလက်ခံယုံကြည်ဖို့ခက်ခဲတယ်။ထို့အဖြစ်ဆိုကြီးကမကြသေးခင်ကမှဖြစ်သွားခဲ့တယ်။စံရီတစ်ခုလုံးကန်ဆူးမှုမှကြာခဲ့ရတယ်။သားငယ်လေးမေမေကိုကြည့်ပါဦး။မေမေပဲလှည့်ပါအောင်ကွယ်။သားငယ်လေးကလေမေမေအတွက်တော့အရင်တိုင်းလေးပဲသိလား။ဘလို့ပုံစံပဲဖြစ်နေပါစေမေမေရဲ့ကလေးလေးပါပဲကွယ်။ဒါသူ့ကိုတနာစိတ်နဲ့နှစ်သိမ့်နေတာလား။မလို့အဲ့ဒီတနာစိတ်တွေမလို့ခြင်းကိုတော့မညာခဲ့တဲ့ဒီကောင်အတွက်တနာကျင်နာမှုမလိုအပ်ဘူးကျွန်တော်ကိုလှုပ်မေမေသွားပါမသွားဘူးမေမေဘယ်မှမသွားမေမေတို့ဒီအဖြစ်ဆိုကြီးကိုအတူတူရင်ဆိုင်ကြမယ်ဖြတ်ကျော်ကြမယ်တားငယ်လေးအကောင်းပကတိတိုင်းဖြစ်လာမှာမေမေတို့အတူစူးစမ်းကြမယ်လေနော်မေမေတားရဲ့ဘေးမှာရှိနေပါရဲ့ကွယ်တားဆက်ပြီးရှင်တန်ရမယ်နော်မေမေကိုအဲ့ကလေးတော့ပေးပါမေမေလွတ်ပါဗျကျွန်တော်မတန့်ဘူးမေမေမလွတ်နိုင်ဘူးအခုလိုတားကိုရှင်ခွင်နဲ့ထွေးပွေမထားရတာဘလောက်တောင်ကြာသွားခဲ့ပြီလဲမေမေကိုတွန်းမလို့ပါနဲ့တားရဲ့သွေးညီနဲ့နန်နေတဲ့သူကိုမေမေကမယုံမရှာရှင်ခွင်နဲ့ကလေးတစ်ပွဲထွေးပတ်ထားတယ်မေမေလေးကြောင့်ချုပ်တီးထားတဲ့စိတ်တွေကအထိန်ကုန်မဲ့လွတ်ထရင်ယောက်ျားတံမဲ့ဝမ်းထဲစာအတန်ထက်ငိုမိတယ်ပုံပြက်နေတဲ့သူ့လက်တွေကသူမရဲ့ကြောပြင်ကိုတင်းတင်းကြပ်ကြပ်ပြန်လဲပွေပတ်ထားမိပါတော့တယ်လှုပ်ခါမှုကအရင်စတင်ပြီးနောက်ဆက်တွဲမှမျက်လုံးအစုံကစက်ကနေပွင့်သွားတယ်ရင်ခွင်ထဲမှာပွေပတ်ထားမိတဲ့သူမကိုဦးစားရှာပေးမိတယ်ဒါပေမဲ့ရင်ခွင်ထဲရောက်နေတာကသူမမဟုတ်ပဲအေးဆက်တဲ့ဖန်လုံးရှည်တစ်ခုပဲဖြစ်တယ်ငေါက်ကနေထားလိုက်ရင်အခန်းအနှံ့အကြည့်တို့နဲ့အလုတ်ရှုပ်လိုက်ရင်သူမမရှိမှန်းသိတော့ကရင်အောက်ပုံကျနေတဲ့အဝတ်စားတွေကိုကောက်ယူဝတ်ဆင်ရင်အပြင်ကိုထွက်လာခဲ့တယ်။ပွေးဖက်ထားတာကိုလည်းမယုံတော်တော်ကြာတဲ့အထိပခုံးလေးတစ်လုံးလုံးနဲ့ငိုရှိုက်နေခဲ့တာကိုသိပေမဲ့ချော့ခြင်းမပြုမျက်ွယ်ပြုပြီးလို့ထွက်မသွားအောင်အတင်းအကျပ်ဖတ်တွင်ရင်
သူကိုယ်တိုင်လည်းဘလို့အိပ်ပျော်သွားမှမသိသလိုသူမလည်းဘယ်ချိန်မှအငိုတိတ်သွားခဲ့မှမသိဘူးစိတ်တွေအရင်ဆန်သွားခဲ့တာမို့စီးမဆောက်ပဲကျူးလွန်ခဲ့တဲ့အပေါ်အစကတည်းကအထင်မကြီးခဲ့တဲ့သူမကရောလူရုံမာတယောက်အဖြစ်ပုံမနာကြည့်ခဲ့ပြီလားပိတ်လောင်ချုံလောင်ထားတဲ့ရုံမရအနေထားတစ်ခုမှာသူ့ဘက်ကအခွင့်အရေးယူလိုက်မိတာကလူမဆန်လောက်ရက်ဖြစ်လို့နောင်တရခဲ့မိသလိုကို့ပိုင်ဖြစ်ခဲ့ပြီးဆိုတဲ့အတွေ့အကြုံကြောင့်ပျော်နေတာတစ်ပတ်အိမ်ရှိကိုထွက်လာပေမဲ့သူမကိုမတွေ့သေးတော့ခြေလမ်းတွေကဒေါ်ပူစုရှိရာစီကိုဆက်ပြီးတော့ဒေါ်ပူစုခင်းကတယောက်ကမတွေ့ပါလားတခင်လေးမမလေးကခြံထဲမှာပါအပင်တွေစိုက်တာသူလဲသိချင်ပါတယ်ဆိုပြီးလိုက်သွားတာပဲကွ။အော်ဒီညတော့ဒေါ်ပူစုတို့အတွက်ပဲပြင်လိုက်ပါကျွန်တော်နဲ့ကင်းကအပြင်ထွက်စားမလားလို့ဟုတ်လားဒါဆိုကောင်းတာပေါ့တခင်လေးရဲ့မမလေးကပြင်းနေရှာတာတခင်လေးသာအပြင်ထွက်ခွင့်ပေးမယ်ဆိုတာသိရင်ပျော်သွားမှအသေးချပဲသူလည်းအဲ့လိုဖြစ်ဖို့မျှော်လင့်နေမိတယ်အခုတော့သူမရှိအောင်သွားပြီးသူ့အမားအတွက်ဝင်ချတောင်းပန်ရင်တစ်ဆက်တည်းသူနဲ့အပြင်ထွက်ဖို့ပါတောင်းဆိုပေးမယ်ဥပောင်ကြိုင်ပြောလေတူမတကယ်လို့လေအပင်ဒီကပင်ကိုစိုက်မယ်ဆိုရင်ဘယ်လိုနည်းနဲ့စပြီးစိုက်ရတာလဲဒါကအပင်မျိုးစားပေါ်မူတည်ပြီးကွဲပြားသွားတယ်တူမရဲ့တချို့ပင်တွေကမျိုးစိကနေတဆင့်တချို့ကကြဂိုင်းကတဆင့်တချို့ကြတော့အမြင့်ကနေတဆင့်ပေါ့ကွယ်ဒါတော့မြေစီလောက်ပေါ်မူတည်ပြီးအပြင်ဖြစ်တော်မူအာကောင်မကောင်ကလည်းကွာသေးတယ်ခင်းကဥပောင်ကြိုင်ပြောသမျှကိုသေချာမှတ်တယ်ခေါင်းတညိမ့်ညိမ့်လို့တဲ့ဒါကိုဥပောင်ကြိုင်ကသေချာလာကြည့်တယ်ဒါနဲ့တူမကဘာလို့ဒါတွေမင်းနေရလဲကွဘာရတော့မဟုတ်ပါဘူးဥပောင်ကြိုင်ရဲ့ခင်းကငငယ်ရဆိုမိမိနဲ့ခြံထဲမှာအပင်တွေအပြည့်ဆိုင်ကြတာမိမိကပန်းပင်တွေဆိုင်ရဝါသနာပါတယ်လေအဲ့ဒီသွေးတွေကခင်းကကိုယ်ထဲမှာစီးစစ်နေတဲ့ထင်ပါတယ်အပင်လေးတွေစိုက်ပြိုးပြီးကို့ကြောင့်တီးပွင့်နေတာမြင်အရန်နဲ့စိတ်ပျော်နေမိတာဒီမှာကဘာပင်မှလည်းမရှိဘူးနော်ဥပောင်ကြိုင်ခြံကအကျယ်ကြီးဆိုပေမဲ့ထင်းရှူတွေကြီးဟောရင်တုန်းကတော့ဒီခြံကြီးကသခင်လေးတို့ရဲ့အမေကိုမေမေကြီးကအမွေပေးထားခဲ့တယ်ကိစ္စတော်တော်များများဖြစ်သွားခဲ့ပြီးတဲ့နောက်မှာဒီနေရာမှာလူမနေရအမိနဲ့သခင်လေးတို့ကိုကိုဝင်ဆောင်ခြင်းအတွင်းမှာပဲစံအိမ်ကိုပြန်ခေါ်သွားခဲ့တာလူမနေပေမဲ့ဥတို့လင်များကတော့ဒီနားမှာတာဝန်ယူပြီးတစ်ပတ်တခါတန်ရှင်းလာလို့ရတယ်အခုသခင်လေးနဲ့မမလေးရောက်လာပြီဆိုတော့ဒီခြံကြီးကလည်းတစ်ဖက်ပြန်ပြီးတောက်ပါလာအောင်ဝင်ဆိုတာဥယုံကြီးတယ်စိတ်ထဲထင်ကနေဖြစ်သွားပေမဲ့ဥပကြိုင်ကိုကြည့်တော့ယူယူသားသားပြုံးနေတာဒါကြောင့်ညီစွာခရင်ကိုကောက်ယူရင်ဟုတ်ကဲ့ဥပကြိုင်ဓာရီကိုနှုတ်ပြီးညီစွာမယ်မလားခင်းကလှုပ်ပေးမယ်နော်ခင်းကရဲ့စိတ်ကူအတိုင်းသာဆိုလေခြံကလည်းအကျယ်ကြီးဆိုတော့ဒီနေရာတစ်ခုလုံးကိုပန်းပင်တွေနဲ့ကြည့်ပြည့်နေစီမှာဘဲချင်းကြည့်ကြည့်အမြဲလှပနေတာမျိုးလေခင်းကလေအကြည့်ပန်းလေးတွေဆိုအရန်သဘောကျတာဥပကြိုင်ရဲ့သူတို့ရဲ့ရနံ့ကလည်းမှွေလဲမှွေသလိုပွင့်ပြီဆိုလေအကိုင်းတစ်ခုလုံးပွင့်ကြတာသူတို့လေးတွေရှိရင်တယောက်တည်းမဟုတ်တော့သလိုခံစားမိတယ်ခင်းကအတွက်တော့လေပန်းလေးတွေကအကောင်းဆုံးအဖို့ပါပဲသူတို့တွေကဘသူလက်နဲ့ဘလို့ပဲစိုက်ပြိုးလူမရွေးပဲအစွမ်းကုန်ရှင်တန်ကြတယ်နောက်မှသူရောက်နေရကိုမသိပဲပျော်လဲပျော့လက်ကပါတစ်စက်တဲ့ညက်ပင်တွေနှုတ်ရေကြီးတွေတူသွားတယ်အတန်မပေးပဲလက်ပါရင်ရက်ကြည့်နေလိုက်တာသဘောမကျပဲမနေပါဘူးနှက်ခမ်းတွေကကွေးညွတ်သွားတယ်သူမဟာအခုတော့စံနယ်လေးနှစ်ဖက်ကိုစက်စံမြေခွဲချစ်ပြီးရင်ဘက်လေးပေါ်မှာတင်ထားတယ်ပါဇက်ကလည်းအဆက်မပြတ်ပြုံးရင်လက်ကလည်းအငြိမ်မနေဘူးအားရပါရပြုံးရင်နေဘေးကိုကြည့်လိုက်တော့ဥပောင်ချိုင်းကမရှိတော့ဒါကြောင့်ရည်တန်ခက်တဲ့ကြားလိုက်တာနဲ့မျက်လုံးလေးပြူပြီးကိုယ်လုံးလေးစက်ကနေတောင်းသွားခဲ့တယ်လက်ထဲကညီစွာခရင်လေးပါလွတ်ကြတယ်သူ့ဘယ်ချိန်လေးကသူမတော်မှရောက်နေခဲ့တာလဲဥပောင်ချိုင်းကရောဘယ်ချိန်လေးကထွက်သွားခဲ့တာလဲဒါကဘယ်လဲအော်အမေစတီးတစ်ချက်မြုပ်ချလိုက်ရင်လှဲ့မကြည့်ပဲပြေးမဲ့ချမ်းမှသူ့ရင်ခွင်နဲ့လုံလုံရောက်သွားခဲ့ရတယ်ကြောပြင်းလေးနဲ့ရင်ပတ်ကြီးပူကက်သွားခဲ့တာနဲ့သူ့ကြမ်းရမ်းခဲ့တာတွေအမှန်ရသွားပြီးလက်ပြန်ပြီးတော့အတင်းယုံမိတယ်ဟန်ဖက်ပေးပါရုံးမရမှန်းသိရနဲ့ဘာလို့အာကုန်ခံနေရတာလဲကွာမင်းတော်တော်ဆိုတဲ့ကောင်မလေးဖဲ့ပေးလို့ထပ်ပြီးအနာမကျင့်ပါနဲ့ဟာရှိုက်တန်းလေးတွေပါတော့မှသူမယခုထိစိတ်မပြေသေးမှသိလိုက်ရတယ်လက်တွေကအနှဲငယ်ပြေရောတယ်ဒါပေမဲ့လုံးလုံးလှုပ်ပေးတာမဟုတ်ဘူးလက်နှစ်ဖက်ကသူမပိုင်နေရမှရှော့ကြရင်ခဏကိုပြောတာနားထောင်ပေးမလားကောင်မလေးလူကိုလှုပ်ပါဘာမှနားမထောင်ချင်ဘူးရှင်ခင်းကောင်မုံလို့အခုလိုအနိုင်ယူခဲ့တာအခုလှုပ်ပေးပါတော့ရှင်နိုင်ပါတယ်သူမပြောလိုက်မှကို့မှာအခွင့်အရေးသမားကြီးလုံလုံဖြစ်သွားခဲ့တယ်မဟုတ်သေးပါဘူးကွာကိုမင်းပေါ်ကျူးလွန်ခဲ့မိတယ်ဆိုရင်တော့မင်းပြောသလိုအနိုင်ယူလို့စိတ်တွေလုံးဝမပါဘူးနော်ခင်းကမင်းကိုစုတဲ့လူကတွေ့သမျှမိမတိုင်းအပေါ်အလွယ်တကူတွေးဆတတ်ကမဟုတ်ဘူးမသိဘူးမပြောနဲ့ရှင့်ကိုဘယ်တော့မှခွင့်မလုပ်ဘူးဥက္ကဋ္ဌတွေးစားအရှုံးတွေနဲ့ကြောင်ပိတ်မိနေတဲ့လူတယောက်ကိုအခုလိုနည်းနဲ့ထပ်ပြီးအနိုင်ယူလိုက်တာပဲဖဲလွတ်နော်အခုလွတ်ခဏလေးပါအခုလိုပုံစံလေးနဲ့ခဏလောက်နေခွင့်ပြုပါ
ကိုယ့်ရင်ထဲမှာဘာလို့ရှိလဲမင်းသိမှဖြစ်တော်မှာအော်ဖဲ့နော်လူကိုရှင်းလက်ခုပ်တဲကရေးလို့တွန်းလို့တွန်းမောက်လို့မောက်လာမလုပ်နဲ့ကင်းကဘွားကိုကစွန်းရက်ခုလိုပေါ့ပေါ့တက်တက်ချွေသွားခဲ့ပြီးမှကြမ်းတမ်းလိုက်လူညံ့ပြလိုက်တဲ့တောင်းဆိုမှုတွေပြုတ်လို့နေအောင်ဘလို့မှခွင့်မလွတ်နိုင်သူ့ရှိမှဘယ်တော့မှကြားစီရဘူးလို့အားခဲထားသမျှမျက်ရည်တွေကလည်းအခုတော့အရှိန်ကုန်နဲ့တလိမ့်လိမ့်စီးကြလာတယ်ဖဲပါဥခွန်အောင်တေးစကိုတောင်းပန်ပါတယ်ကိုပထမဆုံးတောင်းပန်စကားပြောတဲ့သူကမင်းကကောက်မလေးကိုပိုင်ဖြစ်တဲ့မင်းကိုကိုပိုင်ဖြစ်လာဖို့စူးစမ်းခဲ့တာအရင်နဲ့ပြင်းထန်သွားခဲ့တယ်သူကိုတောင်းပန်နေရလားပကုံးပေါ်သူမေးတင်ပြီးသူမကြားရလောက်တဲ့အတန်နေထားနေပဲခတ်တူတူသာကက်ပြောလေတော့လေးပြေအရှိုက်တွေကလေတိုင်းကိုမတိတတိတိုက်ခတ်သွားတယ်ရုံးမသာတော့ဇက်လေးပူရင်သူပြောသမျှကိုနားထောင်နေရတဲ့အဖြစ်ကိုအခွင့်အရေးပေးနိုင်မလားအကင်းကမင်းဟဲ့ဖြေလေးကောင်းမလေးဒီညကိုနဲ့မင်းအပြစ်မှတစ်ခုခုထွက်စားကြမလားဟမ်ဒီကိုရောက်လာတဲ့ကအင်ကြီးတဲ့ပါပဲညင်းငွေပြီးပြင်းစရာကောင်းတဲ့နေ့ရက်တိုင်းကိုဖျက်ဆီးခဲ့တာအခုတော့သူ့ဘက်ကအပြင်ပေးထွက်ဖို့ပြောလာပြီမျက်လုံးလေးတွေအကြောင်တောက်သွားပေမဲ့ခဏသားဖြစ်ပြီးဘလောက်ပဲလွတ်လပ်သွားပါစေအဆုံးမှာသူစင်ထားတဲ့လောက်အင်ကြီးတဲ့ကိုပဲပြန်ရောက်သွားမှာမဟုတ်လားအနာပေးလိုက်စိတ်ပေးလိုက်နဲ့တခါနဲ့မလုံလောက်သေးလို့ရှိသမျှမျောလင်းချက်တွေကိုရိုက်ချိုးချင်နေသေးရလားဥက္ကုဏောင်တေးကြမင်းသဘောတူတယ်လို့ပဲကိုမယူလိုက်တော့မယ်ကောင်းပါလေအော်မဟုတ်ဥက္ကုဏောင်တေးကြလွတ်တော့လွတ်စကားတော်မစုံဘူးတကူလုံးကိုဆွေကနေပွေချပြီးအိမ်ထဲခေါ်သွားတဲ့နောက်မနိုင်နိုင်ရလက်ကသူ့စပင်းတွေကိုစောင်းဆွဲပြလိုက်တယ်ဟေးမင်းဘာလုပ်တာလဲအောက်ချပေးလို့ပြောနေရနော်ဥက္ကုဏောင်တေးကြရှင်နဲ့ဘယ်မှမလိုက်နိုင်ဘူးအဲ့ဒီနှက်ကန်းတွေကိုတန်ခတ်မှရတော့မယ်တဲ့ရှင်နော်ဟမ်အတန်တွေကချက်ချင်းဆိုလို့တိတ်ကြသွားတယ်ဒီတစ်ခါလဲသူ့ကိုရှုံပြတ်မိလားကိုတို့ရောက်ပြီးဆင်းလာခဲ့လေသူဆင်းခိုင်းနေတာဖြစ်လို့တမင်ကိုမစင်ပဲထိုင်နေလိုက်တယ်အစတွေကလိုက်လာခဲ့ချင်တာလည်းမဟုတ်လူချမ်းတယောက်လုံးချိန်ချောက်မှုတွေအမျိုးမျိုးလုပ်ခဲ့လို့သာဒီနေရာထိရောက်လာခဲ့တာဖြစ်တယ်ဒါကိုသူကသဘောပေါက်ပြီးကြုံစားစားလုပ်ရင်ခင်းကရှိတဲ့ဘက်ကိုကူလာတယ်တကားကိုမပြုံးဆိုဆွဲခွင့်နဲ့ထိုင်နေတဲ့သူမကိုကားထဲကနေပွေချီထုတ်တယ်အော်ရှင်ဘလို့ဖြစ်နေတာလဲအကြောင်ရိုက်ခံရတဲ့သူမအဖို့သူ့လက်တွေကိုတွန်းပင်လေးတန်မမနဲ့ပြန်အောင်မိတယ်။ဆိုင်ရဲ့လူဝင်ထွက်တွေကပါသူမတို့နှစ်ယောက်ကိုကွက်ကြီးလုပ်ပြီးပြုံးနေကြတော့ရှက်သွားခဲ့တာလည်းပါတယ်။ဘာကြောင့်လဲဆိုတော့ဆိုင်ရှိမှသူမတို့ကားတစ်စီးတည်းပဲထိုးရက်ပြီးတော့မချေမငန်တွေဖြစ်နေကြတော့အားလုံးရဲ့အာယုံကနေရာတစ်ခုတည်းစီကိုမသိပါဘူးမင်းကိုအကူကြီးလိုမဲ့ထင်လို့မလူပါဘူးခင်းကပါတာခင်းကလမ်းလျှောက်နိုင်တယ်။သူ့ကိုငကားမျက်စောင်းတွင်းကားထဲကစောင်းထွက်လိုက်တယ်။ဒါဆိုအထဲကိုဝင်ကြမလားလဲသိလိုက်သူမဘက်ကိုလက်ပေါင်းတစ်ဖက်ကမ်းပေးလာတဲ့တေးကြအစတွေကကြည်မရတဲ့သူမအတွက်လက်ကိုတွဲမဲ့အစားတယောက်တည်းဆိုင်တဲကိုဝင်သွားလိုက်တာကအထဲရောက်မှခြေလမ်းတွေတုံကနေဖြစ်တယ်။များပြလိုက်တဲ့လူတွေဟိုတယ်နဲ့စားတောက်ဆိုင်ဘူးတွဲဖွင့်လက်ထားလို့အထဲရောအပြင်ရောလူတွေကအမနေမလို့ဆိုင်ထဲဝင်လိုက်တာနဲ့တကူလုံးအေးဆက်သွားတယ်။ပြင်ပမှာစူညံတန်တွေကြားခဲ့ရသမျှအထဲမှာတော့တချင်းတန်ငိမ့်ငိမ့်လေးတကူပဲပြန်လွင်နေတယ်။အားလုံးဟာတိတ်ဆိတ်စားတောက်နေကြတယ်။ဘာရက်လုံနေရလဲကောင်းပါလေ။ရုတ်တရက်ပကုံးပေါ်ကိုနှွေးထွေးစွာကြားရောက်လာတဲ့အရာတကူနီးကပ်စွာပြောလိုက်တဲ့သူ့အတန်ကြောင့်လူကစက်ကနေဖြစ်သွားတယ်။အာမေရိကန်လေးထွက်လာပြီးမှကို့အတန်ကိုသတိပြုမိပါဇက်ကိုလက်နဲ့အရာပိတ်မိတယ်။သူကဘောင်းမီအိတ်ကက်တဲ့လက်နှစ်ဖက်ထဲတယ်။ကို့ဖြစ်ကိုလောင်ရည်သလိုပြုံးရင်ရှေ့ဆုံးကဦးဆောင်သွားတယ်။ခင်းကသူ့နောက်လိုက်ပြီးနေရာမှာဝင်ထားလိုက်တယ်။ခင်းကတော့အပေချင်းပြန်ကြမှာလဲဥက္ကုဏောင်တွေဒီလောက်လူတွေအများကြီးနဲ့ကြမနေချင်ဘူး။ကြာပါဘူး။အနည်းဆုံး2 နာရီ3 နာရီလောက်ပေါ့။ဥက္ကုဏောင်တွေတမင်တကလက်မှာပတ်ထားတဲ့နာရီကိုတစ်ချက်ကြည့်ပြီးအကြာကြီးစဉ်းစားရန်ပြုပြီးမှထို့သူထွက်လာတော့ဒေါသဖြစ်မိပြီးသူ့ကိုခက်ကြိတ်ခေါ်လိုက်တယ်။ဒါကဘယ်လဲ။ထိုင်ကုန်ကစက်ကနေပြန်ထားလိုက်တဲ့သူမကိုကြည့်ပြီးသူမေးတယ်။ပြန်မဲ့ခင်းကောင်ပြန်ပုတ်ပြီးဥက္ကုဏောင်တေးတကယ်လဲလူတွေကများပြားလာတယ်။တစ်ချက်ရေမွေးနှက်လို့အနက်မျိုးစုံကလူကိုနှိပ်စက်နေတော့ခေါင်းတွေနောက်ခဲ့တယ်။သူ့ဘက်ကပါထို့သူပြောတော့ပုံမိုစိတ်ထိခိုက်သွားတယ်။ထွက်သွားဖို့ပြင်တယ်။ဒါပေမဲ့တေးစားကမသိချင်ဆောင်ပြီးမီနူးစာအုပ်ကိုဖတ်တယ်လို့လုံနေတော့အသေးပေါက်သွားခဲ့တယ်။အောက်နှကန်းကိုဖိကိုက်ထားရင်အလိုလိုပြန်ထိုင်မိတယ်။ဘာတက်နိုင်သေးလဲဆိုတဲ့အနေထားနဲ့ကြိတ်ပြုံနေတာကိုတော့သူမမမြင်ဘူး။ညီဟဲ့နေရာတစ်ခုလုံးကိုစိတ်ကိတ်တို့နဲ့လှည့်ပက်ပြီးမှားလာသမျှလာချနေတဲ့ဝေတာတဲကတယောက်ကိုတေးစားအလန့်ခေါ်တယ်။အကိုဘာမှသုံးဆောင်မလဲခင်ဗျ။ညီအကိုတို့ကိုတပွဲဟုတ်ကဲ့ပါခင်ဗျ။တိတ်မကြခင်အချိန်တွေလာရောက်ပို့ဆောင်ပေးပါမယ်။ဝန်ဆောင်မှုကတိတ်ကောင်းသလိုအဆောက်အဦပြင်ဆင်ကလည်းနန်းတော်ကြီးအတိုင်းတခန့်တနာဖြစ်တယ်။ထိုနေရာအစားတောက်တွေကလည်းဈေးနဲ့မှမဟုတ်ဘူးလို့ခင်းကမှတ်ချက်ချလိုက်တယ်။
နေရာတစ်ခုလုံးကိုလှည့်ဆောင်ပြီးလှည့်လည်ကြည့်ရှုရင်ဘာမှန်းသုံးဆောင်မလဲလူကြီးမင်းခင်ဗျဟုတ်ပါတယ်ခင်ဗျကျွန်တော်တို့ဆိုင်က24နာရီဖွင့်တဲ့ဆိုင်ပါခင်ဗျအတွေ့တဲ့ဖြက်ကနေဝင်လာတဲ့အရာတစ်ခုတိစားကိုကြည့်ပြီးတော့မီနူးစာအုပ်နဲ့အလုပ်ရှုံနေရာကိုတွေးလိုက်တာနဲ့သူမအတွက်အခွင့်တစ်ခုဖြစ်လာခဲ့တယ်ဒီမဦးဖွန်အောင်တိစားသူကပြောလေဆိုတဲ့ပုံစံနဲ့ညက်ကုန်းတစ်ဖက်ပြင်ပြတယ်မျက်လုံးကမီနူးစာအုပ်ထဲမှာခင်းကတန့်စင်ကန်ခဏသွားခြင်းလို့ကိုလိုက်ပို့ပေးမယ်နေပါစေခင်းကဘာသာခင်းကသွားလိုက်ပါမယ်ရှင်ကဒီမှာပဲစောင့်နေပါအော်မကြချင်းနဲ့တော့ကောင်းပါလေစိတ်ထဲမှာအကျဉ်းနဲ့ကြီးကျေနပ်သွားခဲ့တယ်ရင်တွေတိတ်ချိန်နဲ့စကိတ်နဲ့ပတ်နေတဲ့ဝေတာတန်ကိုခြေလမ်းတွေကဦးတည်သွားတယ်မကြောက်တဲ့ခင်းကမိဒါနဲ့အတွက်တခုတည်းသောလမ်းတစ်ခုနောက်ကိုလှည့်မကြည့်ဖြစ်တော့သူကိုကြည့်နေပါသေးပေမဲ့စိတ်ကိုအေးအေးထားပြီးအသက်ဝဝရွှင်ဝေတာနာကိုရောက်တာနဲ့ဘာတွေဖြစ်ကုန်တာလဲပကုံကျင်ပွတ်တိုင်မှုကြောင့်ခင်းကလေးလဲကျသွားခဲ့သလိုဝေတာလက်ထဲမှာပင့်ကင်ထားတဲ့ပကံတွေပါလွတ်ကြတယ်တိတ်ဆိတ်နေတဲ့ဝင်းကျင်တစ်ခုလုံးကိုထိုးတန်တွေကသူညံသွားတယ်တောင်းပန်ပါတယ်ရှင်ခင်းကပြန်လုပ်ပေးပါမယ်နော်ရပါတယ်ကျွန်တော်တတိမပြုတ်ပြီးလို့ဖြစ်တာပါနေရာမှာပြန်ထိုင်ပေးပါခင်ဗျကျွန်တော်ပဲလုပ်လိုက်ပါမယ်ဝေတာကောင်လေးနဲ့သူမမျက်နှာချင်းဆိုင်ထိုင်ကြလိုက်တော့ကဲကြပါအောင်ရှင်သူကျမကိုအတင်းကျပ်ဖမ်းထားလို့ပါဗျာဟိုဘက်တောင်းမှထိုင်နေတယ်လို့ပါကဲပါအောင်နော်သူမစကားကြောင့်ဝေတာရဲ့အကြည့်တွေကတေးစားရှိရာစီကိုကူကတ်သွားတယ်တစုံတစ်ခုပြောမဲ့ကြံလိုက်ပြီးမှဟောမိမဘာဖြစ်သွားသေးလဲဘီယူဆိုင်မှာဘောကအခုမှနေပြန်ကောင်းတုံးရှိသေးတာမလားဟမ်အနာဟုတ်ပဲချင်းကရောက်လာမှမသိလက်ကိုခတ်ပြီးစုံညင်ပြောလာတဲ့သူအကူကြီးတောင်းနေတာကိုသိသွားခဲ့ပြီလားနှစ်ပူတောင်းကခြေစားလေးတွေဆူတက်လာတယ်ကျူးကျဲတဲ့ညဝင်းနေနဲ့သူ့ကိုကြည့်ပြီးတော့မျက်နှာတက်အမူအရာတွေကင်းမဲ့ပြီးအပြုံးတွေကကြောက်ကြကောင်းလာတယ်ခင်းကအထူးတလဲရှင်းပြနေကြမလို့ပါဘူးကိုနားလဲတယ်နော်မိမဒီကညီ sorry ကွာအခုအမျိုးသမီးကိုစားအကိုကပဲတောင်းမဲ့နေနော်ညီကိုလည်းအလုပ်ရှုပ်စေခဲ့ပြီဒီတော့အကိုကကုလုပ်ပေးမယ်ဟုတ်ပြီလားဝေတာကပါဇက်အဟောင်းသားနဲ့တရုံဆောင်ကောင်းလို့နဲ့တေးစားကိုကြည့်လိုက်ခင်းကောင်ကိုကြည့်လိုက်နဲ့စွန်အားတပုံမှန်အတိုင်းပြန်ဖြစ်သွားရမယ့်အခြေအနေတွေကိုကြည့်ရင်ယူကျုံမရစိတ်နဲ့မျက်ရည်လေးတွေဝဲတက်လာသလိုနှလုံးခုန်တန်းကတတိန်တိန်နဲ့စောင့်တက်လာတယ်မဟုတ်ဘူးဒါကဒီလောက်နဲ့တင်ပြီးဆုံးသွားမှာလားဒါဆိုသူမရဲ့စူးစမ်းမှုတွေကရောအချင်းကြီးဖြစ်ခဲ့ပြီလားသူပြောခဲ့တယ်လို့ဘလောက်ပဲစူးစမ်းအဆုံးမှသူနဲ့ပဲအဆုံးသက်သွားမယ်ဆိုတဲ့စကားရောအမှန်ဖြစ်တော့မှာလားမျက်လုံးမိတ်ခေါင်းခါပြီးအောက်နှကန်းလေးကိုဖိကရင်အစနာတွေကိုတေးစားနဲ့အတူကောက်နေတဲ့ဝေတာရဲ့လက်ကိုဖမ်းဆုပ်ကိုင်းတယ်အတန်ထွက်လိုက်တော့ခေါင်းထောင်ကြည့်တယ်သူကကျမရဲ့ယောက်ျားမဟုတ်တယ်လို့ဘာမှလည်းမတော်ဆက်ပါဘူးရှင်ကျမကိုအတင်းတမခိုးယူပေါင်းတင်နေရပါသူပြောတာတွေကလည်းအလကုံလိန်ညာတွေကြီးပဲကဲပါအောင်နော်ဖြစ်ချင်အားဖြစ်ပါစေတော့ဆိုတဲ့မတူစိမ့်နဲ့အကူတကြီးပြောလိုက်တော့ဒေသရဲ့ခက်ဆူဆူအကြီးတွေကသူ့မတကူလုံးပေါ်ကိုထူပေါက်ပတက်စိုက်ကက်လာတယ်ဝိတာကောင်လေးကတစ်ချက်အကဲပြတ်တဲ့စိတ်မရှိပါနဲ့ဗျဒီကအကူနဲ့အမရဲ့ပတ်သက်မှုကဘယ်လိုလဲခင်ဗျအမပုံစံကိုကြည့်ရတာလဲအကူအရန်နဲ့ကြောက်နေတယ်ထင်တယ်ဒါကြောင့်အကူနဲ့မှကျွန်တော်တို့ဆိုင်မှာခဏလောက်နေဖို့မြစ်တာရက်ခံပါတယ်တက်ဆိုင်ရာကိုဆက်သွယ်ပြီးတေချာတဲ့အထိအတီးပြုတ်ပြချေကြောက်ရွံ့သွားခြင်းမရှိတဲ့အပြင်အခြေမငန်ထရည်ခြင်းပြုတယ်ညလုံးတွေကကြက်တည်သိရင်အခုချိန်သူ့စိတ်ထဲဘာတွေဖြစ်နေလဲဆိုတာသူကိုယ်တိုင်ကလွယ်ဘယ်သူမှမသိနိုင်ဘူးအတနာခံတောင်းပန်နေတဲ့သူမလက်ကိုဝေတာတန်ကစက်ကနေဖြုတ်ချတယ်သူ့ဘက်ဆွေးလိုက်တာနဲ့ခန္ဓာကိုယ်လေးကရိုင်းကနေပါလာတယ်မိမဘာတွေပြောနေရလဲမင်းမအပြန်ထွက်ကျင်တယ်ဆိုလို့ကိုတို့ရောက်လာခဲ့တာမဟုတ်လားကို့ကိုစိတ်ကောက်တာလဲစိတ်ကောက်တာပေါ့အခုလိုသစိမ့်ဆန်တဲ့စကားတွေပြောတာတော့ကိုတကယ်ခံစားရတယ်နှစ်ဖူးတက်ကစံတယ်တွေကိုလက်နဲ့အသားရတက်တင်ပေးတယ်ပြောလိုက်တဲ့စကားကြောင့်ကြောင်အားသွားခဲ့တဲ့အမှန်ပဲသူ့ကိုကြည့်တော့အေးဆေးဆေးနဲ့ဒါကရောဘာလဲသူနဲ့သူမရင်းနှီးသလိုဟန်ဆောင်နေရတဲ့တကယ်နောက်ွယ်ကအကြောင်းတရားကဘာလဲဥခုနောက်တိစဒီနေ့ရောစေးတော့ဖို့မင်းနေပြန်ပြီမလားမကြတော့ဘူးနောက်ဆိုဆေးကိုကိုယ်တိုင်တိုက်မယ်ဟုတ်ပြီလားအခုတော့ဒီကညီလေးနဲ့အာနာစရာကောင်းနေပြီကိုတို့ထရအောင်နော်အော်မဟုတ်ဒီမှာခမအကူသူမကိုဆွဲတူပြီးနေရာကထထွက်သွားမယ်ပြင်လိုက်တာနဲ့လန်တာရာကြောင့်ဘာများလဲညီအော် sorry ကအခုမိမအခုတော့စိတ်ကြီးနေကြောင့်ဆွေးတောက်နေရတဲ့အနေအထားတစ်ခုတည်းရောက်နေလို့ပါဒါကြောင့်သူမကိုသူမတော့မသိတဲ့အခြေအနေတစ်ခုပါသူမပြောတာတွေကိုအတိမပတ်ပါနဲ့ဖြစ်ခဲ့တဲ့များကိစ္စတွေအတွက်အကူဒီကမန်နေဂျာနဲ့စကားပြောကြည့်လိုက်ပါမယ်အပြက်ကြီးလည်းများသွားခဲ့တယ်ဆိုတော့မဟုတ်ဘူးသူပြောတာနားမထောင်ပါနဲ့လိန်နေတာပါသူလိန်နေရပါမန်နေဂျာလို့ပြောလိုက်တာနဲ့ဝိတာကောင်လေးကမျက်နှာပြတ်သွားတယ်ဒါပြင်သူနဲ့ခင်းကောင်ကိုကြည့်ပြီးမျက်လုံးတွေကလက်လျှော့သွားဟန်ပုံပေါ်နေတော့စိတ်ထဲကျဉ်းနှံ့သွားခဲ့တယ်ရပါတယ်အကူကျွန်တော်ဘက်ကပေါ်ရမှုကြောင့်ဖြစ်သွားခဲ့တဲ့အပြင်အကူတို့ပါနှောက်ယှက်သလိုဖြစ်ခဲ့လို့တောင်းပန်ပါတယ်အေးဆေးစားပါအကူ sorry ကအစကတော့အဲ့လိုစီစဉ်ထားပေမဲ့အလောက်ကဖုံးဆက်လာလို့အကူတို့အခုပဲသွားမှဖြစ်မယ်
မှားထားတာတွေအတွက်လည်းအကိုရှင်းထားခဲ့ပြီးပြီကဲမိမထားတော့နော်ယောက်ျားကိုတွေ့လိုက်လက်တွေရောထိခိုက်မိသွားသေးလားယောက်ျားကိုပြပါအောင်ဘာမှတော့ဖြစ်မသွားခဲ့ဘူးပဲတော်သေးတာပေါ့ကွာကိုတို့နောက်တစ်ခါမှထပ်လာကြတာပေါ့အခုတော့ပြန်ရအောင်နော်မိမလူလိမ့်ရှင်ကလူလိမ့်လက်ကိုလွတ်နော်မိမစိတ်ကိုထိန်းချမ်းမအောင်ကွာယောက်ျားရှိရဲ့လေစိတ်ကိုထိန်းနော်စားတောင်းနေကြတဲ့လူများရဲ့အာယုံကတပြေးပြေးနဲ့သူတို့နှစ်ဦးတန်းကြာရောက်လာတော့ချော့ပြောသလိုနဲ့အပြင်ကိုခေါ်ထုတ်တယ်ပကုံးတစ်ဖက်ကိုထိန်းကြိုက်သလိုလိုနဲ့ရှေ့ကိုတွန်းပို့ချက်တွေကိုနှုတ်ကညှင်းဆန်ရုံကလွဲပြီးခန္ဓာကိုယ်ကတော့သူ့လိုရအတိုင်းဆိုင်ပင်ကိုရောက်သွားခဲ့တယ်ဒီမှာပြအကိုအဲ့ဒီချိန်အစောကဝေတာကောင်းလေးကသူမတို့နှစ်ဦးတန်းပြေးလာတယ်သူ့ပုံစံကတစုံတစ်ခုကိုပြောချင်ဟန်တူနေတော့ခင်းကတယောက်မျောလင့်တကြီးနဲ့လက်သီးလေးတွေဆိုရင်စိတ်ဝင်တစားရှိခဲ့တယ်ဒီကအမရဲ့ပေါ်ဝါလားမသိဘူးခင်ဗျကြကြံနေခဲ့လို့အရှင်ကိုပြင်းပြင်းနဲ့ထစ်ကျုံတန်တွေအထက်ထက်ပေးပြီးမှနောက်ဆုံးရွာချလာတဲ့မုတ်ကရေတောင်မဆူတဲ့အဖျားရှူသွားတဲ့ခန်းစားချက်ကြီးစိတ်ပြက်ကြအပြည့်ဟုတ်ပါရဲ့ကျေးဇူးနော်ခင်းကသူ့လက်ထက်ကပေါ်ဝါလေးကိုလှမ်းဆွဲယူရင်လက်လန်းလိုက်တော့ကားတကားကိုအသင်ဖွင့်ပြီးရက်ဆောင်နေတဲ့ခွန်တော်တီစာကိုတွေ့လိုက်ရတယ်နှကန်းတွေကိုတင်းတင်းစိတ်ပိတ်ထားရင်ကားထဲဝင်လိုက်မိတာသူ့မျက်နှာကိုမကြည့်မိဘူးကားတကားကအုံးနဲ့စောက်ပေးသွားတဲ့ညင်ကနေဖြစ်သွားတယ်သူကဝင်လိုက်မှသိခဲ့တယ်စားတဲ့ကလေးကအရှင်ကားပြင်းတယ်တစည်းနဲ့တစည်းဘေးကရှင်မောင်းနေကြတဲ့ကြားတဲ့သူ့ကားကဖြတ်မောင်းနေတာကဟွန်းတန်တွေအထက်ထက်နဲ့စူညံသွားတဲ့မြင်ကွင်းတဲ့ကားကြီးကားသေးတွေရောက်လာပြီးမှကတိလေးလွန်မြောက်သွားရတဲ့အဖြစ်ကြောင့်လက်တွေခြေတွေတောင်တစ်စက်သက်တုံလာရင်မျက်လုံးကိုအတင်းမိတ်ထားပြီးတယ်တောင်းပန်ပါတဲ့ကားရက်ပေးပါခင်းကအရန်နဲ့ကြောက်လို့ပါဥခုံအောင်တေးကြအဲ့ဒီနောက်ခပတ်ကိုတင်းတင်းစုပ်ကိုင်းပြီးကားရက်ဖို့တောင်းဆိုနေပြီးတဲ့သူ့မပုံစံကရည်ရည်လေးအရွယ်သားကားရက်ပေးပါဥခုံအောင်တေးကြလမ်းဘေးကိုချပြီးတုံကနေရက်သွားတာကြောင့်လူကရှေ့ကိုစိုက်ကနေချပြီးခပတ်သားမပါရင်ကားမယ်နဲ့သူမအကောင့်ပြေးဆောင်တယ်အဲ့ဒီချိန်မှာပဲသူကဘာမပြောညာမပြောနဲ့မျက်နှာတစ်ခုလုံးကိုလက်နဲ့စုပ်ကိုင်းပြီးအနှမ်းကျန်းတွေမုန်တိုင်းထမ်းတယ်အဲ့ဒီချိန်ပြင်ပထက်ကကားတွင်တဲ့ကိုကြည့်မရအောင်အနက်ရောင်မှန်ချက်တွေကအပေါ်ကိုတက်ပြီးတကားလုံးကိုဖုံးပိတ်ပြီးသူမခပတ်တွေကိုလက်တွေကစမ်းပြုတ်တယ်ဟဲ့ဦးခုနာညင်းဆန်ချိန်ခဏသာရတယ်နှကန်းတွေကသူ့နှကန်းတွေနဲ့ပြန်လက်ထက်တူကြရင်ထိုင်ကုန်ကနောက်ကိုလမ်းကျသွားတယ်ခါအောက်သူ့လက်အောက်ကိုကြာရောက်လာတယ်သူ့ကိုယ်ပေါ်အုံမိုးလာမှန်းသိတယ်လက်နှစ်ဖက်ကိုလည်းဖိချုပ်ထားသေးသလိုအော်မရအောင်အနှမ်းတွေနဲ့တိတ်ဆိတ်စီတော့ကားတွင်အကြတန်တော့မကြရဘူးမျက်ရည်တွေနဲ့ညှင်းဆန်မှုပြုရင်ကြာလာတော့အင်အားချိနဲ့သွားခဲ့တယ်သူ့အနှမ်းတွေလေတိုင်းနဲ့ရင်အုံလေးထက်ကူးပြန့်လာတော့ရုံးထိုင်ခြင်းမရှိတော့ဘူးကြာဂရင်တဲ့ရောက်နေတဲ့ကျုံတငင်ပမာအသက်ရှူပြင်းထန်နေတဆင့်တက်ပြီးတော့အင်ဂျီစာကိုဘိုက်တဝက်ထိလှမ်းပြီးခါးဆောင်လေးကိုသွားပြစ်ဖိကြိုက်တယ်တီးသွဲတဲ့ပေါင်တန်လေးတစ်ဖက်ကိုဆွဲယူပြီးသွေးကြည့်ဥသွားအောင်ပါဇက်နဲ့ဆုံရင်မျက်လွှာပင်ကြည့်မိတာကသူ့မအောင်သူ့စိတ်ကြိုက်ချဲ့လက်ပြီးမှတော့စိတ်ကျဉ်နဲ့သွားခဲ့တယ်နေရာမှာပြန်တိုင်းတယ်ကျဲသီးလေးတွေတစ်လုံးနှလုံးခနေတဲ့ရှင်ဘက်နေရာလေးကိုလက်နဲ့အုပ်ပြီးရင်ကျိတ်ငုံနေတဲ့သူ့မကိုတစ်ချက်ချင်းမင်းအခုတိတ်ကိုဆန္ဒပြင်းပြတဲ့အရာတခုကိုလိုက်ရောပေးမယ်ဟုတ်တယ်ကိုအခုပဲစံအိမ်ကိုလိုက်ပို့ပေးမယ်ခင်ကမေဟမ်စံအိမ်လို့ကြားလိုက်တာနဲ့လူကအလိုလိုမတ်သွားပြီးရင်ဘက်ကိုဖိတယ်စံအိမ်ကိုဘာလို့လဲမင်းတိတ်ကိုသွားချင်နေကြရလေအခုဒီလိုပုံစံနဲ့မင်းကိုသူတို့လက်ခံမှာပါဟုတ်တယ်မလားဟမ်အဲ့လိုမလုပ်ပါနဲ့ဥက္ကုံတော်တေးစားခင်းကတောင်းပန်ပါတယ်ကားစံတို့မဲ့သူ့လက်ကိုလာကိုင်းနေတားစီတဲ့သူမကိုမင်းကိုအခုပဲလွတ်လပ်ခွင့်ပေးနေတာနော်ခင်းကမသွားပြစီနဲ့လူကိုလှုပ်ပြအောင်တုံနှောင်ပြီးပါသွားလို့ခိုင်းစီတာကတော့တိတ်ကိုရက်ဆက်တယ်အခုလဲအင်ဂျင်နဲ့ထမိန်လေးကတွန့်ကျင်နေတယ်စံတွေကစုပ်ဖွားတယ်သူရိုင်းဆိုင်ထားတဲ့နေရာမှာအနီကွက်တွေထားနေတယ်နေရာတိုင်းကလူမြင်ပွဲဖြစ်လို့သူ့ဓာတ်ကိုတမင်သက်သက်လောက်တာသူ့ထံကဘလို့မြောက်နိုင်ခြင်းဆိုတဲ့အတိတ်တရကိုကရိုက်သွင်းပေးတာဖြစ်တယ်သူ့ရန်တားတဲ့နှက်ခမ်းဘူးလေးကအခုကကြောင်ကိုင်းလာတယ်ဒီရဲနေတဲ့ညရည်တွေကပလဲလုံးလေးတွေလို့တလိမ့်လိမ့်ကြာချင်းနေတယ်ကြည့်လို့ကောင်းနေတယ်သူပြောသမျှကိုခရီးပဆိုင်ပဲသူမခြေစခေါင်းဆုံးကိုပဲစူးစူးဆိုင်ကြည့်နေမိတော့တယ်မသွားပါနဲ့ရှစ်ကိုတောင်းမှန်ပါတယ်အခုလိုပုံစံနဲ့သူမဟုတ်တာဥခုံအောင်တေးပါမြင်ခဲ့မယ်ဆိုရင်ခွင့်မလို့နိုင်ခြင်းကနေစိတ်ပြက်မုန်တီးခြင်းကိုချက်ချင်းပြောင်းလဲသွားနိုင်တယ်ဘလို့ကိုသိချမကြားရဘူးမင်းရဲ့ဆုံးဖြတ်ချက်ကဘာတမင်မကြားခြင်းဟန်ဆောင်ပြီးထပ်ပြီးတော့သူမကသူနဲ့အကြည့်ချင်းဆုံလိုက်တယ်စံအင်ကိုပြန်မပို့ပါနဲ့ဥခုံအောင်တေးစားမင်းနဲ့သက်ဆိုင်တဲ့နေရာကိုကောင်းကောင်းကြည့်သိခဲ့ပြီပဲကြည်ကြည်နက်နက်ကြီးကြီးကကားဆန်တို့ရဲ့ဦးတီလိုက်တာကသူမနဲ့သူ့ရဲ့မင်္ဂလာဦးစံအင်ကြီးစီကိုမင်းကိုနာကထွက်မသွားဖို့တောင်ပံကိုပဲဖျက်ခြေထောက်ကိုပဲရိုက်ချိုးရကြံတန်တဲ့ကြံတန်ရ
ကျမ်းပါပဲကောင်းပါလေဒီပြချက်မှာကိုသားလည်းအတိကဆက်ဆောင်ခင်းကဘေးကတားကြီးခွန်းတော်ဒေသနဲ့အတူမြိုင်မဟာဆန်အိမ်မှာရှိနေတဲ့တာငယ်မြိုင်မဟာဆန်အိမ်သူခဏတာတွေ့တော်မိပြီးမှဆန်အိမ်ရဲ့နောက်ကျောင်းရာဇဝင်နဲ့အတူတီနေရာကိုပါတည်ရှိသွားခဲ့တယ်။မေမေဒီเจ้าနေသိခဲ့တာနဲ့ဘာလို့ကျွန်တော်ကိုပြောပြခဲ့ရလဲ။ကျွန်တော်အခုပဲသူမကိုသွားပြန်ခွန်မယ်။နေပါအောင်သား။ဇွတ်တို့ထွက်သွားမဲ့ကြံပါလက်တစ်ဖက်ကိုဆွဲထားမှုကြောင့်လူရမရောက်ခဲ့ပဲအတော်ပြည့်သူစံထိတ်သားကလေးကသူ့လက်ထဲကိုသတင်းစာလေးတစ်ခုထည့်ပေးလာသလိုမျက်နှာလည်းမကောင်းခဲ့ဘူး။သူကဘာလဲဆိုတဲ့စိတ်ဝင်စားတဲ့ကြည့်လိုက်တော့ခေါင်းကြီးပိုင်းမှာဖော်ပြခြင်းခံထားရတာကအကူဖြစ်သူခုံးနောက်ဒေသနဲ့ကင်းကာမီရဲ့ပတ်သက်မှုသူ့နွားကိုဇနီးတယောက်အဖြစ်အတိလင်းထဲ့သွင်းကြေညာခဲ့ရကသူ့ကိုအရက်ဆက်ဆုံးစိန်ခေါ်နေတယ်လို့ပဲဟာကွာအရင်မပါတာတွေသူ့အန်ကိုကြိတ်ပြီးသတင်းစာရွက်ကိုလက်နဲ့ဖိချင်းနေရန်ကိုပြစ်ပေါက်လိုက်မိတယ်ဒါကဘာလဲမေမေဒီကောင်ဘာချိုးချိုးရလဲဟမ်တိုက်ပွဲမှာလက်နဲ့ချအရှုံးပေးလိုက်ရတဲ့လူတယောက်ကိုထပ်ပြီးရကြမရှိအောင်ခြေမုံသွားတဲ့သဘောလားတောင်းပန်ခဲတော့ကြည်ကြည်ပြူပြူလက်ခံပြီးနောက်ကျောတက်တဲ့ကိုဓာတ်နဲ့ထိုးဆိုင်သွားခဲ့တာယောက်ျားမဆန်ဘူးဘာလဲသူ့ရှိမှာဒူးတောက်တောင်းပန်တဲ့အထိဝစ်စင်ခရမှသူမကိုအလွတ်ပေးမဲ့သဘောလားမေမေသူလိုချင်တဲ့အဓိကအရာဘာလဲစိတ်ကိုထိမ့်ပါကွယ်မေမေလေးဒီကိစ္စကိုထုတ်မပြောဖို့ဆုံးဖြတ်ထားပေမဲ့တားအနေနဲ့တည်တင်တဲ့တွင်လို့မေမေပြောပြခဲ့တာပါဒါပေမဲ့လူတယောက်ဟာအနာဂတ်တွေပျောက်ရှာပြီးဖြစ်ရတဲ့ခုတည်းမှာပဲအဖန်ဖန်ကျင်းလဲနေမယ်ဆိုအဲ့ဒီလူဟာလူတော်မဟုတ်ဘူးသားစွန့်လွတ်တဲ့အရာကိုစွန့်လွတ်ပြီးရှေ့ဆက်သွားတဲ့သူကမှလူတော်လို့ခေါ်တာတခါတလေကိုယ့်ကိုနာကျင်စေတဲ့အရာကိုလက်လွတ်မခံနိုင်ပဲစုပ်ကင်ချီနှောင်ထားမဲ့အစလွတ်သားပေးလိုက်ပါအနည်းဆုံးတော့စုပ်ကင်ထားရတဲ့အချိန်တွေထက်ပိုပြီးတာယာမှုရသွားစေလိမ့်မယ်ဒါဆိုမေမေမနေပြီနေရာတိုင်းမှာလက်မြောက်တူထောက်ခဲ့တဲ့ဒီကောင်ကအချစ်ရေးမှာတော့မရှုံးချင်ဘူးသူကိုယ်တိုင်ကမင်းသားအဖြစ်ပါဝင်မယ်ဆိုကျွန်တော်လည်းဖီလင်တယောက်ဆက်ကသွားရလိမ့်မယ်မေမေအဆုံးမသက်သေးဘူးဆက်ရန်ရှိတဲ့တားရဲ့အင်ဂျင်ဆက်တန်ကတလန်းလုံးကိုစူညံမှုပေးသွားတယ်မညံ့မနလူရကြဖို့အရှင်ကိုမြင့်တင်လေဟုန်နဲ့စံတက်ပြီးသူမရှိရာစီကိုတစီပြီးတစီအချက်ပေးဟွန်တန်တွေတီးသွားကြတော့အရေးမဆိုင်ပဲသူ့ဆိုင်ကဲကြီးကိုထိုးရတဲ့ကြားတဲ့ကအတင်းဖြတ်ကြော်တယ်ဘယ်သူတူတယောက်အတွက်မှမျက်ရည်မကျခဲ့ဘူးတဲ့သူကအခုတော့ကင်းကောင်ပေးဆိုတဲ့ခြာတိတ်လေးအတွက်နဲ့မျက်ရည်ကျနေမိတယ်အန်အော်ဖို့တော့ကောင်းတယ်ဖွင့်ရနေတဲ့ဆိုင်ကဲအုတ်ထုံမှန်ကိုစက်ကလေးကောက်ပိတ်တယ်မောင်းနေလာတဲ့ထုံးစံအတိုင်းကြော်တက်ဖို့ပြင်လိုက်ခါမှမျက်နှာချင်းဆိုင်မှနီးကပ်လာတဲ့ထရက်ကားကြီးကိုမြင်လိုက်တော့ဟန်ချက်ပြတ်သွားခဲ့တယ်ပရိသန်အရှိကြီးနဲ့အတူဆိုင်ကယ်နဲ့လူကတစောင်းအနေထားနဲ့တရွတ်တွဲရှော့တိုက်ပါသွားရကပြက်လန်းကတိုးဝင်လာတဲ့နောက်ထပ်ကားတစ်စီးကသူ့ဆိုင်ကယ်တက်တက်ကိုဝင်ရောက်လာခဲ့ရှေ့မှာလူကြီးမားတဲ့ပောက်ကွဲတန်တဲ့အတူမိရှူမိဘတွေတောက်လောင်ပြီးဆိုင်ကယ်နဲ့သူဟာထို့အရာတွေကြနင်းမြုပ်သွားတယ်မဟုတ်ဘူးမလုံနဲ့ပူတဲ့သွားတရွေ့လှုပ်ရှားနေတဲ့ကားလေးကတွန့်ကနေဆိုသလိုလမ်းဘေးကိုထိုးဆင်းရပ်သွားတယ်ကြာပန်းဖြူသူမဘေးမှာရောင်ရမ်းအော်ဟစ်နေတယ်ခုနောက်ဒီပမျက်နှာကိုလက်နှစ်ဖက်နဲ့ကိုင်းလိုက်တယ်ဒီပတတိလေးထားပါအောင်ကြာပြူလေဒီပမဟုတ်ဘူးသွားမလားနဲ့ဟေးတတိထားအောင်လေကြာပြူအစ်စ်ပါနော်အခုကြာပြူတို့မန်းလေးကိုသွားနေကြတာလေဒီပရဲ့အိပ်ပျော်သွားပြီးအိမ်မက်စိုးတွေမနေတာမျက်လုံးဖွင့်ကြည့်ပါတော့ဒီကိုကြည့်ပါဒီပကြာပြူပါအခုအဆင်ပြေသွားပြီလားနှစ်ဖူးကတတောက်ကြာနေတဲ့ခြေတွေကိုပုတ်ချလိုက်တယ်နေရာပြင်ထိုင်နဲ့ပြီးတော့သူ့ကိုစိုးရိမ်စိတ်နဲ့ကြည်နေတဲ့ကြာပြူကိုတွေ့တော့လာရင်ကိစ္စကိုအမှန်ရသွားခဲ့တယ်မန်းလေးရောက်ပြီလားကြာပြူကိုတို့ရောက်နေပြီလားနည်းနည်းလောက်ဆက်သွားလိုက်ရင်ရောက်ပြီဒီပါသူမနဲ့သူ့ကြားအခေါ်ဝရီကစိမ့်သက်ကုန်တယ်တချိန်ကအရင်ဒီဆုံးသောသူတွေဟာအခုတော့သစိမ့်ဆန်သွားခဲ့ပြီကိုချစ်တဲ့သူကတခြားတစ်ယောက်ကိုမျက်နှာရှိနေတာသိခဲ့ရတော့မချိမဆန့်ခံစားရပေမဲ့ကိုကအစကတည်းကသူ့အတွက်အရေးပါခဲ့တာမဟုတ်လူတယောက်ကကို့ဘောအကောင်းမြင်စိတ်ရှိနေချိန်မှာပဲအဲ့လူနာကထွက်သွားတဲ့နဲ့ဒါဆိုနောက်တစ်ချိန်မှပြန်ဆုံဖြစ်ရရင်တော့အပြုံးတွေနဲ့နှုတ်ဆက်နိုင်ကြလိမ့်မယ်သူမလည်းထိုနည်းတူပဲချစ်သူအဖြစ်မဟုတ်ရင်တော့အကောင်းဆုံးသောတငယ်ချင်းတယောက်အဖြစ်အနားမှရှိသွားခြင်းကသူ့ဘောထားတဲ့ချစ်ချင်းမြတ်တာတွေစိတ်ခဲလို့ကိုချစ်တဲ့သူကသူချစ်တဲ့သူကိုအရယူဖို့ကြိုးစားရပါကိုဟာတစ်စိတ်တစ်ပိုင်းတစ်နေရာမှာပါဝင်ခဲ့ပြီရှင်နာဖို့တော့အအောင်သာသူမတို့နှစ်ယောက်မန္တလေးကိုလာရတဲ့အကြောင်းရင်းကနှစ်ချက်ပထမတစ်ချက်ကဂင်းကမေးဆိုတဲ့မိန်းကလေးရှိရာကိုသွားမှာသူ့ကိုမှတ်မိဖို့အမျိုးမျိုးစူးစမ်းပေးမယ်ဒါခုနောက်ဒီပါရဲ့ရည်ရွယ်ချက်ဒုတိယတစ်ချက်ကတော့သူ့ဝေးမှာလိုအပ်တာဖြည့်ဆည်းရင်ကြားထဲမှာမဲလေးမှရှိတဲ့သူမတငယ်ချင်းအရေးပြောင်းအထူးကိုကျွမ်းကျင်ဆရာဝန်နဲ့ပေးတွေ့ပြီးတရားတွေကိုတက်တာစေမယ်
ဒီဘကိုအရင်ပုံစံလေးအတိုင်းပြန်မြင်ခြင်းနဲ့အနောက်တွင်မရှိပဲပြုံးရည်နေတဲ့မျက်နှာလေးကိုလည်းမြင်ကျင်သေးတယ်။ဒါတွေထက်မြင်ရဖို့ကြာပြူစူးစမ်းမှုတွေကတန့်စင်ပါတဲ့ဒီဘခဏနာကျင်လာဒီဘဟန်အမြင့်ဆုံးရောက်လေကောင်းလေပဲကြာပြူနားတယ်လို့ပြောရအောင်ပန်းနိုင်ရောက်တရားမှမဟုတ်ပဲ။အော်ဒါဆိုဆက်သွားကြတာပေါ့။မကြည့်ပြုံးပြီးခေါင်းချိတ်လိုက်ရင်ကားဆက်နှုတ်ပြီးတော့ခက်ရေးဆက်ခဲ့ကြတယ်။သူမထံမှသူ့ထံမှာရောဘာစကားတန်မှထွက်ကြမလာတော့ဘူး။ပြေးလန်းပေါ်မှာတိတ်ရေချနေတဲ့ကားလေးကမကြခင်အချိန်တွင်မှပဲမန်လေးမြို့ပေါ်ကိုရောက်ရှိခဲ့တယ်။တယောက်အိတ်နှကန်းပေးပါညီမအမလောလောဆယ်တော့ညီမတို့စီမှာ2ယောက်အိတ်တခန်းပဲကျန်တော့တယ်ရှင်ဟမ်ဟုတ်လားဒါဆို2ယောက်အိတ်တခန်းပေးပါအခန်းက2ယောက်အိတ်တခန်းပဲဆိုတော့နဘေးမှာရှိတဲ့ဒီဘကိုအာနာနာနဲ့ကြည့်တယ်မယူတော့ဘူးပြောခါပြီးပါသူ့ဘက်ကလက်ခံလိုက်တော့အော်ကြောင်နာသွားတယ်ဟုတ်ကဲ့ပါရှင်ဒါလေးကအခန်းတော့ပါအမကျေးဇူးပါနော်ခေါင်းစွပ်ကခေါင်းကုတ်ထားတဲ့ခွန်တော်ဒီဘကိုဟိုတယ်ဝန်ခံမင်္ဂလိကအထူးတဆန်စိုက်ကြည့်လာတော့ကြာပြူတော့တွေကိုခက်ပြက်ဆွဲယူတယ်နေရာကထွက်လာခဲ့လိုက်တဲ့သူ့ပေါ်ကြားရောက်တဲ့လူတယောက်အဖြစ်မမြင်ပဲနှာခေါင်းရှုံတဲ့အဲ့ဒီအကြီးတွေကိုမုံတယ်အခန်း200ခွန်တွေ့ပြီလက်ထဲကတော့နံပါတ်နဲ့အခန်းတစ်ဘက်ကိုတိုက်ပြီးတွေ့တာနဲ့ဝင်လိုက်မိတယ်လာတီပါလာတဲ့အထုပ်တွေတွေကိုငွေရပေါ်ပစ်ချပြီးသူ့မကိုယ်တိုင်လည်းဖင်တိုင်ချပြီးအမောပြတယ်ကြာပြူကိုရေချုံးမဲ့အော်ဒီပါမလောက်ရဘူးလေဒီတက်ပိုးစိုးသွားမှာပေါ့မဟုတ်ဘူးသူတို့ကနေရာတိုင်းလိုရှိနေတာဒီဟာတွေကြောင့်ဒီပရက်လိုက်ပါတော့အနာမတဝဲလုံနေတဲ့ရင်ကောင်းလေးကိုရင်ညွှန်းရင်သူ့လက်ကအနာတွေကိုကုတ်ဖဲနေတဲ့ဒီပဘလောက်ပဲတစိတ်တစလူတယောက်လို့မရမနာပဲအလုံနေတော့မျက်ရည်တွေဝဲလာမြင်သူ့လက်ကိုမရမကလန့်ဆွဲမိတယ်တော်ပါတော့ဒီပရဲ့ကြာပြုတ်ရှိပါအဲ့ဒီຢာတွေမလိုအပ်ဘူးနော်ဒီပကအမြဲဒီပပဲဖြစ်သွားမှာသူ့ခေါင်းစုကိုတပြေးပြေးဆွဲချတယ်နားဝင်အောင်ပြောတော့လှုပ်ရှားမှုတွေအချက်တန့်ကုန်တယ်မဟုတ်ဘူးဒါတွေလည်းမလို့နဘေးမှာရှိတဲ့အမှန်ချက်တွေပုံရိပ်ထင်နေတဲ့ကိုပြန်မြင်လိုက်တဲ့သူဟာခေါင်းစုပ်ကိုအရာပြန်ဆွတ်တယ်။နောက်တစ်ဖက်ကိုပိတ်ထားတဲ့ဒါကြောင့်အလင်းမြန်မဲ့မှန်ချက်ကိုတပတ်နဲ့ဖုံးအုပ်စီတယ်။ဒီပဟေးကြာပြူပြောတာကြားလားဘာမှမဖြစ်တော့ဘူးဒီပဘာမှမဖြစ်တော့ဘူးနော်ကြာပြူတယောက်လုံးရှိတယ်ဟုတ်ပြီလားသူ့ပုံစံကကြောက်လဲနဲ့တူနေတော့ရင်ခွင်နဲ့ပိတ်ဖက်ထားပေမဲ့အခုရေကျုံးပဲမလားကြာပြူကိုယ်တိုင်လုပ်ပေးမယ်နော်ဒီပဒီတခုတော့လက်ခံပေးဖို့တောင်းဆိုပါတယ်သူ့ကိုယ်သူစိတ်တန်ရာရစေမဲ့ကိစ္စမျိုးတွေထပ်မဖြစ်အောင်အတက်နိုင်ဆုံးရှောင်ကျဉ်ရမယ်အင်းကြီးချွတ်လိုက်တော့ဒီပသူမရှိရန်နေတာကခွန်းတော်ဒီပနဲ့လှလှမမတူတဲ့ခွန်းတော်ဒီပတခြားတယောက်ပိန်ပြရတဲ့ခန္ဓာကိုယ်နဲ့အရေးပြားတွေကမီးလောင်ရဖြစ်ပြီးမကျက်သေးတဲ့နားတွေကသွေးတဆူအရင်ကတယူရကန်ခဲ့မှုတဲ့လက်ချောင်းလေးတွေကအစားအယူပေါ်ရေးတင်ထိုင်လိုက်တော့ကြာပြူသူ့အိမ်ကြီးချွတ်ချင်းကိုကူပြီးတော့ရေစလုံးတဲကိုထိုင်စေတယ်ရေစလုံးတဲကိုရေတပြည့်အပြည့်ထည့်ပြီးဖြည်းဖြည်းချင်းသူ့ခန္ဓာကိုစုပ်ဆွတ်စေတယ်ရေချိုးလို့ပြီးနေ့လည်စာစားရအောင်နော်ကြာပြူဖူပန်တာကနေပဲမှားလိုက်မယ်ဒီပပီဇာကြိုက်တယ်မလားအဲ့ဒါတော့မမေ့ဘူးမှားလိုက်မယ်သိလားအေးစီစားပြီးမှခင်းကာဆိုတဲ့ကောင်မလေးစီသွားကြတာပေါ့ကြာပြူလုပ်ပေးတာနိုင်ရင်ပြောနော်ဒီပဒီပငိုနေတယ်ဘာဖြစ်လို့ငိုနေရလဲဒီပရဲ့ဒီပကိုသူကလက်ခံပါပါဘာမှမတွေးနဲ့နော်ကြာပြူပါရှင်းပြပေးမယ်သိလားဒီပရဲ့ဒီလိုကြီးမနေပါနဲ့လားဒီပကိုချစ်နေတဲ့ကြာပြူအတွက်တော့အဲ့ဒီမျက်ရည်တွေကအစွမ်းထက်သေးတဲ့ဒီပရဲ့အတန်မထွက်ပဲစိတ်ငိုနေတာသိလိုက်တော့ကြာပြူပါအောင်အေးမထားနိုင်တော့ပဲပါဆက်ကိုလက်နဲ့ပိတ်ပြီးတက်အေးငိုဆိုင်နေမိပါတော့တယ်တခင်လေးမမလေးရလေကြပြတကယ်ပြေးချလာတဲ့တော်ပူစုကြောင့်လွတ်လပ်စာအလုပ်တွေကိုရက်ပြပြီးလဲကြည့်လိုက်တယ်ဘာတွေဖြစ်လာပြန်ပြီလဲတော်ပူစုဟုတ်မမလေးကသူဘာဖြစ်လဲဆက်ပြောလေအတော်ဘလို့မှထိမ့်မနိုင်တော့လို့ပါတခင်လေးအမလေးကအပြင်ထွက်မယ်ကြီးတောင်းဆိုနေတာမရတော့ပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုရိုက်ခွဲနေပါတယ်ဟာပြဿနာပဲဒီပါလဲအလုပ်တကပြီးစီသေးတာမဟုတ်ဒါဆိုတော်ပူစုအထဲပြန်ဝင်လိုက်ပါကျုပ်သူစီသွားလိုက်မယ်ခွန်းအောင်ဒေသသူ့ရှိပါရှိရဲ့အရာတွေနဲ့ဥပေါချိုင်းကိုတစ်ချက်ကြည့်လိုက်တဲ့ဥပေါချိုင်းခမရလဲခဏလောက်နားလိုက်ပါကျုပ်ပြန်လာမှဆက်လုပ်ကြတာပေါ့ဟုတ်ကဲ့ပါလက်ထဲကပေါတူကိုပြစ်ချပြီးခြေလန်းတွေကကင်းကားမေးစီကိုခတ်သက်ဦးတီးလိုက်တယ်အဲ့ဒီနောက်ဖုန်သေးပေနေတဲ့လက်နှစ်ဖက်ချင်းပုတ်ပြီးတော့ဘောင်းဒီနဲ့တုပ်လိုက်တယ်တကားဖွင့်ပေးဒေါ်ကြီးအပြင်မှာရှိရဲဆိုတာခင်းကားတည်တဲ့ကျေးဇူးပြုပြီးတကားလောက်ဖွင့်ပေးပါသူမအခမ်းအနားကိုမရောက်ခင်အတန်မျိုးစုံတို့ကိုဥစွာကြားလိုက်ရတယ်ခြေလန်းတွေကမပြေးုံတမဲတကားကိုစောင့်ဖွင့်ပြီးအထဲကိုဝင်လိုက်တာနဲ့ကျမ်းပြင်မှာပေပွားနေတဲ့ပန်းအိုအစာနာတွေသူမစားဖို့ပြင်ဆင်ထားတဲ့ထမင်းဟင်းပကံတွေကပါမှောက်ကြပြန်ကျဲနေတယ်ထိုအရာတို့ကိုတန့်တော့လိုက်ကြည့်ပြီးအစုံမှာတော့ကရင်ချင်းမှာဒုနှစ်ဖက်ကွေးထိုင်နေတဲ့သူမလေးကိုတွေ့လိုက်တယ်
လူညစ်လူရောပါကြီးရှင်ကြီးကိုမုန်းတဲ့အရန်မုန်းတဲ့သိလားလူကိုတွေ့လိုက်တာနဲ့ရန်သူတယောက်လို့လက်တွေကအရင်ပါတယ်ရင်ဘက်ပြင်ကိုတပုံပုံစတင်ထူတော့တယ်လက်ကအညစ်အကြေးတွေသူမကိုပေးကုန်မှဆိုလို့လက်နှစ်ဖက်ကိုနောက်ပစ်ပြီးခြေလမ်းတွေကိုဆုပ်ပစ်တော့သူမြောက်သွားတယ်ငိုယူထားတဲ့မျက်နှာလေးကနှာခေါင်းထိပ်လေးမှหนีရဲနေတယ်နှက်တရှုပ်ရှုပ်နဲ့အခုလဲစံတဲ့နှစ်ဖက်ကိုခွဲစီပြီးအပေါ်မှာအလုံးလေးနှလုံးထုံးဖွဲ့ထားတာကသူမအမှုရာတွေနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်တကယ်ကိုကလေးသားသားရည်ကျင်စိတ်ကိုမနှဲထိန်ထားမိတဲ့ရုပ်တည်နဲ့ဒါကဘာတွေလဲကင်းကမေကိုအားနေရမဟုတ်အခုလေမင်းကိုမနိုင်တော့ဘူးဆိုပြီးဒေါ်ပူစုပြောလို့လိုက်လာခဲ့တာထင်းတဲ့အတိုင်းမင်းရကြမရှိအောင်ဖျက်ဆီးထားတာပဲနှစ်ရက်ရှိပြီကင်းကောင်ကိုဒီထဲမှာပဲနေခွင့်ပေးထားတာညောင်းညာလို့တော့အပြင်ထွက်ခွင့်မရှိဘူးဘာလို့လဲဘာလို့အခုလိုလောက်ရတာလဲကင်းကထွက်မပြေးဘူးလို့ပြောခဲ့ပြီးပြီမလားဘာကြောင့်အခုလိုဆက်ဆံနေရတာလဲဥက္ကုနောင်တေစာပြီးတော့ညကလည်းမိုးရီရွာမိုးရီလည်းချိန်နဲ့ကင်းကတယောက်တည်းအရန်ကြောက်တာကိုသိတာပေါ့ကောင်မလေးရဲ့မင်းအရန်နဲ့ကြောက်နေပဲဆိုတာအဲ့ဒီချိန်ကိုပြင်မှာရှိနေခဲ့ပါတယ်မြေတွေတူးဆွားရတယ်လေသဘောကျလာတယ်လို့ကိုလက်နဲ့မင်းသဘောကျတဲ့အရာလေးတွေကိုရှင်သန်ခွင့်ပေးရတော့မယ်ဆိုတဲ့အသည့်တရက်ကပျော်ရွှင်စေခဲ့တယ်ဘလောက်ပဲနာကျင်ပင်ပန်းပြီးအမာရွတ်ဆွေးနေပါစေအဲ့ဒီကြောင့်ကမှချစ်ချစ်နဲ့နဲ့ကြီးနဲ့နှစ်သက်လာခဲ့ပြီးကောင်မလေးသူ့ရှိမှရှိတဲ့ခြာတိတ်မလေးကိုပွေထားခြင်းစိတ်တွေဖြစ်ပေါ်နေပေမဲ့အုံနောက်ကတားဆီးနေတယ်လက်တွေကိုကြစ်ကြစ်ပါအောင်စုပ်ထားမိတယ်ခင်းကောင်တယောက်တည်းမထားခဲ့ပါနဲ့ဥက္ကုနောင်တေစာအနာယူမှုတွေနဲ့နေသားကြပြီးမှတယောက်တည်းဆိုပြီးလွတ်မချလိုက်ပါနဲ့မဟုတ်ဘူးကောင်မလေးကိုခုလုံနေတာကဦးဟမ်ရုတ်တရက်သူ့တကူလုံးနှွေးထွေးသွားတယ်ရင်ခွင်တဲကသူမကသူ့ကိုစပြီးဖက်တွယ်လိုက်တာလားဦးခင်းကောင်ကိုပြစ်မထားပါနဲ့နော်ခင်းကလေးဦးရဲ့စကားကိုနားထောင်ပါမယ်ဒေါ်ကြီးကိုလည်းအလုပ်တွေကုလုပ်ပါမယ်နော်ခင်းကတယောက်တည်းမနေရဲလို့ပါအရန်နဲ့ကြောက်လို့ပါဦးရင်ခွင်ထဲမှာချုံပွဲချငုံနေတဲ့သူမလေးကိုပြန်လဲဖက်တွယ်ဖို့လက်တစ်ဘက်ကမြောက်တက်သွားပြီးမှအတိတချို့ကတိုင်းကနေဝင်လာခဲ့တော့လေထဲမှာရက်တန်းသွားတယ်တောင်းဝက်မာတဲ့ကောင်မလေးကိုမင်းပေါ်အရန်နဲ့ရက်ဆက်ခဲ့မိပြီအခုကိုပြောတာနားထောင်တော့ကိုမင်းကိုပြန်ခေါ်လာမချင်းဒီနေရာမှာပဲရှိနေပြီပါတကားလည်းလုံးမချခဲ့တော့ဘူးဦးနေပါအောင်ဦးကဘယ်ကိုတောင်းမလို့လဲဦးဒါတွေကထွက်သွားမယ်ကြံတဲ့ဦးလက်တွေကိုဆွဲကင်ထားမိပြီးသွေးကြည်ဦးပေါပြင်းနေတဲ့လက်ပွားပြင်တို့ထံအကြီးရောက်သွားခဲ့တယ်တန့်တော်အမေးလိုက်တော့လက်ကိုဆက်ကနေယုံထွက်ပြီးဒေါ်ကြီးလာပါပြီသခင်လေးကျုပ်ပြန်မလာမချင်းသူမကိုအခန်းထဲကအခန်းပြင်မထွက်ပါစေနဲ့တိတ်မကြဘူးပြန်လာခဲ့ပါမယ်ဟုတ်ကဲ့ပါသခင်လေးလက်မကြည့်ပဲထွက်သွားတဲ့ဦးရဲ့ကြောပြင်ကိုငေးကြည့်ပြီးဝမ်းနေစိတ်ကအလိုလိုဖြစ်ပေါ်လာတယ်ဒီရက်ပိုင်းဦးကသူမကိုတိတိကျကျကြီးရှောင်ဖယ်နေတဲ့ထမင်းစားဝိုင်းမှာစုံခဲ့ရင်တော့ဦးစွာရှောင်ထွက်သွားတယ်အရင်ကထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေမိတဲ့သူမကသူ့ထံကဖယ်ချင်ခဲ့ရတဲ့အခိုက်အတန့်ကိုလွတ်မြောက်ခြင်းလို့မထင်မိတယ်ခံစားချက်တွေပြောင်းလဲကုန်တာလားတေချာတာကတော့အခုလိုဆက်ဆံနေရတဲ့အခြေအနေကြီးကအထီးကျန်တယ်လို့ခံစားရတယ်။သူမသဘောမကျအောင်ဟမ်နင်သူ့ဘောစိတ်ရိုင်းသွားလို့မဖြစ်ဘူး။အဲ့လူကနေတက်တက်လုံးမုန်းတီးသွားရမဲ့သူ။မုန်းလိုက်ပါအရင်လိုမုန်းတီးလိုက်ပါအကင်းကမေးမမလေးကျမ်းပြင်ပေါ်အယုတ်ကျိုးပြက်ထိုင်ချလိုက်တဲ့သူမကြောင့်ဒေါ်ပူစုကအနာကိုအပြေးရောက်လာတယ်။ခေါ်တဲ့တွေမကြားရလောက်အောင်သူမအတွေ့တွေကဟိုတီလွင်ပြောင်းကုန်တယ်။ဥပေါကြရာသေးရဲ့လားရာသေးတဲ့ဆိုအပီတီလှုပ်လိုက်ကြတာ